ပဲမင်္ဂလာပါရှင် TM Audio Board Channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီကနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်ထပ်မံပြီးတော့မှမိတ်ဆက်ပေးသွားမယ့်ဇာတ်လမ်းကောင်းကတော့မျော်လင့်ချက်တစုံတရာဟာမင်းဆိုတဲ့ဇာတ်လမ်းကောင်းရှင်အပိုင်း3ကိုထပ်မံပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့ပရိသတ်တွေအားလုံးကဇာတ်လမ်းကောင်းကိုမတင်ဆက်ခင်မှာမြောင်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ဖို့နဲ့ဗီဒီယိုမှာရှိတဲ့ notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဇာတ်လမ်းကောင်းကိုခုပဲတင်ဆက်ပေးလိုက်ပါတော့မယ်ရှင်မနေ့ကသွားဖို့ပြီးသားကိုခန့်ရဲ့အရာလဲရှာရတတိုင်းပေါ်တဲ့တတိုင်းပေါ်စင်ဖုံးဆက်လည်းမကိုင်းချင်းဘေးထုတ်တဲ့ဆိုတော့မချင်မငန်လည်းဆက်ဆံခရမလွယ်ဘူးမနှွဲ့ကိုပြောပါတယ်ဒလီအပ်ပါဆိုဒလီကနှမျောလို့ဆိုပြီးအထေတွေရောရောင်းရရဲ့လားရောင်းရတယ်ကိုခန့်ရဲ့မနှွေရဆန်းရှိတယ်ခန့်တအိမ်လုံးတန်းရှိရေးတွေလှုပ်ထားတာလားအဖေပန်းခံလို့စောင်မေပွဲနီးနေတာကိုစောင်မကြက်ပဲနဲ့ဘာလို့ရှောက်လို့နေရလဲအနှွေးပါသာလှုပ်မှာပေါ့မခိုင်နဲ့စကားပြောနေတော့အနှွေကအနောက်ကနေထွက်လာပြီးတော့ပြောလိုက်တယ်ကျွန်တော်လည်းတရက်တလင်းအနှွေကိုကူညီပေးချင်လို့ပါအိမ်အလုပ်ကဒီလောက်လည်းမပင်ပန်းပါဘူးအနှွေကသာအပြင်အလုပ်တွေလုပ်နေရတော့ပို့ပြီးတော့ပင်ပန်းတာပေါ့အနှွေကလူရှိတဲ့ချစ်ယောက်ကြရင်အလိုက်တတိစကားကြောင့်သူမနှုတ်ခမ်းလေးရပြုံးသွားပြီးတော့ပဆိုင်လီတစ်ဖက်တောင်မှခောက်ဝင်သွားတယ်အနှွေပင်ပန်းတဲ့အခါမှာခန်းတရလုံးရှိတာနဲ့ခန်းကအနှွေရှင်အားစီလီကျန်တာတွေကအေးစေးပါအနှွေရှင်ပြားရည်တကားလို့ကျိုးနေတဲ့စကားနဲ့အပြုံးကြောင့်ခန်းမှာမခိုင်ရှိနေတာမို့ရှက်သွားဟန်နဲ့ကောင်းကုန်ပါတယ်အနှွေတို့ပိုက်စာရောပေါ့ထမေဆိုင်ရအောင်လိမခိုင်ရှော့တခါရဲဝင်ပြီးတော့စားသွားအာနာစရာကိုခန့်ရဲ့အာမနာနဲ့ခိုင်ရဲ့တခါတလေကျုံတော့ငါယောက်ျားရဲ့လက်ရမြည်သွားကိုခန့်ချက်ထားတာလားစားရကြည့်သေးရဲ့အာမနာတော့ဘူးနော်ဟာရှားပါရဲ့ဗျကဲထမေခုထားပြီးသားအစင်သည့်စားကြရုံပဲအလုပ်ပြီးပန်းတော့လေအနွေကဘေးမှာခန်းရှိနေတဲ့ကဲ့သို့အလိုက်သိတဲ့ခန်းကြောင့်အနွေကစိတ်ပျော်ရှာပါတယ်ခန်းရှယ်ပေးနားမှာလေတင်စာရှင်းဝေရှင်းအရှိန်ရှောင်ကိုမတွေ့ရှာတဲ့ကဲ့သို့စိတ်လီနေတဲ့ခန်းရှယ်ပုံစံကိုမတွေ့ရှာတော့ပါအရှင်ကားတဲ့အများကြီးခန်းကတည်ငြိမ်သွားပြီးတော့ရှင်းကျက်လာတယ်ခန်းစိတ်မကစားတော့ပဲအနွေပေါ်မှာပြန်လဲနှွေးထွေးလာခဲ့တာမို့အများကြီးစိတ်သက်သာခဲ့ရပါတယ်အနွေအထေတွေမလျှောက်သေးလို့လန်ခီအခြေအနေမကောင်းတာကြောင့်ကျန်းကျနေတာဖြစ်ပြီးလက်ကျန်အထေတွေကိုရှော့စေရှောင်းပြီးတော့စောင့်နေရှင်နဲ့အငြိမ်မနေတတ်တာကြောင့်သူမဝါသနာပါရှာဒေါ်မီခိုင်စီကိုအထေဝင်ပြီးတော့ချုပ်နေလိုက်တယ်ငကိုဝါသနာအရှင်းခံရှိတာကြောင့်အနွေကအထေချုပ်ရမှာလေတက်မြန်ပါတယ်ဒေါ်မီခိုင်ကရွှွှွအထေတွေပဲချုပ်တဲတာမို့သူတက်တလားအနွေကိုပြန်ပြီးတော့တင်ပေးတာပါအထေပိုင်းစထိုင်းနေညနေချုံနေဓာဆက်လိုက်နေပိစကိုင်းနေစိတ်ရှိရှိတင်ပေးပါလေမမိခိုင်အနွေချုပ်တာအစဉ်ပြေးလာကြည့်ပါအောင်လက်ရှောင်အချိန်နေဒီနေ့အနွေစေးလေးကပေါ်ပေါ်ပဲပဲရှားတဲ့တထောင်ကျော်တဲ့ပိစနှစ်ကိုက်ဝေးလာတာဖြစ်ပြီးအင်းကြီးရှင်ပုံလက်ပြက်လေးကိုပဲလက်ရှောင်ဆန်းပြီးတော့ချုပ်ကြည့်လိုက်တယ်ဒေါ်မိခိုင်ကဟင်းချမ်းနေရှင်အနွေချုပ်ထားတဲ့အင်ကြီးကိုပဲအချီကြောင်တေချာစစ်ပြီးတော့အေးမစိုးဘူးအနွေလက်ရှောင်ကတီးတက်သားပဲအနာလုံးတော့လေတော့တယ်အောက်ကခောက်တာတော့နည်းနည်းလေးလိုတယ်ကော်ကတ်တာအရှမ်းထူနေတယ်ညီအင်ကြီးချုပ်တာဒီလောက်စိတ်ဝင်စားနေရဲဆိုရင်တေတန်းတော့တက်ပါလားအေးကျိုးကရွှွှွတွေပဲချုပ်တတ်တာတေတန်းတိုက်ညီးပို့ပြီးတော့ကျွမ်းကျင်လာမှသိလားညီးလိုက်ရမစိုးဘူးအေးဒေါ်မိခိုင်စကားကြောင့်အနွေကမျက်နှာညှို့သွားပြီးတော့တွေ့လေးငိမ့်ကျသွားပါတယ်တင်တန်းတက်ချင်တာပေါ့ဒါပေမဲ့မဖြစ်သေးဘူးမမခိုင်ရှင့်ခန့်နောက်ဆုံးနေ့ရှောင်းနေပြီလေပစ္စံပို့ပြီးတော့ကုန်လာမှာအနွေရှဲတင်တန်းကြီးကလည်းစိတ်သိမ်းလောက်ကိုမှအနွေမှာပစ္စံဒီလောက်မကြံတော့ဘူးခန့်ဆရာဝန်ဖြစ်မှာပဲဒါရီစေးစားဖြစ်တော့မှဒေါ်မီခိုင်ကအနွေရှဲစကားကြောင့်ခေါင်းတစ်ဆက်ဆက်ညှိပြပါတယ်အေးညီယောက်ျားလေးဆရာဝန်ဖြစ်ဖို့မကြတော့ဘူးမကြခင်ညီလေးဆရာဝန်ကတော့ဖြစ်တော့မှညီကျိုးစားမှုတွေကအရှာထင်လာပြီပေါ့ဒါပေါ့ခန့်ကလည်းဂျူတီကုတ်အဖြူနဲ့အရန်လိုက်ပြီးခန့်ဆေးရုံမှာဆရာဝန်အကူအဖြစ်စိနေရပြီလေဒါနဲ့ညီတို့ကခလေးမရှိကြသေးဘူးလားမရှိဖြစ်သေးပါဘူးခန့်ကြောင်းပြီးမှစဉ်းစားဖြစ်မယ်ထင်တယ်ခန့်ကလည်းသူရွှေရထားတာအများကြီးရှိသေးတာအသက်လဲငယ်သေးတော့အေးဆေးယူကြပါတယ်ဒေါ်မီခိုင်ကအေဂျင့်နဲ့အနွေရှဲမျက်နှာကိုကြည့်ပြီးတော့ညှိသက်သွားခဲ့ပါတယ်ဆရာဝန်ပေါင်းစခန့်သူတတရအနွေရှဲတံပိုးကိုနားလေပါစေလို့ဒေါ်မီခိုင်ကမျှော်လင့်နေမိတယ်အန်တီဒီနေ့ဘလို့နေလဲတက်တာလားခေါင်းကိုက်သေးလားတက်တာပါတယ်ဆရာရှင်
ဆေးရောပုံမှန်တောက်ရလားဗျဟုတ်ကဲ့တက်တာပါတယ်တောက်လေးတောက်ပါတယ်ဒီနေ့ခန္ဓာလူနာတွေကို history ယူရမှာဖြစ်တာကြောင့်လူနာ history ကိုတေချာလိုက်ပြီးတော့ပြီးလာနေတာပါပြီးရင်ဆရာဝန်ကြီးလာရင် present လောက်ရှာမှာဖြစ်ပါတယ်ဒါကြောင့်လူနာကတင်တယောက်ချင်းစီသွားပြီးတော့ယောဂအမျိုးအစားလိုက်မှတ်တမ်းရှုကခံစားနေရတဲ့ဝေဒနာအကြောင်းမှတ်သားရှာတဲ့ history ရှုလို့ပြီးပြီဆိုကမှဂျူဒီကုတ်ကိုချွတ်လိုက်ပြီးတော့စရုပ်ပြင်ကစားသောင်းဆိုင်စီနီးလေးစာစားဖို့ထွက်လာတယ်နောက်ဆုံးနှင်းမှုစာတွေကမြာပြီးတော့စောင်းမေးဝဲအောင်ဖို့အတွက်တအားကိုမှလုံးပယ်ရှာတယ်ဆရာဝန်ကြီးကနီးလေးမှလာမှမို့သူထမင်းစားဖို့အချိန်ရှားပါတယ်သူတို့စေးချောင်းနောက်ဆုံးနဲ့အဖွဲတွေကသူဂရုနဲ့သူအဖွဲကြားနေတာဖြစ်ပြီးခံသူကြနဲ့ဂရုအဖွဲရှိတယ်ဆိုပေမဲ့အားလုံးလည်းနားနေကြပြီဖြစ်တယ်လို့သူကလည်းစာသင်ချိန်ကလွယ်ပြီးကျန်တဲ့အချိန်တွေမှာတယောက်ချင်းပဲနေတတ်ပါတယ်ဒါကြောင့်အားလုံးနဲ့ကွဲထွက်နေတာပါဒီနေ့စောင်းမေးဝဲဖြစ်ပြီးရှင်သူကြောင်းပြီးတော့အလုပ်တင်ဆရာဝန်အဖြစ်စိတ်ယုံတွေမှာအလုပ်ဝင်ရမှာဒါပေမဲ့သူရှင်ဘဝကိုဒီလောက်နဲ့မကြည်နက်နိုင်သေးပါသူဟာအထူးကူဆရာဝန်အထိရှိမှန်းထားပါတယ်ဒီအထီကိုရအောင်နဲ့ဆက်ပြီးတော့ရှောက်သွားမှာပညာရှိမှလောဘကြီးတဲ့သူမို့ဒီလောက်နဲ့တော့မရှမ်းကြံ့ကျင်မှာနိုင်ငံသားချက်ပြီးတော့ပွဲလုံရှိဖို့ရောအထူးကူပွဲအတွက်ကိုပါသူကရည်ရွယ်ထားပါတယ်သူထမင်းဟင်းမှာလိုက်ပြီးတော့စပင်းမှာဝင်ထိုင်လိုက်ရှင်ဖုန်းကိုထုတ်ပြီးတော့အင်တာနက်လိုင်းကိုဖွင့်ကြည့်တယ်အပြင်းပြေခဏဖုန်းကြည့်ဖို့ဖြစ်ပါတယ် Facebook ကိုသူကတိတ်မသုံးဖြစ်ပါတတိနဲ့စောင်းပါးတွေကြည့်ရတာဖွင့်ထားတယ်ဓပုတ်လည်းမတင်ပါ ACC တိုင်းကိုတော့သူ့ရဲ့နာမည်နဲ့တောင်ဖွင့်ထားတယ် Frank Rockers တွေအများကြီးဆိုပေမဲ့သူကလက်မခံဖြစ်ပါဒီနေ့လဲဘသူများလာအပ်ထားမလဲလို့ဖွင့်ကြည့်ရင်သူအံ့ဩသွားပါတယ်တင်စားဆိုရဲနှိမ့်တဲ့ဓပုတ်ကြောင့်သူတေချာအောင်ဝင်ကြည့်တော့တကယ်ကိုမှတင်စားအရှင်ကားချက်ပို့ပြီးတော့ချော်မော်လှပတဲ့တင်စားတိတ်ဆိတ်နေတဲ့သူရှင်းရှင်ကုန်သားကစက်ခနဲဆိုပြီးတော့တစ်ချက်ခုံလုံးသွားသလိုပါပဲတင်စားရှင်း ACC ကိုလက်ခံတဲ့လက်မခံတဲ့စဉ်းစားပြီးမှတငယ်ချင်းတယောက်အနေနဲ့တွေ့ပြီးတော့သူလက်ခံလိုက်တယ်တင်စားဓပုတ်နဲ့ဆက်ကြည့်ဖို့မသိတော်တာကြောင့်သူအင်တာနက်လိုင်းကိုပြန်ပေးလိုက်တယ်ဒါပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာလီးလံသွားတယ်တင်ငယ်နေတဲ့သူရှင်းစိတ်တွေကလှိုင်းချသွားသလိုပါသူထမင်းကိုတွတ်စားလိုက်ပြီးတော့ပတ်စံရှင်ကစိတ်ုံဘက်ကိုပြန်လျှောက်လာတယ်ဆရာဝန်ကြီးလာကနေမို့သူတို့စေးကြောင်းသားအဖွဲတွေကစုနေကြတယ်သူကလည်းသူ့ရဲ့ဂရုကနေသွားလျှောက်ပြီးတော့လူဝဲကြောင်တွေပြင်ဆင်ရှင်းမှတ်နေလိုက်တယ်ဒီရဲ့ချိန်မှာကိုခန့်သူတားပိုင်ရှိလားရှင်သူနဲ့မယ်ခေါ်တဲ့ကြောင့်သူထားရှက်ပြီးတော့လန်လန်ပြပြီးသူ့ကိုလာမီးနဲ့သူနာပြူးစီထွက်လာတယ်ကျွန်တော်ပါဆရာမအပြင်မှာအိတ်တွေရှောင်းနေတယ်ဗျာကျွန်တော်အိတ်တွေဘယ်သူများလဲခန့်သူထားပိုင်ရဲ့စနီအနွေတော်တဲ့စနီးဆိုတဲ့စကားကြောင့်စေးချောင်းသူတွေရဲ့မျက်လုံးကသူ့စီစုပ်ပြုံလာတယ်သူစိတ်ပြဲသွားသလိုမျက်နှာတစ်ချက်မဲပြီးတော့အပြင်ကိုထွက်လာတယ်တကယ်အနွေပါထုံးစံအတိုင်းတီရှယ်ပွားနဲ့ဂျင်းပေါင်းမိရှိပွားနေဘူးလို့ရှာတို့အုတ်ထုပ်ကိုစောင်းထားပြီးစိတ်ရုံအရှိမရင်းဆောင်နေတယ်နေလေခင်အနွေကဒီစိတ်ရုံကိုဘယ်လိုလိုက်လာတာလဲခန့်သူကိုတွေးတာနဲ့အပြုံးချုံသွားတဲ့အနွေပချိုင်တစ်ဖက်ကအသက်ဝင်းလုံးမာတယ်သူဘေဘီကိုတစ်ချက်ဝေးကြည့်ပြီးတော့အနွေရှင်လက်ကိုဆွဲပြီးတော့ခက်လန်းလန်းကိုရှောင်လာတယ်နေလေခင်မို့နေကြည်ကြည်တောက်ပြီးတော့ပူလောင်နေအနွေဂျူတီကအဖြူနဲ့ကြီးကောင်းနေတဲ့သူမရှိဆရာဝန်ပေါင်းစားကိုငယ်ပြီးတော့သဘောကျလို့မဆုံးဒီစရုံကိုဘာလာလောက်ကြလဲအနွေသူရှယ်မျက်ဝန်းကိုပဲအနွေကဖက်ကြည့်တက်ရှင်သူမလိုက်လာတာကိုမလိုလားဘူးဆိုတာနားလည်မဲ့ထင်ပါတယ်ခန့်နှစ်ကျဲကြံခဲ့လို့လိုက်လာပြီးတော့ဒါလိုအပ်တယ်မလားမနေ့ကသူနှစ်ကျဲကြံခဲ့တာလမ်းရှောင်းမှတတိရှာတယ်တိတ်မလိုအပ်သေးတာမို့ပြန်မယူဖြစ်ခဲ့တာပါနှစ်ကျက်ကနှလုံးကုန်တဲ့အစုပ်သေးလေဝေနဲ့အတန်းဘိုက်ထဲကလေတန်းတွေနားထောင်တဲ့အချိန်ရှင်သွေးပေါက်ခြင်းရဲ့အချိန်မှာပဲလိုအပ်တာမို့ဒီနေ့အတွက်မယူလာတာပါဒီနေ့ကဂျမတ်လူနာတွေကိုလိုက်ကြည့်ရှားမှမှုဖြစ်ပါတယ်အလုရှုပ်ခံလို့အနွေကျွန်တော်တမိန်မလို့အဲ့လိုထားခဲ့တာဟုတ်လားအနွေမသိလိုက်ဘူးနောက်တစ်ခါဒီလိုမျိုးမလိုက်လာပါနဲ့အနွေပုံစံနဲ့ကြည့်ရောခန့်စကလုံးကြောင့်သူမဘာသာပြန်ငုတ်ကြည့်ပြီးတော့မျက်နှာညှိုးသွားတယ်နေကျလာပြီးတာမဟုတ်လားခန့်နေလေစာစားပြီးပြီလားအနွေကမျိုးရဲအထဲထုတ်လာယူရင်ခန့်စီတခါရင်းဝင်တာခန့်စားတဲ့နေရလားဘာလို့မေးတာလဲအနွေတော့ညှိုးနေတဲ့မျက်နှာကိုဖုံးခွေရှင်ခန့်ကိုပြုံးလိုက်တယ်ခန့်နဲ့တူနေလေစာစားမလားလို့ဟိုခန့်အချိန်ရှားမှပြောတာပါအနွေနောက်တစ်ခါကျကျွန်တော်စီမလိုက်လာပါနဲ့ပြီးတော့ကျွန်တော်ကဆရာဝန်တယောက်ကျွန်တော်သူများတွေလေးစားတာလို့လူကျင်နေဆိုရင်အနွေပုံစံကိုနည်းနည်းပါးပါပြင်ဆင်လိုက်ပါဒါကျွန်တော်မပြောမဖြစ်လို့ပြောတာ
လူတွေကြားထဲမှာကျွန်တော်ဇနီးပါလို့ထုတ်ပြစေချင်ရင်ကျွန်တော်နဲ့လိုက်ဖက်အောင်နေပါအနွေဒီပုံစံနဲ့အနွေလာတာကျွန်တော်ဘလောက်ထိတိမ်ငယ်ရလဲကဲကျွန်တော်လည်းဆရာဝန်ကြီးလာမှာပေါ့အနွေပြန်တော့ဗျာခန့်အနွေမနာကျင်တက်လို့မဟုတ်ဘူးနော်ခန့်ဖြစ်နေလို့အရှာအားလုံးနားလေပြီးတော့တိခံပြီးချစ်ပေးနေတာပါအနွေကလေအနွေထက်ပို့ပြီးခန့်ကိုချစ်ခဲ့တာအနွေထက်ပို့ပြီးခန့်ဦးစားပေးခဲ့တာအနွေကြောင့်ခန့်တိမ်ငယ်ရရဲဆိုရင်အနွေတောင်းမှန်ပါတယ်ခန့်အမြေရှောက်ဖို့အတွက်အနွေကိုပါသာခြာနေထားတာပါအကောင်သိမ့်ကြိုက်တဲ့အနွေအဆိုးဆုံးတွေကိုခန့်အတွက်ယူပေးထားတာအနွေတိတ်မာသွားတယ်နောက်ဘယ်တော့မှအနွေခန့်အလုံးလုံးတဲ့ပတ်ဝန်းကျင်မှာမပေါ်လာတော့ပါဘူးခန့်သူတာသူ့ရဲ့စကားမှားသွားတယ်ဆိုတာအနွေမြေရီစားတွေကိုကြွေးမှနားလေပြီးတော့အာနာသွားရတယ်အနွေဒီလိုစကားမျိုးအများကြီးတော့မပြောဘူးခဲ့ပါပြီးတော့အနွေတခါမှဒီလိုမျက်ရည်ကြတာမတွေ့ခဲ့ရပါအနွေကတိတ်ကူမှတန်ပါခဲ့တာသူအတိဆုံးမှာအနွေ sorry ကျွန်တော်ခက်မအားဘူးမလားအနွေပြန်တော့မယ်အေးရှောင်းမှတွေးကြတာပေါ့အနွေပုံစံကြောင့်အရှယ်ရှားစီတယ်လို့ခက်ပြောချက်မလာခဲ့ပေမဲ့တိမ်ငယ်တယ်လားအနွေရှိသေးမှနာကျင်လိုက်တာအိမ်မှာမျက်နှာချင်းဆိုင်နဲ့အချိန်မရှိသလားခန့်သူ့เจ้าစာနဲ့အလုံးရှုပ်နေတယ်ထမင်းလန်းစုံမစားဖြစ်တာလေအတော်ကြပြီစကားတောင်မှမျက်မျက်ဆဆမပြောဖြစ်ပါဒီနေ့အနွေမြို့သေးကိုလည်းလာရှားမှဖြစ်တယ်လို့ခန့်နှစ်ချက်ကိုလည်းဝင်ပေးနေရှင်နေလေစာအတူစားဖို့တွေးကြတာဝင်ပေါက်ကသူနာပြူကအနွေကိုပဲမတူမတန်မျက်နှာချောင်းနဲ့ခက်ဟဟမေးလို့ခန့်တူတာစနီးလို့မခံကျင်စွာထုတ်ပြောလိုက်တာပါအခုတော့အနွေတိတ်ကိုမှမှားသွားတယ်အနွေကြည်ရတဲ့သူရဲ့မျက်လုံးထဲမှာတော့အနွေကဒီလောက်ထိကြည်ရဆိုးနေရလားမန်းနွေဘာဖြစ်တာလဲကိုခန့်နဲ့အစိမ်မပြေလို့လားဘာလို့ငိုလာရှာတာလဲဘသူဘာပြောလို့လဲဆေးရုံအပြင်ဘက်မှာရှဲဆောင်ကြံရိတ်ခဲ့တဲ့ခိုင်ကစိုးရိမ်တကြီးပြီးလာတော့မျက်ရှိတွေနဲ့ကြည့်ပြီးတော့အနွေကောင်းခါပြတယ်ဒီတခါအနွေရဲ့စိတ်နှလုံးထိခိုက်တော့ရတာမို့လူကမတက်တောင်မှမရှမ်းချင်အောင်ပြုလဲကျင်နေခိုင်တော့ဘာမှမပြောပဲလိုက်ကားကိုမတူစီပဲတက်စီကိုတားဆီးပြီးတော့အိမ်ပြန်ခဲ့ပါတယ်ခိုင်ကိုပဲအထဲသွားယူဖို့လွှတ်လိုက်တယ်အနွေအိမ်ပြန်ရောက်တာနဲ့အဝေးပုံတဲကအနွေအဝေးတွေကိုထုတ်ကြည့်တယ်ခန့်နဲ့လက်ထက်ထားတဲ့3နှစ်ကျော်4နှစ်အတွင်းမှာအနွေဝေးဖြစ်ခဲ့တဲ့အဝေးအစားတွေကောင်းပြီးဆိုတာတထဲမှမပါဘူးအားလုံးကကိုတိန်နာအကြတွေကြီးတတောင်းတန်နဲ့အင်ကြီးတောင်တစ်ထိန်မရှိတော့ပါအလားပြေမှုရုံးစွအစုံနှုတ်ခမ်းစိုးစေးတောင်မှတချောင်းမဝေဖြစ်ဗတ်ထဲမှာစုထားတဲ့အဖေချန်ထားရှက်တဲ့ပစံလေးကုံသွားပြီအနွေချက်လက်ဝဲလက်စားတွေကလည်းဘာမှမရှိတော့ဘူးကိုတိန်နာရှောင်းတာနဲ့အိမ်ကားကားတွေကိုစုချိုးချံချွေတာပြီးတော့သူတွင်အလုံးကိုပန်ပိုးပြီးခဲ့တာအဲလိုစကဲလို့နေနေတွင်နဲ့ပြောခဲ့ရှာတာအနွေကိုရိုက်တာတဲ့နာတလို့ကိုဘသာလေးအရန်ရှက်မိပါတယ်ဝယ်နေစေကတလိုက်လိုက်တက်လာပြီးတော့မျက်ရှိကမကုံခန်းနိုင်အောင်စီးကြလာတယ်ခန်းကိုပဲမျက်နှာချင်းဆိုင်ရာမှာရှက်နေတယ်အနွေကိုဘသာလေးအရန်ရှက်ပါတယ်ခန်းရှက်မျက်နှာတီတီပေါင်းဆက်ဆက်ပုံစံကအနွေရှဲရှင်ကိုတားနဲ့ထိုးနေတယ်လို့ပါအနွေလဲသူများမိန်းကလေးတွေလိုလှကျင်တာပေါ့လှပါကြောက်ရှင်းနေတဲ့မိန်းကလေးတွေကိုတွေ့ရင်အားကြစိတ်နဲ့လိုက်ငိမ့်နေမိပြီးကိုဘာသာတိမ်ငယ်စိတ်ကခဏခဏဝင်ပြီးတယ်ဒါပေမဲ့အနွေမှာကိုဘာသာရှူရှူရှက်ရှက်တသားသားနေဖို့အချိန်မရှိဘူးမနေ့အစောကြီး3နာရီ4နာရီထစိုင်သွားခွင့်ဖို့အထုပ်တွေကိုတယောက်တည်းလက်ပြမကြမသိရတယ်စိုင်ပြန်သိချင်းချက်ပြုတ်လိုက်လွှဲဈေးရောက်လိုက်မလွင်ဖြစ်တဲ့နေဆိုရင်အထည်ပြေးကြာရခန့်နေတာပဲခန့်အတိသားပါပဲအနွယ်တယောက်တည်းတွေ့လိုက်ရှင်ပန်ကြီးသေးမှမိုးကျလာလို့မြင်းရည်ကြလိုက်တယောက်တည်းစကားတွေပြောလိုက်နာကျင်မှုတွေကဖြေပြမရပါခန့်ဟာတိတ်ကူမှဖြူစင်ရှူးသားပြီးတော့အနွယ်ကြီးရတဲ့ကောင်းလေးမဟုတ်တယ်လို့ပဲအနွယ်ရှိဆက်ဘလို့လုံးတဲ့လဲဘဝကြီးတစ်ခုလုံးခြာနေပေးထားလျက်နဲ့ခန့်ရဲ့ခန့်သူသားចောင်းပြန်လာနဲ့အင်ကိုစောစောပြန်ရောက်လာတယ်တော်ပေးထားတဲ့အခန်းတကားကြီးကြောင့်မွန်းကျသွားပါတယ်တခုခုစိတ်ရှုပ်လာရင်ဘာမှမစင်ချင်ပဲပြောထွက်တတ်တဲ့ကိုဘာသာလေးဒေါသဖြစ်ရတယ်တကယ်ဆိုရင်အနွယ်ဒီလိုဖြစ်ရတာသူကြောင့်ဆိုတာသူသိရတာနဲ့စိတ်ရှုပ်စွာနဲ့တပြင်းကိုချပြီးတော့အခန်းတကာတော့ကိုဖွင့်ပြီးဝင်လာတယ်အနွယ်မရှိတဲ့ခံကတိတ်ဆိတ်ပြီးတော့ခြောက်ကန်းနေတယ်လို့ပဲခါတိုင်းရက်တွေဆိုတော့လိုက်တွေ့ပြီးတော့ဆေးရောက်နေတတ်တဲ့အနွယ်ရဲ့အတန်ကစူညံနေတယ်အိတ်ခမ်းတဲဝင်လာတော့
အနွယ်ဆွဲဖထားတဲ့သူမအဝတ်အစားတွေကပြန့်ကျဲနေတဲ့အင်ကြီးတွေကိုတထဲချင်းစီလိုက်ကောင်းသိမ်းနေရှင်သူစိတ်မကောင်းဖို့ဖြစ်ရတယ်အနွယ်ရှင်ဘဝမှာအဝတ်အစားကောင်းကောင်းတောင်မှမရှိခဲ့တာသူပြီးခဲ့တယ်ကွန်တိန်နာရှောင်းရင်ကွန်တိန်နာကြီးတွေကိုပဲဝတ်တဲ့အနွယ်ပါပေါ်ပါလွတ်လပ်တဲ့အနွယ်ရှင်ပုံရှင်းကိုပဲမျက်ဝန်းထဲမှာမြေရှောင်လာတယ်သူတို့မျိုးမာနေတော့ကအနွယ်ကဘောကြောတထေးမှလေသူများတွေထက်၃နိုင်ဖြိုးနိုင်အမြဲတမ်းကိုမှလန်ဆန်တဲကျွားနေတဲ့အနွယ်ပါဆိုင်ကဲအသေးဆက်ဆက်ကိုစီးပြီးတော့သူရှင်အရှိကိုခဏခဏရှောင်းလာပြီးသူ့လာပြီးတော့ခေါ်ထုတ်တတ်တယ်လို့သူကြိုက်တဲ့တာတွေကိုအမြင်ကိုမှဝေကျွေးတတ်ပါတယ်သူဖုန်းကိုလှမ်းရှုပြီးတော့အနွယ်စီဖုန်းဆက်တော်လဲစပိတ်ထားတယ်မခိုင်စီဖုန်းဆက်တော့နီးလေကလေးကအနွယ်ငူပြီးတော့ပြန်သွားတယ်လို့ပြောတယ်အနွယ်ပြန်လာမှစိတ်တင်တဲ့အောင်တောင်းပန်မယ်လို့တွေးပြီးတော့သူရှေ့ချိုးလိုက်ပါတယ်သူအတွက်အနွယ်ချက်ထားပြီးတဲ့ထမင်းဟင်းတွေကအစင်သေးပါတကယ်တော့အနွယ်ကြီးကြီးကိုတတိရှာလာလို့ကြီးကြီးကမလာတော့အနွယ်ပဲလာခဲ့ရတာပေါ့အနွယ်ကမလီကျင်တော်လေခန်းကိုပဲညိုညင်မှာစိုးလို့ကြီးကြီးကိုညောင်မိပါတယ်နီးလေကလေးကစိတ်ထပ်ပါအဖြစ်ကြီးကြီးရှိရာချန်လေးစီကိုထွက်လာခဲ့တာပါမျက်နှာမကောင်းပဲရှောင်းလာတဲ့အနွယ်ကိုကြီးကြီးကဒီကြီးကြီးနဲ့စစ်လာစီလာမေးနေတာမို့ကာခရမ်းကြီးကြီးကိုကူခူးနေရှင်မူသားသုံးနေရတယ်ဒါဆိုညီယောက်ျားနေဘာလို့အတူမလာတာလဲခါနောက်ဆုံးနေဆောင်မွေးပွဲနီးနေပြီလေကြီးကြီးသူစာအရန်လုံးနေရတာလိုင်းမလို့ပြောသားပဲအနွေရကြမိတကားကိုမှချက်ခဲ့တာတမီးတို့အိမ်တော်ရေးရောအစဉ်ပြေးရလားအနွေပြေးပါတယ်ကြီးကြီးရဲ့ခါကြောင်ပိရဲ့ကလေးတွေကိုစားပြပေးတယ်ရှားသမျှပတ်စံအနွေကိုပဲအတားစားလေအရန်တော်တယ်နောက်နေ့ဆိုဝေးရပြီလေဆရာဝန်ဖြစ်တော်မှာကြီးကြီးကနေရှိန်သွားပြီမို့စောင်းထားတဲ့အုတ်ထုပ်ကိုချုပ်ပြီးတော့ချထားကသူ့ပြင်းတွေကြားတွေကမျက်တွေကိုရှင်းနေပါတယ်ကြီးကြီးကအိုးရှင်ချက်လေးကိုဆိုင်ရင်ဝမ်းစာရှာနေရတာပါသူလျှောက်ကြားကလည်းလူမမသားသမီးတွေကမရှိဒါပေမဲ့အစဉ်ပြေတဲ့အချိန်မှာစူဆောင်းထောင်းတာမို့တိတ်တော်မပင်ပန်းညီယောက်ျားဆရာဝန်ဖြစ်တာတော့ဟုတ်ပါပြီညီလဲအသက်ကငငယ်လေးနဲ့အရွှေကြားလိုက်တာအနွေရဲ့မဲသေးပြီးပိန်သွားလိုက်တာဘာအလုပ်တွေများလုပ်နေလို့ဒီလောက်ထိပုံစံပြောင်းသွားရတာလေအနွေအထည်ရှောင်းတာပဲရှိတာပါជីជីရဲ့တိတ်လည်းမပေးပန်းပါဘူးခန့်အကုန်လုံးကုလို့ပေးပါလေအိမ်တော်ရှင်ဖြစ်သွားလို့နေမှာပေါ့ဒါနဲ့ညီဒီအိမ်မှာညအိမ်မှာလားညနေ9 နာရီထိုးပြီမို့ပြန်ဖို့ဖင်တကြကြဖြစ်နေပြီမဲ့ခါစိတ်ထဲမှာအောက်တဲ့ဖြစ်နေသေးတာမို့ជីជីစီကိုရှောက်တုံးရှောက်ခိုက်တညာအိမ်မဲလို့တွေးလိုက်တယ်ဟုတ်ជីជីတညာအိမ်မလားလို့လေတညာအိမ်မဲလို့ပြောလိုက်ပေမဲ့မိုးချုပ်လာလေစိတ်ထဲမှာခန့်ကိုပဲတတိတရရှိနေတယ်ဖုံကဆက်ပေးထားတာမို့ခန့်စိတ်ပူနေမလားလို့တွေးတယ်ညစာဆက်ပေးထားခဲ့တာမို့စိတ်ပူစရာမရှိခန့်ကြောင်ကအပြန်အနှွဲကိုပဲတွေးလို့ရှာနေမလားအတွင်းအမျိုးမျိုးနဲ့အနှွဲစေးကခန့်ချဲရှောင်းနေပါတယ်နောက်ဆုံးမနေနိုင်တာကြောင့်ခန်းစီជីជីစီမှရှောင်းနေကြောင်းစိတ်မပူဖို့မစိတ်ပူလိုက်တယ်ဒါမှစိတ်ထဲမှာနေသာထိုင်သာရှိသွားပါတယ်ခန့်သူတာစာကြက်နေတော့အနှွဲထံကဖုံမစိတ်ရှောင်းလာတော့စိတ်ထဲမှာအေးသွားတယ်ជីជីထံရှောင်းနေတာဆိုတော့တတိရှာလို့တွားလေတာပဲဖြစ်မယ်လို့တွေးပြီးစိတ်ထဲမှာပေါ့ပါသွားတယ်မိုးချုပ်လို့အနှွဲပြန်မြောက်သေးတာစိတ်ပူပေမဲ့စာမေးပွဲနီးတာကြောင့်စာကိုပဲအာရုံစိုက်နေတယ်ဖုန်းကိုဘေးနားမှာချပြီးတော့သူစာလှုပ်နေလိုက်တယ် Facebook Messenger ကဖုန်းလာတော့သူမျက်မှောက်ကျုပ်သွားတယ်ထူးထူးဆန်းဆန်းဘသူများခေါ်လာလဲကြည့်လိုက်တော့တင်စာကသူ့စီကို VC ကောခေါ်နေတယ်သူဖုန်းအရှင်မကင်သေးပဲဝစ်ထားတဲ့စွတ်ကျဲအင်ဂျီကိုချုပ်ပြီးတော့တီရှပ်နဲ့လဲဝဲလိုက်တယ်စပင်ကိုတစ်ချက်တက်တင်ပြီးမှသူစိတ်လှရှားစာဖုန်းကန်လိုက်တော့ပေါ်လာတဲ့တင်စာရှက်မျက်နှာချောချောပါခန့်နေနိုင်လိုက်တာတင်စာနည်းနည်းပပလေးတတိတောင်မရဘူးလားတင်စာရှက်အလိုမကြောက်တဲ့အတန်နဲ့ဝမ်းနေချိတ်စိုးနေတဲ့မျက်နှာလေးအရှင်ကားတဲ့ပိုးချုံးလာပေမဲ့တင်စာကကလေးစမ်းနေတော့မှမတရားတဲ့နှစ်တွင်အတင်းမှာတင်စာဟာသူ့ရဲ့ပေါ်မှာမပြောင်းလဲသေးတာသိရတော့ပျော်သလိုဝမ်းနေလာသလိုဖြစ်ပေါ်လာတဲ့ခံစားချက်နှုတ်မဆက်ပဲထွက်သွားတာတင်စာလေးကျွန်တော်အဖြစ်တင်ကျင်နေရလားခန့်လက်ထပ်လိုက်ပြီလားသူလိပ်ပြမလို့စွာဘေဘီကိုတစ်ချဲကြည့်တယ်အနှွေမရှိတော့စကားပြောရတာပို့ပြီးတော့လွတ်လပ်တယ်တင်စာရောဟိုမှာအစင်ပြေလားကြောင်ဆက်တက်နေတာမလားတင်စာခန့်အောင်မေးချင်လို့တမင်ထွက်လာတာဒီရောက်မှပို့ပြီးတော့လွမ်းလာတယ်မာနာချပြီးတော့မဆက်သွယ်ပဲနေကြည့်သေးတယ်နောက်ဆုံးမနေနိုင်လို့ဆက်သွယ်မိတာခန့်ရောတင်စာနည်းနည်းလေးတောင်မှတတိမရဘူးလားဖုံမျက်နှာပြင်ပေါ်က
အန်ရွယ်ရှင်မျက်နှာလေးကိုတေချာငေးကြည့်ရှင်ရေကုန်လှုပ်ရှားမှုတွေကိုထိန်းနေရတယ်။ညီဆွေးနေတဲ့နှုတ်ခမ်းတစ်စုံကိုအမေရှာမိစွာပေးတဲ့ရှိုင်းမိတယ်။အညာကမိုးလီနဲ့အထိတညာလုံးစကားတွေအများကြီးပြောခဲ့တယ်။ဤစစ်ဆိုင်ရှိခုံတန်းကတင်စာကြောင့်ပြန်လဲစုပွက်လာတယ်။တင်စာဖုံးချသွားပြီးမှသူကလည်းမှီခနဲ့တရင်အိပ်ပျော်သွားတယ်။ဒါကိုပဲအိမ်မက်ထဲမှာတင်စာနှုတ်ခမ်းသားတွေကိုသူဟာမမက်မော်မော်နမ်းနေတဲ့အထိပါ။သားလေးပိုင်လေးမဟုတ်လား။သားပိုင်မမေလေးမမေသူတို့ VIP လူနာအခန်းတခန်းချင်းစီကိုဆရာဝန်ကြီးနဲ့အတူလိုက်စစ်စေပြီးပြန်လဲထွက်လာတော့အနာပါးကပြေးလိုက်လာပြီးခေါ်တဲ့ကြောင့်သူလှည့်ကြည့်လိုက်တော့ဥပတိရှုပ်တက်တက်နဲ့အမျိုးသမီးကြီးတဦးကသူ့မျက်ရှိဝိုင်းပြီးတော့မျောလေစောင်းစားနေရဲ့မမေဟုတ်လားဟုတ်တာပေါ့မမေသားလေးပေါ့သားရှင်းမမေလေးငါတန်လိုက်တော့မှဒီရွှေရှောင်းနေပြီပေါ့ဆရာဝန်ပေါ့စလေးဖြစ်လို့ချောင်းလိုက်တာမမေကသူ့ရှင်းမျက်နှာကိုတေချာပိုးတက်ပြီးတော့ဖက်ကဝမ်းသာအားရှာပြောတယ်။နေများစွာဝေးကွာနေတဲ့မိခင်ဖြစ်သူကိုတွေ့ရလို့ဝမ်းသာဝမ်းနည်းဖြစ်ရတယ်။သူမမှန်မီလောက်အောင်အရွယ်တင်လူပြိုချုံပေါ်နေတဲ့မိခင်တန်တန်ပြက်ပြက်ဝေစားထားတာအပြင်တကောလုံးကလည်းရွှေတွေကညှို့နေတာပဲ။ဒါဆိုတော့ရန်ကုန်ရောက်တာကြပြီပေါ့။ဘာလို့မအေကိုမဆက်သွေးရတာလဲတားရဲ့။အမေနဲ့ခန်းသူတဆေးရုံအရှိကစားသောက်ဆိုင်မှာထိုင်ရှင်။သူရန်ကုန်ရောက်ဖြစ်လာတဲ့အကြောင်းကိုပြောပြတယ်။ကျွန်တော်မှလိပ်စာပြောင်းသွားလို့အမေအခုရောတားပမာနေလေတားခေါ်လာတဲ့ကောင်မလေးကရောအတူတူနေရလားတားရဲ့ကြောင်စည်းတွေအားလုံးအနှွေပင်းတောင်ပဲယူထားတာပါမမေတားအိမ်ပြန်ပို့ရင်ကောင်မလေးကိုလိုက်ကြည့်မယ်ဟုတ်မမေတားဘာလို့အဲ့တယ်လဲဘာဖြစ်ချင်လဲအမေကိုပြောတော့အကုန်ဖြစ်စည်းပြီးမယ်ဒီလားတားပေါ်မိခင်တောင်ဝဲမကြေပွန်ခဲ့တဲ့အတွက်တောင်းမှတ်ပါလေတားရဲ့ဖေးဖေကိုစိတ်နာလို့သာထွက်လာရှာတာမမေတော့အရန်တတိရှားနေကြတာပါကျွန်တော်နားလေပါရဲ့အမေဘာမှစိတ်မကောင်းမဖြစ်ပါနဲ့တားလေအားလုံးအဆင်ပြေပါရဲ့ခန်းသူတိုင်းရင်မိခင်ဖြစ်သူဒေါ်ရှိရှိတားဖြစ်သူကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်တော်လေအခုလိုပြန်တွေ့ရတော့အားရှောင်းဝမ်းသာကြည်နေမိတယ်တားရှင်ဖခင်ကိုစိတ်နာလွန်းလို့သာတားမဆက်သွယ်ခဲ့ပဲဖြစ်တော်လေပဲအမြဲတမ်းတတိရှားနေကြတာပါအခုတော့တားကသူမရှင်အနည်းဆုံးကိုရှောင်းလာပြီးမို့အများကြီးထောက်ပံ့ကြည့်ရှုပြီးတားရှင်လိုအပ်ကြတွေကိုဖြည့်ဆည်းပေးဖို့တွေးထားပြီးသားဖြစ်ပါတယ်။ခန်းသူတာဘီကင်ဖြစ်သူနဲ့စကားတွေအေးစေပြောဖြစ်ခဲ့တယ်။အမေအစဉ်ပြေပြေဖြစ်နေတာမြင်ရတော့စိတ်ချမ်းသာရတယ်။အမေမှာနားအိမ်တောင်နဲ့တမီးတယောက်ရှိတယ်လို့သိရတယ်။ဆေးရုံမှာစားတွေ့ကြရအမေဟာသူ့မှတ်မိပေမဲ့ဇဝေဇဝါဖြစ်နေခဲ့တဲ့အကြောင်းနဲ့နောက်မှတစိမ့်စိတ်ချင်းရှင်ငေးရှုံလေးပြန်မြင်ရပြီးခေါ်လာခြင်းဖြစ်ချောင်းကိုပြောပြတယ်။အိမ်ပြန်တော့အမေစီးလာတဲ့ကားနေပဲသူလဲတူလိုက်လာတယ်။အနွယ်နဲ့အမေကိုမိတ်ဆက်ပေးဖို့အိမ်ကိုခေါ်လာခဲ့တာပါ။တားတို့နေတဲ့တိုင်တန်လျားချက်အရှိမကားကိုထိုးရှက်ပြီးဒေါ်ရှိရှိကားပေါ်စဉ်ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရင်တားအတွက်စိတ်မကောင်းဖြစ်ရတယ်။ဒေါ်ရှိရှိရဲ့တာဆရာဝန်ပေါင်းစလေးကဒီလိုတန်လျားအချင်းတွေမှာနေရတာသိတော့ရှင်းတင်းမှမချိပိုပြီးဆိုတာကတားဖြစ်သူနဲ့အတူနေတဲ့မိန်းကလေးကိုတွေ့တော့ညားစွာမနေမျိုးအခန်းကျင်းတဲ့ရှုံးပွားနေတဲ့အထုပ်တွေစားတွေမှာအလုရှုပ်နေတဲ့ကောင်မလေးတယောက်စပင်ကိုထုံးပြီးတော့ဘော်ဘီတစ်ချောင်းထိုးကစပင်စားတွေကမျက်နှာပေါ်မှာကပုတ်ကယူကျနေတယ်။အဝတ်အစားတွေကအိမ်နေရှင်ခန့်ရွယ်အသားညွညွကိုနေဟန်ထခက်ချင်းချင်းနဲ့မိန်းကလေးမျက်နှာထားကအကြည့်တဲရှိပေမဲ့ထူခြားပြီးတော့လှပါမနေ။သားနဲ့ဒေါ်ရှိရှိကိုတွေးတော့ကောင်မလေးကအဝတ်ပုံကြားရိကထပြီးတော့အာတုံအာနာဟန်ရှိပြတယ်။ခန့်ဧည့်သည်ပါလာတာလား။ဧည့်သည်မဟုတ်ဘူးအနွယ်ဒါကျွန်တော်ရင်မမီဒီနေ့မှဆေးရုံမှာမထင်မှတ်ပဲတွေ့ရတာဟုတ်လားဝမ်းသာစရာပဲအန်တီထိုင်ပါအောင်ရှင်အနွယ်ကိုခက်ဆူဆူပြန်ဝန်းနဲ့အကဲခတ်တယ်လို့စိုက်ကြည့်နေတဲ့ခန့်ရှဲမမေကိုအာနာစွာပြုံးပြပြီးတော့ထိုင်ဖို့ခုံချပြီးတယ်။တောင်းအဆဆရှာရှာကူညီထောက်ပံ့ပြီးတဲ့အနွယ်တော်ဆိုတာသမီးလားကွယ်ဟုတ်တောင်းဒီနေ့ထိရှောက်ကူညီပေးတဲ့သမီးကိုတွေ့ဘူးချင်လို့အန်တီကလိုက်လာတာကမာလီဘုဆန်ကတွတ်တွတ်လဲလဲဆိုပေမဲ့ဒေါ်ရှိရှိကမနေမြို့သဘောမကျပါတာနဲ့မလိုက်ဖတ်တဲ့အပြင်များစွာကွာခြားနေတယ်တာခန်တူတာကရွှေရည်ချုံပေါ်ခန့်ညာပြီးတန်းပြနေတယ်ပြီးတော့ဆရာဝန်ဖြစ်တဲ့သားဟာဒီလိုဆဲပြီးပက်လင်လောက်ရှိတဲ့အခန်းကျင်းထဲမှာနေရတာပို့ပြီးသိရတော့လက်မခံခြင်းကျေးဇူးတင်ပါတယ်ကွယ်အတိအသာဒီအခြေအနေထိရှောင်းကူညီပေးလို့အနွယ်လက်ဖွာနှစ်ဖက်ကိုပဲပူထွေးစုပ်ကိုက်ပြီးတော့
ကျေးဇူးတင်စကားဆုံးလာတဲ့ခန့်မေမေကိုအနှွေပြုံးပြလိုက်တယ်ခန့်ရှမ်းမေမေဟာခန့်လိုပဲချုံပေါ်ပြီးကြက်တည်ရှိလာတယ်ပြီးတော့အစဉ်အတန်မြင့်တဲ့ကမယ်ဝေစားထားတဲ့ပုံစံကိုအရာခံမှန်းမိတယ်ကျေးဇူးတင်စရာမလိုဘူးအတီခန့်တဲ့အနှွေကလင်းမယားတွေပဲတရားကိုတရားဖြည့်ဆည်းပေးရမှာပေါ့လင်းမယားဆိုတဲ့စကားကြောင့်ဒိုရှိရှိမျက်နှာပြတ်သွားပြီးတောက်ပြန်ကြည့်လိုက်တယ်ခန့်သူသားကဘာမှမဖြစ်ဟန်ပါမိခင်ဖြစ်သူကိုပြန်ပြုံးပြပြီးတော့အနှွေတော်စကားတွေကိုထောက်ခံတယ်လို့ပါပဲခန့်မေမေကအနှွေကိုသဘောမကျတယ်လို့ပဲနော်အနှွေကိုကြည့်တဲ့မျိုးတွေကတမျိုးကြီးပဲလို့အနှွေခန်းစားမိတယ်ခန့်ရှမ်းမေမေပြန်သွားပြီးတော့ညာဖန်အိရှဝင်တော့အနှွေရှိတဲ့မှာမအောင်ထောင်းနိုင်စွာပြုံးလိုက်တယ်တကယ်လည်းခန့်အမေရှင်းပုံစံကအနှွေကိုမကြည့်ပြသလိုအဖမ်းမတန်သလိုမျိုးဖြစ်နေတယ်မဟုတ်တာအနှွေအမေနဲ့အခုမှတွေ့ဘူးလို့အနှွေစိတ်ထဲမှာထင်နေတာအမေကအနှွေကိုအရင်ကျေးဇူးတင်နေရပါအနှွေစိတ်မသက်သာစွာနဲ့ခေါင်းကြီးလိုက်တော့လေတခုခုတော့မတိမကျဖြစ်နေပါတယ်စိတ်ထဲမှာဘာမှရှောင်မတွေးပါနဲ့အနှွေကျွန်တော်တို့နှစ်ယောက်အတူရှောက်ခဲ့တဲ့လမ်းမှာဘသူမှကြောင်းပြီလို့ရှောက်မှာမဟုတ်ဘူးဆိုတာအနှွေသိတာပဲခန့်စကားကြောင့်အနှွေစိတ်ထဲမှာတော့ကျင်းနဲ့သွားတယ်လို့ပဲပြဿနာတွေဖြစ်ပြီးကြရခန့်အနှွေကိုတေချာတောင်းမှန်ထားတာမို့သူမတို့နှစ်ဦးကြားထဲမှာပြေးလေတယ်အနှွေကောင်းထဲမှာရှိဝေးဖြစ်နေပြီးရှင်းထဲမှာလည်းတခုခုခံနေတယ်လို့ဒီအပိုင်ခန်းစားနေရတယ်ထမရလည်းကောင်းကောင်းစားလို့မဝဲစားပြီးသမျှပြန်အံထွက်တာကြောင့်လူဝါလေးနှုံးကြည့်ပြီးတော့အိရှာတင်းမှာပဲလဲနေတယ်အနှွေအိတ်တော့မလားဟုတ်တယ်ခန့်အနှွေနေရတာတိတ်မကောင်းလို့အစောကြီးအိတ်တော့မယ်ဘာဖြစ်လို့လဲအနှွေကျွန်တော်ပြောလေကောင်းဒီမှရှိဝေးပြီးတော့ပြုတ်ပြုတ်တက်နေတယ်နေရထိုင်ရတာမလန်ဘူးဖြစ်နေတာအားနေပြီးတော့သိမ့်ပေါက်ကြနေတာနေမှာမနေ့ကျရင်ကျွန်တော်အားစိဝင်လာပေးမယ်တောင်းလိုက်နော်ကဲအနှွေနေမကောင်းဘူးဆိုရင်အစောကြီးအိတ်တော်လေးအိမ်မှာခန့်အနှွေကိုပဲစောင်းသေးချချုံပေးပြီးဖုံဖို့နေလိုက်တယ်အနှွေအိပ်ပျော်တဲ့အထိစောင်းနေတာပါခဏကြာတော့အသက်ရှူတဲ့မှန်မှန်နဲ့အနှွေကအိပ်ပျော်သွားတယ်အနှွေအိပ်ပျော်သွားမှသူဟာတေးစားတံဖုံးခေါ်ပြီးတော့ခြေထောင်လေးကထွက်လာတယ်အရှိအခန်းတကားကိုဖွင့်ပြီးတော့အပြင်ထက်ကတကားပြန်စီပိတ်ပြီးတော့အပြင်မှာခုံချပြီးထိုင်နေဘေးအခန်းတွေကအိမ်နေကြပြီမို့ဖုံးအေးစီပြောလို့အဆင်ပြေတယ်ဟယ်လိုခန့်တင်စာရဲ့အတန်ကြားတာနဲ့သူရှန်ထုတ်ခန်းသားတွေကပြုတ်ပြီးတော့ရှင်ခုံနှုံးကမြဲဆန်လာတယ်ညာတိုင်းအနှွေအိတ်တဲ့အထီစောင့်ပြီးတော့တင်စာနဲ့ဖုံးပြော့ဖြစ်တယ်တင်စာနဲ့ခန့်အခြေအနေကချစ်သူမကြတငယ်ချင်းဘက်ကအခြေအနေမှာတင်စာနဲ့ဖုံးပြောတိုင်းသူရဲ့စိတ်တွေကချုံအောင်မထားပြီးတော့လွတ်လပ်ခွင့်ရှားနေတယ်တင်စာရဲ့တီတီတတဘူးတွင်တွေစကလုံးတွေကြားထဲမှာသူသားရှာလာတယ်တင်စာရှက်မခိုတီကိုရှိတန်းလေးတွေမျက်စာဝင်းဝင်းတွေကခန့်သူကြောက်ကိုပဲဖန်ဆားလာတယ်တင်စာကပွင့်လင်းပြီးတော့စကားပြောတာကနှဝင်ချိုတယ်တင်စာပို့ပေးလာတဲ့ဓပုန်တွေကိုတေချာချင်းရှင်သူ့ရဲ့ရှင်ခုံတန်တွေကမျက်စင်လာပြီးတလုံးသားကတောင့်တမိလာတယ်တခါတလေးဆိုရင်တင်စာရှိအောင်နိုင်တဲ့အထိပြေးတွေလိုက်ခြင်းစိတ်ကကြောက်ဖွားဖွားအနှွေအိတ်နေရှင်အန်ကျင်လာတဲ့စိတ်ကြောင့်နူးလာတယ်ရှီတင်းမှာတလဲလဲတုံရှင်လာပြီးအေရှာတွေကလူလွန်တားပြီးတော့ဘေးကိုကြည့်တော့ခံမရှိအိမ်သာတော့တာများလားစားထားကြတာလားအနှွေအေရှာဘီကရေဘူးကိုယူပြီးရှီတောင်းလိုက်ပြီးမှခြေတော်တွေကထွက်လာတယ်ဒီအချိန်မှာစကားပြောတဲ့တိတ်တိတ်ကြားရတယ်ဘေးအခန်းကလားဆိုပြီးတိကျနာဆွေတော့ခက်ရဲ့အတန်းခန်းတန်ကခက်တူတူမို့တရားရှောင်းနဲ့ဖုံပြောနေတာဖြစ်ရမယ်အနှွေသိကျင်စေကြောင့်ခြေတံဖွားဖွားနေပြီးတော့အေကန်းစီထွက်လာတယ်ခန်းကအခန်းပြင်မှာပြောနေတာတခါတလေဆိုရင်ကိုတင်စားစီပြေးလာလို့ရှာရင်ကောင်းပါပြီလို့တွေးမိတယ်ကိုနှလုံးသားတောင်းတနေမိတာတင်စားများလားမသိဘူးကိုတကယ်ပြောတာတင်စားအရှာဖန်းစားသွားခဲ့တာနေနေညညတန်းကြမိတဲ့အထီးပြကိုဘာသာလေးတခါတလေအရှာစိတ်တို့ရတယ်ကိုနဲ့တင်စားအစောကြီးတွေကတွေးကြရင်ကောင်းပါပဲလို့အနှွေပန်းပြည့်ပေါ်မှာမျက်ရှိတွေကပူပူပပစီးကျလာတယ်မျက်လုံးတွေကဘာမှမမြင်နိုင်အောင်ပြောင်းဝေလာပြီးတကောလုံးကလည်းတဆဲဆဲတုံရှင်လာကခြေထောက်နဲ့ချောင်းရှဲလို့လည်းမတိနိုင်တော့ပါရှင်ဘက်ထဲမှာစူးပြီးတော့ထိုးအောင်လာတာများမခံစားနိုင်လောက်အောင်မေလှုပ်ရှက်လေခြင်းငါအပေါ်လှုပ်ရှက်လေခြင်းငါဒီလောက်ထိခြေပေးဦးစားပေးထားလျက်နဲ့ဘာအဖြစ်များရှိလို့လဲခန့်ရင်ငါအောင်တစ်ချိန်မဟုတ်ဘူးနှစ်ချိန်တိတိတန်ရှည်ရှားတာလေခန့်ရဲ့ညာတိုင်းတရင်တို့ဘေးနာကြည့်လိုက်ချင်းခဝတွေ့အိမ်သာသွားစာချက်နေတယ်လို့ပဲတွေ့ပြီးပြန်အိပ်ပျော်သွားခဲ့တာအခုလိုဖောက်ပြန်နေတာလို့မထင်ကင်းမိဘူးပညာတတ်ဖြစ်ပြီး
ဘာလို့အုံနောက်မေးရှာတာလဲခန့်ရဲ့အနှွေအားကောင်းတွေ၆ခက်လာတယ်တလုံးသားကသွေးစိမ်းရှိချင်းကြပြီးတော့ကွဲထွက်သွားပြီလို့ထင်ပါရဲ့ဖောက်ပြန်ခရရတဲ့ခန်းစားချက်ကြီးကစိုးလိုက်တာနာကြီးရှားတဲ့ညတညမြေကွင်းတွေကအနှွေးကိုပြန်တိုးလို့နှိမ့်ဆက်လာတယ်ခန့်နှုတ်ခမ်းကိုနှမ်းလိုက်တဲ့တင်စားခန့်အင်ကြီးကွန်လန်ကနှုတ်ခမ်းဤအရာအိုးအနှွေအသက်ရှူတောင်းမှခက်ခဲလိုက်တာအနှွေခွေခွေလေးပုံလေးရဲ့လေးကျသွားတယ်လောကကြီးတဲ့ခန္ဓာလအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်ခန့်သူတာအခန်းတရားအတန်ကြလန့်သွားပြီးတော့ဖုံးကိုချားပြစ်ပြီးဝင်လာတော့ကျန်းပြစ်မှာတတိလှင်းနေတဲ့အနှွေသူရှင်းတင်းမှထိတ်သွားတယ်သူဖုံးပြောတာအနှွေကြားသွားတာလားအနှွေတတိထောင်းလေမဖြစ်နိုင်ဘူးအနှွေလုံးဝမဖြစ်နိုင်ဘူးဒီကလေးကိုဖျက်ချပစ်လိုက်တာကောင်းမယ်ဘလို့ခန့်မထင်မှတ်ထားတဲ့စကားတွေကမထင်မှတ်ထားတဲ့သူစီရမှုအနှွေနားရိပ်မှာဘုံတလုံးပါကွယ်ဆူးရှသွားတယ်အနှွေပိုင်းထရာသွေးသားကိုဖျက်ချပစ်ဖို့ပျော်ခဲ့တဲ့သူဟာဒီကလေးရဲ့ဖအေးတယ်လားတားဆီးနေရတဲ့ကြားတွေကမရှောင်မကားကျုံးဝင်လာတဲ့သွေးသားလေးအကျဉ်းချင်းခန်းကိုယ်တိုင်စမ်းသက်စစ်ဆေးပြီးမှအတီးပြူးလိုက်တာအနှွေမှာကိုဝင်နဲ့နှစ်လတော်မှပြည့်တော်မယ်ဆိုပဲအနှွေလည်းကြီးနူးနေပြီစက်တီးထားလိုက်တာဆိုတာတကူလုံးအနှွေရှင်းတင်းမှာသွေးသားတွေကပြောင်းဆက်မတဲ့ငိုကျင်တလူလိုဝမ်းသာတလူလိုဖြစ်နေသလားခံမျက်နှာကြီးပြက်နေတယ်ခံပါကြောင့်မျက်နှာပြက်နေသလဲဆိုတာနားလည်ပေမဲ့အပြင်းမရှိတဲ့သွေးသားကိုတော့ဖြတ်ချခိုင်းရတဲ့အထိမလုပ်သင့်ဘူးဒါဆရာဝန်တယောက်ပြောရမယ့်စကားလားခန့်မတက်နိုင်ဘူးအနှွေဒီကလေးကိုမွေးမှုဘလို့မှအဆင်မပြေသေးဘူးဗျအနှွေမျက်နှာကြုံကိုတင်သွားပြီးတော့ခန့်ကိုတခါမှမကြည့်ဘူးတဲ့မျက်ဝန်းစိမ့်စိမ့်နဲ့ကြည့်လိုက်တယ်ဘာလို့အဆင်မပြေသေးဘူးလဲခန့်လည်းမကြခင်ဆရာဝန်ဖြစ်တော်မယ်ပြီးတော့ခန့်တရားလို့ဆရာဝန်ဖြစ်တဲ့အထိအနှွေထမ်းတင်ပေးနိုင်တာဒီကလေးတယောက်မွေးတာတော့ဘာမှအပိုင်မကြည့်ဘူးအနှွေတို့နဲ့ကန်ဆက်လို့ရှောင်းလာတဲ့ဒီရဲ့သွေးသားဘလို့မှဖြတ်ချမဖြစ်နိုင်ဘူးအနှွေကျွန်တော်ရဲ့တက်လန်းတွေကိုပိတ်ချင်နေရလားကျွန်တော်မှဆက်ပြီးရှောက်ရမယ်လမ်းကြောင်းတွေအများကြီးရှိသေးတယ်ကျွန်တော်ရဲ့ဘဝတူတက်အောင်ဟိုအမြင့်ဆုံးထိရှောက်ကျွန်တော်ဆက်ပြီးတော့ရှောက်ရအောင်ပါဒီကလေးမွေးလိုက်တာနဲ့ဘာလို့ခရဲ့တက်လန်းတွေကပိတ်ရမှာလဲခရဲ့ကျွန်တော်ကအနှွေရှိတရဝဲရှောက်ကြအဖြစ်နေတာမှလက်မခံကျင်သေးတာခလေးတယောက်ဖေးဖြစ်ဖို့အစင်သိမဖြစ်သေးဘူးအနှွေဘာခန့်ဘာစကားပြောလိုက်တယ်ခန့်သူတာစိတ်ဆိုးစွာနဲ့တပြင်းကိုရှိုက်အာစေသွင်းထားတဲ့အနှွေကိုတိစာငေးကြည့်ပြီးစက္ကန့်နေတဲ့ဘိုက်ကိုစိတ်ပြတ်စွာနဲ့ကြည့်လိုက်တယ်ကျွန်တော်နိုင်ငံသားမှာကြောင်းသွားတက်မလို့အနှွေကျွန်တော်တိစာစဉ်းစားထားပြီးပြီကျွန်တော်ဘဝအတွက်တက်လန်းလေးဖြစ်တယ်နိုင်ငံသားမှာကြောင်းသွားတက်ချင်တာလားဒါမှမဟုတ်တင်စာရဲဝင်းစီလိုက်သွားချင်တာလားပွင့်ပွင့်လေးလေးပြောလိုက်စမ်းပါခန့်ရဲ့အနှွေအောင်တက်တဲ့၆ကဲစွာနဲ့ရှိလိုက်တယ်မြေဝန်းတောင်ကတဆင့်မျက်ရှိတွေကကောင်းပေါ်စီးကျသွားတယ်အနှွေအသက်ကိုဝအောင်ရှူတယ်အနှွေနဲ့ခလေးရခန့်ရဲ့ဘဝတက်လန်းတွေအတွက်အတားစီဖြစ်မှာစိုးရိမ်နေရလားခန့်ပန်နကအနှွေရခန့်ရဲ့စံနှတွေကိုတားဆီးဘူးလို့လေပိတ်ပင်ခဲ့ဘူးလို့လေအနှွေမှာရှိသမျှအားရင်တွေကိုနားဆော်လက်ချက်အဖြစ်စုစည်းပြီးတော့ခန့်အတွက်အမြဲအေးမြမှုတွေပေးခြင်းတဲ့သူပါခန့်ပြန်တန်းနိုင်လောက်တဲ့အထိဟိုအမြင့်ဆုံးကိုပြန်တန်းသွားစမ်းပါခန့်အနောက်မှာအမြဲတမ်းအနှွေရက်တီပေးခဲ့တာပါခန့်အောင်မြင်လာရှင်လက်ကုပ်တီအားပေးမဲ့သူကအနှွေဖြစ်တယ်လို့ခန့်ကြာရှုံးမယ်ဆိုရင်ရှင်ခွင်ဖွင့်ပြီးတော့နှစ်သိမ့်ပေးခြင်းတဲ့မိမကအနှွေပါပဲအနှွေအတွက်ခန့်စီဟာချစ်ချင်းမြတ်တာကလွှဲရှင်ဘာမှမပြောလေထားတဲ့မိမပါဟမ်ဘာကြောင့်များအနှွေကိုအထင်လွှဲရတာလဲခန့်သူတာအနှွေကိုတနာမိပေမဲ့ဒီကိုဝင်ကိုတော့လက်မခံခြင်းပါအနှွေကောင်းမမစမ်းပါနေဗျာကျွန်တော်တို့နောက်လေခလေးပြန်ယူလို့ရှာတာပဲခန့်စကားကြောင့်ခန့်ရှင်မျက်နှာကိုရှိဝေစွာခေးကြည့်ရင်အနှွေပြုံးမိပါတယ်အနှွေရှင်နှုတ်ခမ်းသားတွေဟာမတိမတာတုံရှင်နေတယ်အမြဲပြုံးလိုက်ရင်၆ပင်တက်တဲ့ပဆိုင်တစ်ဖက်ကြီးကပျောက်ကွယ်နေသလိုအနှွေရှင်အပြုံးတွေဟာဖြော့တော့နေခဲ့ပါတယ်ခန့်အနှွေကိုအဲ့အချိန်ထိမဟုတ်ဘူးဘယ်အချိန်ထိချစ်ပေးနိုင်မှာဘူးလို့လဲခန့်အနှွေကိုအမြဲတမ်းချစ်ပေးနိုင်မှာမဟုတ်ဘူးအနှွေလေးခန့်ကိုမေးကျင်တယ်အချစ်စီဟာတကယ်ပဲအခွေးပြန်ပြီးတော့
ပြောင်းဝင်သွားနိုင်သလားပေါ့ဘာလို့အနှွေကိုမချစ်တော့တာလဲယင်အနှွေရဲ့အချစ်တွေကဘာလို့အခန်းအတွက်မလုံလောက်ရတာလဲခံတူတာလေးပြမလုံလဲစွာမျက်နှာကွက်ခနဲ့ပြတ်သွားပြီးတော့အနှွေကိုငေးကြည့်တယ်ကျွန်တော်တောင်းပန်ပါတယ်အနှွေရဲ့ကျွန်တော်တကယ်တောင်းပန်ပါတယ်ကျွန်တော်အနှွေကိုတကယ်ချစ်ခဲ့တာပါခံအနှွေကိုရှင်ခွေထဲမှာဆွဲဖက်ရှင်ရှောက်ကြားတံမဲ့ရှိုက်ကြီးတကင်ကိုပြီးတော့တောင်းပန်တယ်အနှွေကအေးဆက်ဆက်ပြုံးပါတယ်ခံတွေအရှိကြီးတွေကပါးပြင်းပေါ်ကိုစီးကျလာတယ်ခံအရှမ်းကလေးဆန္ဒပဲအနှွေအတန်မဲ့စွာပြုံးပြီးတော့ခက်တူတူပြောတယ်ခံဖြစ်စနာလို့ပါအနှွေဖြစ်စနာကိုလည်းမကြားပါနဲ့ခန့်လက်လို့ရတာနဲ့ဖြေသာသွားအောင်လို့ဒီကလေးကိုတော့အနှွေမွေးပြရစီခန့်ဘယ်အထိပြန်တန်းနိုင်မှလဲအဆုံးထိတွန်းဆန်းမှာခန့်ပင်ပန်းလာလို့လှည့်ကြည့်တဲ့အချိန်တိုင်းခန့်ရဲ့အနောက်မှာအနှွေရှိရဲ့နော်တကယ်လို့ခန့်မလို့အပ်ဘူးဆိုရင်ဘေးထပ်ပြီးတော့သစိမ်းတယောက်လိုအားပေးဖို့လေအစင်သစ်ပါပဲအနှွေတို့နှစ်ယောက်ကြားတွေကချစ်ချင်းမြတ်တာကျူးနေပဲချစ်ချင်းခဲ့တာပါခံပါမှအားနာစရာမလိုဘူးအနှွေချန်နေပေးဖို့လေအစင်သစ်ပဲကိုယ်စီမှာတဘောဝါလုံးရှင်တန်ဖို့စိတ်ကူးမရှိတဲ့လူတစ်ယောက်ကိုအနှွေအပေပန်းခံပြီးတော့ဆွေးမထားခြင်းဘူးလေသူလည်းပင်ပန်းရတယ်လို့အနှွေလည်းနာကျင်ရတယ်အနှွေရဲ့ဘိုက်ထဲမှာခရဲ့သွေးသားလေးရှိတယ်လို့သိလိုက်ရှာတော့အနှွေခန့်ကိုလှလွတ်ပေးဖို့အစင်သစ်ဖြစ်သွားတယ်ဘယ်သူမဆိုကိုချစ်တဲ့သူရဲ့အနားမှာပဲနေချင်းကြတာမလားအနှွေလည်းအနှွေချစ်တဲ့သူအနှွေကိုချစ်တဲ့သူအနားမှာပဲနေချင်တာအနှွေကိုမချစ်တော်တဲ့သူရဲ့အနားမှာအနှွေမနေနိုင်ဘူးတဲ့လည်းချစ်တဲ့သူလို့စုံပြတ်ချက်ချပြီးရင်လေပြန်ပြီးတော့မပြင်းတက်တဲ့ပိတ်မှာဆိုတာခန့်သိပါလိမ့်စားဒီလိုလုံးလိုက်ရင်တာရဲ့ဘဝရေစုံမျောသွားမှာပေါ့ကွယ်ဒီကလေးမှာဘာအကျဉ်းစီနဲ့ကလေးမွေးဖို့စဉ်းစားတာလေအဲ့ဒါတော့အပိုင်ချုပ်ချင်တဲ့သဘောပဲလို့ထင်တယ်မမေတော့လက်မခံခြင်းဘူးတာရှင်ဘဝတူတက်ရာတူတက်ကြောင်းနေအများကြီးရှိသေးတာဒီကလေးမှာချုံးမပြီးတော့ဖြတ်ချခိုင်းပါလားမမေကိုချင်းမဆာလို့တော့မဟုတ်ဘူးဒါပေမဲ့မမေဒီကလေးမှာသဘောမကျဘူးတားနေလေလုံးဝမလိုက်ဖက်ဘူးအန်ရီကကျွန်တော်အရှမ်းချစ်တာမေမေကျွန်တော်အတွက်လည်းအများကြီးအနစ်နာခံပေးခဲ့တာကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေပြန်ပြီးတော့ပြင်လိုက်ရမလားမသိတော့ဘူးပြီးတော့အပြည့်မရှိတဲ့ဒီကလေးကိုလေဆရာဝန်တယောက်အနေနဲ့ရောဖားခင်တယောက်အနေနဲ့ရောကျွန်တော်မရဲစက်ကျင်ဘူးမဟုတ်ဘူးတောင်အဲ့ကမှလေးကိုအများကြီးရှုံကြည့်နေတာပဲငါသာတိတ်ကူမှအရှုံးလွှဲနေတယ်ဒီရှုံမြင်လို့ဒီထုံကိုထင်းခဲ့တာပါတားရဲ့မမေဒီကောင်မလေးပုံစံကိုကြည့်တာနဲ့သိတယ်။ตาဆရာဝန်ဖြစ်တာကိုမျှော်လင့်ပြီးသူ့သားကိုထောက်ပံ့ပေးခဲ့တာ။ပစံမရှိတဲ့လူတန်းစားရရဲ့လောဘကအရှံကြောက်စရာကောင်းတာ။မေမေကကြုံခဲ့ပြီးပြီမလို့သိခဲ့ရတာ။တားအောင်လည်းအဲ့လိုမျိုးမဖြစ်စေချင်ဘူး။အနွယ်ကမေမေတွင်းတယ်လို့မျိုးမဟုတ်ဘူး။အနွယ်ကြောင့်ตาဒီဘွားကိုရောက်လာခဲ့တာပါ။ဒီစကားကိုပဲခဏခဏမပြောစမ်းပါနဲ့တားရဲ့မေမေရှင်းတာလို့ပါမေမေသားကိုမေမေကိုယ်တိုင်အကောင်းဆုံးပြိုးထောင်သိခဲ့တာမေမေအနွေတော်နဲ့ဆွေးနွေးမယ်တားလိုက်နိုင်ငံကျောင်းမှာကျောင်းသွားတက်ဖို့ပြင်ဆင်ထားလိုအပ်တာမေမေအကုန်လုံးထောက်ပံ့ပေးမယ်ကျောင်းသွားတက်ဖို့ကဒီမှာဆောင်ဝေးပွဲရနီးနေပြီမေမေတားဒီရဲ့ပိုင်းဆောင်ဝေးပွဲအတွက်အားဆိုင်ဖို့မမေ့စီမှာပဲနေလေတားရဲ့ညီမလေးကလည်းသူ့ကိုအရှမ်းတွေ့တာနေတာကြည့်ပါလားအိမ်မှာအနွေတယောက်တည်းမပေါ့မပါကြီးနဲ့အနွေတော်အတွက်ตาဆင်းမပူပါနဲ့အမေစီစဉ်လိုက်ပါမယ်။ตาသာဆောင်ပြီးဝဲကိုအယုံဆိုင်ကျွန်တော်တေချာစဉ်းစားကြည့်လိုက်ပါဦးမယ်။အမေကိုလည်းမရှုံမလို့ဖြစ်ရင်သူရှင်မောစွာတပြင်းချရင်အနွေပေါ်မှာသူရှယ်လုံရှဲတွေကြောင့်လည်းအာနာရှာတယ်။ဒါပေမဲ့သူရှယ်ဘဝတက်လန်းတွေကိုလည်းအထီးကိုက်မခံနိုင်။သူအနွေရှင်းပေါ်မှာယောက်ျားတစ်ယောက်ရဲ့လှုပ်ရှက်နဲ့မကညီခဲသလိုပေးထားတဲ့ကတိတွေလည်းမတည်နိုင်ခဲ့တော့ပါ။ဒီကင်ဖြစ်သူကလည်းအစာစားရှာရှာအတွက်သူရှက်အနာဂတ်ကိုတောက်ပါစေခြင်းနဲ့တောက်ပါဖို့အတွက်လည်းထောက်ပံ့ဖို့ကအစင်သစ်ပါသူသာအနွေနဲ့အတူတူနေလိုက်မယ်ဆိုရင်အနွေရဲ့စံနာတွေကိုသာခေါင်းငိတ်လက်ခံလာရှင်ဘွဲတစ်ခုနဲ့သာအဆိုရှာစရုပ်တွေမှာဆရာဝန်လက်ထောက်အဖြစ်နဲ့သာပြီးသွားလိမ့်မယ်သူရှက်အရှိအချင်းတွေကိုထုတ်ပြခြင်းနဲ့သူရှက်ဘဝကိုတင်လောင်းနဲ့လည်းလက်မဆုံးကျင်ဘူးအဖြစ်အဝထောက်ပံ့မဲ့သူရှိတော့အမြင့်ဆုံးထိရှောင်းသွားခြင်းနဲ့ဒေါ်ချီချီသားရဲ့မပြေမသားဖြစ်နေတဲ့စိတ်တွေကိုသဘောပေါက်စွာလေးပြေးအင်းနဲ့ပြောပါတယ်။ตาဘာမှတွေးမပူပါနဲ့။ตาထွက်သွားရှင်လေမမယားအနွေတော်ကိုထောက်ပံ့ပေးမှာပါ။သူရှယ်ဘဝလေးမကြောက်မကြဖြစ်အောင်
သားကုစာအစားစားအရှာရှာကြည့်ရှုပြီးတော့စောင့်ရှောက်ပေးမှာပါကျွန်တော်နားကြည့်မိမေမေအဖေါ်တက်မှာမေမေသားအတွက်အခန်းပြင်းပေးထားတယ်လိုအပ်တဲ့အသုံးဆောင်တွေဖြည့်ပေးထားတယ်သားအေးစေးတက်ပြီးတော့အနားရှူလိုက်သမီးငယ်လေးကိုကိုအခန်းလိုက်ပြပေးလိုက်အောင်လာကိုကိုမိမိလိုက်ပြပေးမယ်ဒါကိုကိုရဲ့အခန်းမိမိနဲ့မိမိကပြင်ပေးထားတာအခန်းတကားကိုဖွင့်လိုက်တာနဲ့ကျဲဝန်းပြီးတော့ရှင်လင်းတန်းရှက်နေတဲ့အခန်းဆောင်ကတိမွေးရနဲ့စာကြည့်စပွဲပြီးတော့အဝေးပြီးရောရှေချိုးကန်းအိမ်သားအားလုံးကတွဲလျက်အနွေရှင်အခန်းချင်းချင်းညားစာကျဲဝန်းတဲ့အခန်းကိုကြည့်ပြီးသူ့သဘောကျနေတယ်အနွေចောင်းပြန်တဲ့ရှောင်းမလာတဲ့ခန့်အောင်မျောရှင်အထယ်တွေကိုစိတ်မပါစွာခေါင်းနေတယ်ကိုဝေကြလူဝါလေးအားနေနေတာမို့တေချာအနားရှုပြီးတော့အထယ်ကိုတော့မှသွားမရှောင်ဖြစ်ခိုင်ပေးလာလာရှောင်းပေးနေတာပါသွားရှာလာရှာဝေးတာမို့ခန့်အောင်လေးအားနာရှာတယ်တန်လျားမှာအခန်းလူရှင်တော့တန်လျားမှာအခန်းလွတ်တယ်ဆိုတော့ခိုင်အောင်ပဲအခန်းတစ်ခန်းပေးထားရှာမယ်ဒီကိုပြောင်းလာရှင်အနွေနဲ့လည်းနီနီကက်ကက်မှုပို့ပြီးတော့အဆင်ပြေတယ်မလားကိုဝင်ကလာနူသေးတာမို့ကြမ်းကြမ်းတက်တက်ဘာမှမလုပ်ရှဲဝင်းနေကြဘာမှရှိရှိတွေကိုမဝိရှဲပဲစီရီကဝဲထားတဲ့ထမင်းကိုသာဝှက်ပါတယ်ခန့်အနွေစီကထွက်သွားမှကြုတ်သိနေတာမို့နောက်ဆိုရှင်ခန့်ရှက်တွေးသားလေးသာအနွေရှင်အသားမှာအဖော်ဖြစ်ကျင်းရတော့မှလေအဒီရှုပ်တရက်ကြီးသူမမြေခွင်အရှိခန့်ရှက်မိခင်ကိုကျင်းလိုက်ရှာတော့အံ့ဩသွားတယ်ပဆိုင်အိတ်ကိုတောင်စစ်မှချိတ်ထားပြီးဓာကြီးဝမ်းဆန်တဲ့စပင်ကိုထုံးထားပြီးတော့မတီမျက်နှာထားနဲ့အနွေကိုစိုင်းကြည့်နေတာမို့အနွေကမတက်ထားရတယ်ထိုင်နေပါအနွေတော့အတီးအကိစ္စရှိလို့ဝင်လာတာခဲเจ้าကပြန်မြောက်သေးဘူးအတီးတာအတီးရဲ့အိမ်မှာလေနေ့လေเจ้าပြန်ကြရဝင်လာတာအော်တာသမီးကိုအားနာလို့အတီးကိုလွှတ်လိုက်တာစာမေးပွဲရလဲနီးနေပြီသွားရလာရလွယ်ကူအောင်အတီးအိမ်မှာပဲနေုံမယ်တဲ့အဲ့ဒါသမီးမျောနေပါဆိုလို့ခဲရဲ့သဘောပါပဲအတီးသူစိတ်သက်သာရမှာနေပါစေအနွေတော်ကိုတာကိုဆရာဝန်ဖြစ်တဲ့အထိထောက်ပံ့ပေးထားတာဆိုတော့ပစံအရှမ်းကုန်ခဲ့မှာပဲနော်တမီလည်းအရှမ်းပေးပန်းခဲ့မှာပဲလီတန်ချချိုလီနဲ့မိတော့အနွေကအမပါစွာပြုံးနေဒီလောက်လည်းမဟုတ်ဘူးအတီးအနွေအခန့်အမြင့်ဆုံးရှောင်းအနွေပါရှိတဲ့အားရင်နဲ့ထောက်ပံ့ပေးချင်တာပါတာနိုင်ငံသားမှာကြောင်းသွားတက်ချင်နေတယ်အတီးကလည်းတာဘဝရှိရတဲ့သွားခိုင်းစီခြင်းနဲ့အနွေတော်အနေနဲ့ရောခံဘဝခန့်အနာကတောက်ပါမှာပဲအနွေရဝမ်းသာအာရှလက်ခံပေးရမှာပေါ့ခံနောက်ဆက်တည်နဲ့သွားပါလို့အတီးပဲပြောပြပါတာသွားရင်လေတယုံပြန်လာဖြစ်မှာမဟုတ်ဘူး6နဲ့9နှစ်လောက်တော့ကြာကျင်ကြာလိုက်မယ်အနွေကတေးချပြီးသားပါအန်တီတိတ်ပြီးလည်းထူးဆန်းမနေပါဘူးဒီတခါခန့်ထွက်သွားတာအနွေစီကတပေါ်အလုံးစားလို့လေတတ်မှတ်လို့ရှာတာပဲလေအနွေတော်ရဲ့ကိုဝင်အတွက်ကရောခလေးရှဲအဖေကတော့ဆရာဝန်ဖြစ်တဲ့အထိအနွေကလှုပ်ပေးနိုင်ကြတာပဲခလေးအတွဲဆိုရင်အနွေကပုံလို့တော့မှလှုပ်ပေးနိုင်ရမှာပေါ့အန်တီရဲ့ဒေါ်ရှိကြီးကတပ်ပြင်းကိုချပြီးတော့ပစံအိတ်ထဲကအသိရှူလာတဲ့ချက်လက်မတ်ကိုရှူပြီးအနွေတော်အချိမှချပေးလိုက်တယ်ဒီရဲ့ချက်လက်မတ်ထဲမှာပစံ3,000ပါတဲ့အနွေတော်သမီးနဲ့ဒီကိုဝင်းအတွက်မွေးဖွားစရိတ်လို့လည်းတတ်မှတ်လို့ရှာပါတယ်ပြီးတော့အန်တီရဲ့တော့ထောက်ပံ့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါအန်နွေတော်ကဒေါ်ရှိရှိကိုဆူဆူဝါဝါစိုက်ကြည့်ပြီးတော့မာနာအရှောင်တက်လာတဲ့မြုံဦးတွေကတလက်လက်ခန့်အမေဖြစ်နေတာမို့တီခံလိုက်တာကြောင့်နှုတ်ခမ်းတစ်စောင်ကမေ့သွားတယ်ခန့်သူတာက3,000ထဲပို့ပြီးတော့ကြံဖို့ရှိပါတယ်အန်တီကျမကလေးအတွက်မွေးဖွားစရိတ်မလိုအပ်ပါဘူးကျမစိတ်သက်ပါတယ်ခန့်သူတာအောင်လေဘယ်ကျိုးနေမှကြီးနှောင်ထားတာမဟုတ်သလိုသူသွားချင်ဟာကိုလှလွလဲသွားနိုင်ပါတယ်လို့အတီးရပဲပြောပြလိုက်ပါဒီအချိန်မှာမာနောက်ရှေ့တန်းတင်နေလေဘာမှမထူးဘူးနော်အနွေတော်ဒီ3,000ကမင်းနဲ့မင်းရဲ့ကလေးဘဝအတွက်အရှိအနီအထောက်ပံ့တစ်ခုဖြစ်လာမှာပါလက်ခံလိုက်ပါ sorry ပါအန်တီအနွေဆိုင်သွားရဲဆိုရင်နားလေပေးပါအန်တီလာရှာလန်းကိုပြန်သွားလို့ရှာပြီအန်တီနဲ့အေးစေးစကားထိုင်ပြောဖို့အနွေအချင်းအကုန်မခံချင်လို့ပါလူအားသာအခွန်သာရှိပြီးတော့မာနာခေါင်းထောင်ပြနေတဲ့အနွေတော်ကိုစိတ်ပြည့်စွာစိုက်ကြည့်ပြီးတော့ဒေါ်ရှိရှိထွက်လာတယ်အောင်နှုတ်ခမ်းကိုဖိခိုက်ပြီးတော့စီးကြလာတဲ့မြေရီစောင်းတွေကိုမာနာကတင်းကန်ထားတယ်ဒေါ်ရှိရှိရှူမသွားတဲ့ချက်လက်မဲ့ဆောင်ရွက်ကိုရှူပြီးတစားစီဖြစ်သွားအောင်စုပ်ပြဲပြစ်လိုက်တယ်နာဆုံလက်ကျန်ပန်းနာလေးငါ့ကိုပြီးပါခန့်သူတခန်းစားရှာသမျှ
နာကျင်နေလို့ရောအနွေအတွက်ဘာတိုးတက်မှုရှိမှလဲအနွေကမအေးစီယာပတ်စံကိုလက်ခံလိုက်တယ်ဆိုတာကြောင့်ခံတူတာရှင်းတင်းမှာအပူလုံးကျသွားတယ်အမေရှဲအိမ်မှာတတောင်တက်တာအစဉ်ပြေပြေနေရတာမို့သူစိတ်တွေကအေးဆေးနေပါတယ်တစ်ချက်အနွေတယောက်အစဉ်ပြေးရလားလို့တွေးမှုကတတိရှာမိတော်လေသူရှဲစိတ်ကိုချုပ်တည်ပြီးတော့သွားမတွေ့ပြစ်ခဲ့ပါသူတိတ်ကိုမှကြည့်ရတဲ့အနွေကိုထပ်ပြီးတော့လည်းအပူသွားမပေးချင်ပါသူကိုယ်သူအပြစ်ရှိတာမို့အနွေရဲ့အရှိကိုချက်ပြီးတော့မသွားရှိပါမေမေပေးထားတဲ့သိန်း2000ကအနွေအတွက်မလောက်စီရမို့အေးစေလုတ်ကင်စားတော့လို့ရှာတယ်သူလည်းစောင်းမေးပွဲပြီးငယ်ကြားသွားဖို့အမေကလိုအပ်တာအားလုံးစီစဉ်ပေးတယ်အနွေကိုလည်းဝေးလဲစားနဲ့ဝေးပါစီတော့လို့တွေးပြီးဥပြစ်ခါပြုတ်လိုက်တယ်အနွေနဲ့ပတ်သက်ပြီးတော့အာနာတနာမှုကလွယ်ရှင်သူရှက်ရှင်းသေးမှအချစ်တွေကမရှိတော့ပါငယ်ရွယ်တော့အချိန်မှာမိုင်းမဲစွာနဲ့စိတ်ကစားဖြစ်ခဲ့တယ်တစ်ဖက်ကအစဉ်ပြေနေခဲ့သလားအနွေတော့အရှာရင်းမှလေးခဲ့တယ်ကိုဝေနဲ့လည်းဖြစ်လူကလည်းပေပန်းတဲ့တန်တွေများတဲ့အပြင်လွမ်းဖျားလွမ်းတာကြောင့်စူးပေါပြီးတော့အရှာရင်းမှလွှဲသွားတယ်အနွေရှင်းအချိန်နဲ့အနွေခန်းစားရှာသမျှတွေကိုမကြည့်ရှက်တဲ့ဒေါ်မီခိုင်နဲ့ခိုင်ကခန်းရှိရကိုစုံစမ်းပြီးသွားခဲ့တော့လေခန်းကိုမတွေးရပဲခန်းရှက်မိခင်နေတာတွေ့ရပြီးပစံ9သိန်းကိုကင်ပြီးစိတ်တူစွာပြင်ရောက်လာတယ်အနွေနာကျင်မှုတွေကိုတွန်းလှန်နိုင်ဖို့အားရှူသွားခဲ့တယ်ခန်းကိုချစ်တဲ့အချစ်တွေနှလုံးသားထဲမှာထိန်းချုပ်ပြီးတော့တကားပိတ်ပြစ်လိုက်တယ်ခန်းနဲ့ပတ်သက်သမျှအတုံးအဆအားလုံးကိုစုစည်းပြီးတော့တင်စီလိုက်တယ်အနွေတယောက်အလေလဲပြုတ်ပြုတ်တရားရီကြားမှာလူးလေပြီးစိတ်ယုံတက်နေရှားတဲ့အချိန်မှာခန့်တူတာတယောက်နိုင်ငံသားကိုထွက်သွားခဲ့ပါတယ်အရှာအားလုံးတွေဖြစ်ပြီးရှားသည်တွေအလီလီပြောင်းလို့ရှင်နေကြောက်ခန့်ကြားသွားတဲ့အခါမှာတော့နေတွေလားတွေကအလီလီကူးပြောင်းနှွေမိုးဆောင်ရှားသည်ဥတုအလီလီဖြတ်ကျော်ရှင်ဒေါက်တာရဲ့လက်ရှိအခြေအနေအခြေရှိလေးကိုသိလို့ရှောင်မလားရှင်ဟုတ်ကဲ့ကျွန်တော်ရဲ့အခြေကြီးကတော့ပုံမှန်ပါပဲအဆင်ပြေပါတယ်သူများ RS တွေလိုပါပဲမင်္ဂလာသတင်းကိုပဲတော့ကြားရမလဲဒေါက်တာကျွန်တော်ကြိုပြီးတော့မပြောပါဘူးမကြခင် surprise ပေါ့ဒေါက်တာကိုဒီအခြေအနေထိရှောင်ဘသူကများပန်ပိုးပေးခဲ့ပါသလဲပြီးတော့ဘာများပြောချင်ပါလဲပိစာညက်နေတဲ့လက်သေးဆိုးစစ်ဆိုးထားတဲ့လက်ချောင်းတွေဟာနှီးကွေးသွားတယ်လက်သက်တွေကအရှောင်ပြေစမာခွေလက်စောကဝိကနေတစ်ချက်လှက်သွားတယ်လို့ပါပဲကက်ကြီးကိုပဲဟန်ပါပါပြက်ကရှင်ဖုန်းနဲ့ဖွင့်ထားတဲ့အင်တာဗျူးကိုနားဆွနေလိုက်တယ်ကျွန်တော်ဒီအချိန်လေးထိရအောင်ကျွန်တော်ဘွားအနေကြဆုံးအချိန်လေးမှာအစာစားရှာလူလေးသေးမရှိထောက်ပံ့ဖြစ်စီပေးခဲ့တဲ့အတွက်ရှိသေးမှအမြဲကျေးဇူးတင်နေပါပါကျွန်တော်ကြာရှုံးတဲ့အချိန်တွေမှာရောအောင်မြင်မှုတွေသိမ့်ပန်းနိုင်ခဲ့တဲ့အချိန်တွေအထိအမြဲရှိသေးမှဥထိတ်ထားပါတယ်ကျွန်တော်ဘယ်တော့မှမမေ့ပါဘူးနေကွေးသွားတဲ့လက်အစုံဟာတွဲလဲပိတ်စောတွေကိုဆက်ပြီးတော့ညှက်ပါတယ်အယောင်ဆိုးစေးရှောင်နဲ့တောက်ပွားနေတဲ့နှုတ်ခမ်းအစုံစက်ခနဲ့မှဲပြလိုက်တော့ပတ်ဆိုင်တစ်ဖက်ကအသက်ဝင်းသွားတယ်လေကိုမျောလင့်ထားတဲ့စကားမဟုတ်လို့ရင်ခံနေဆိုပေမဲ့ကြားနေကြစကားတွေပဲမှုအထွေအထူးစိတ်မလုံးရှားပါဘူးဘဝတွေကမိပြောင်ဖြစ်ဖို့မကြိုးစားခဲ့တယ်လို့ရှင်ဘက်တနေရာအထိနေရာပေးထားသေးတာပဲမမခေါ်တဲ့ဆူဆူဟာကျင်ဝန်းပြီးတော့အထဲကျုပ်တဲ့အတန်တွေကိုဖုံးနှံပြီးတော့နီးကပ်လာတယ်နှလုံးသားဟာချက်ချင်းရွှင်လန်းလာပြီးတော့တော်ကြာမင်းနေတဲ့နှုတ်ခမ်းလေးဟာပြုံးရှောင်တန်းသွားပြီးလက်နှစ်ဖက်စံတန်းနေရှင်ရှင်ခွင်ထဲမှာပြေးဝင်လာတဲ့ခန္ဓာကိုယ်တေးသေးလေးကိုကျူးဆူလိုက်ပါတယ်မမကိုတိုင်စရာရှိတဲ့ပြောပါဦးမမရဲ့သားလေးကိုဘသူကဘာလို့လိုက်တာလဲပြောစမ်းမမအခုချက်ချင်းလိုက်ပြီးတော့ရှန်ကျွေးဖြစ်မယ်ရှင်ခွင်ထဲကတေးသေးဖြူဖြူလေးရှင်နေရွှင်နဲ့မလိုက်အရှက်ရှိရှိတန့်ပြီးတော့ကြော်လို့နေတဲ့ကောင်းလေးဟာမကြည်နဲ့စွာအနောက်ကိုလှည့်ကြည့်တယ်ချိတ်တန်းထားတဲ့အင်ကြီးတွေကိုကြော်လို့ပြီးဝင်ပေါက်မှာအဆုံးသက်တယ်အန်းခိုင်လေတောက်ဒီစမ်းမဝယ်ကြွေးဘူးဟောတော့လင်းရှက်လေးနော်ညနေဖက်ကြီးဘိုက်ပြည့်သွားမှဆိုလို့အန်းခိုင်ရမဝယ်ကြွေးတာကိုဘာမှဟုတ်ဘူးအန်းခိုင်ပတ်စံကုန်မှဆိုလို့ကက်စင်နေတွေကတီးဘူးလို့ထင်နေလားတားခိုင်ကိုအန်တီခိုင်လို့ခေါ်ရှင်စကားမပြတာကြောင့်ခေါ်နေရှင်နဲ့အန်းခိုင်လို့ဖြစ်သွားတာတားခိုင်လင်းရှက်မှာတကယ်ကိုမှဖေးအတူသားဖြူတတ်ပြီးတော့ချော်လို့တာကအစတူနေရဲ့လေတောက်တစိမ့်စိမ့်ကြည့်ရင်တစုံတရားကိုပဲအလွမ်းဖြေတယ်ရှိုးရည်ကိုပဲဖေးအတူခွင့်ပြုတယ်ကိုကျင့်တီးလားကိုတော့ရှောက်ကြကောင်တယောက်ဖြစ်အောင်
အနွယ်ကပြုစုပြောထားပြီးတယ်တာဝန်ယူတတ်ဖို့တာဝန်သိဖို့ပေါ့ကားမရှောင်တတ်ဖို့ရှောက်ကြားပြီးသားဖို့တတိရှိဖို့တောက်အမြဲဆုံးပါလေအေရှာဝေတိုင်းနားဝိအောင်လို့တူတူသင်ပြီးတယ်ကစင်းနေပါဘူးလင်းရှန်ရဲ့အဲခိုင်အောင်မနေကြဝေးကြီးမယ်လေစိတ်မစိုးနဲ့နော်ချိတ်ချိုးရအောင်တာမင်းခင်းမဟုတ်တာယောက်ျားလေးဆိုတာချိတ်ချိုးရဘူးတဲ့နော်မမဒါပေါ်သားလေးရဲ့လင်းရှန်လေးခေါ်နဲ့ပြောတော့စိတ်ဆိုးဘူးဆိုချိတ်ချိုးဘူးလေအရှိတ်ကောက်တာတိဘူးလားဟောတော့အခက်လေးရဲ့လေးရလေးကချစ်စရာကောင်းလိုက်တာကွာဖအေကိုမုန်းပေမဲ့တားကိုကြခိုင်ကတုံနေရောက်ချစ်ချပါရီတာပိုင်းနဲ့ခရီးကအနွေနဲ့တူလာပြီးတော့ပြူစုစောင်းရှောက်ပြီးသလိုတာမွေတော့လေသူမပဲထိပေးရှာတယ်အနွေခိုင်ကိုကျေစုတင်လို့စွာခိုင်ရဲ့မိသားစုလေးကိုတတ်နိုင်သလောက်အင်အားနဲ့ကိုကြီးစောင်းရှောက်ပြီးခဲ့တာကရှကူးချိန်ထိပါမန်းတွေအဲ့ထဲရပြီလားဒီနေ့မင်းသမီးရဲ့မန်နေဂျာလာရှူမှာနော်မနေ့ကလေးရပြီလို့အစင်အသစ်ထုတ်ပေးထားတယ်ခိုင်လာရှင်ပေးလိုက်ရုံပဲကိုရိုင်းကိုအတူအလျှော့လုပ်ပေးထားတယ်နော်။ဒါနဲ့တည်င်းဌာနတစ်ခုကလည်းမန်းတွေကိုလေအင်တာဗျူးချင်လို့ခဏခဏဆက်သွယ်နေကြတယ်။အနွေကဘယ်တော့ကအင်တာဗျူးဖြေတတ်လို့လဲ။ဒါပေမဲ့တည်င်းဌာနတွေကခက်သွက်နော်။ဆိုရှယ်မီဒီယာကဓာတ်ပုံနာမတင်တတ်တဲ့မန်းတွေကိုဘယ်ကလေးကချောင်းနေလဲမသိဘူး။တည်င်းသမားတွေကသူတို့တည်င်းဌာနနာမည်ကြည့်ဖို့လောက်ကြမှာလေမစမ်းပါဘူး။ခိုင်းအပြင်သွားမှာလား။မတော်တော့ဘူးမန်းတွေဘာလို့လဲဒီနေ့တန်လျာဘက်ကိုခဏသွားကြည့်မလားလို့လေခိုင်မျက်နှာကဘဝေမကြဟန်ကွက်ခနဲ့ပြတ်သွားတယ်။ဒါကခိုင်ပေးထားတဲ့စရုပ်ကစားစရာနဲ့ညီနေကိစ္စရှိရင်ခိုင်သွားပြရမလားရှားပါတယ်အနွယ်လည်းအညာပြည့်အညာပြည့်သွားမလို့စိုင်ပဲကြည့်ထားပဲတောက်အနွယ်ခေါ်သွားလိုက်မယ်အေးမသွားလေလင်းရက်လေးကိုရေချိုးပေးရအောင်မလားမနွယ်ကျောင်းပြက်လာကြရတားလေးပုံစံကတန်ပြက်ပါးပြက်မှာတနက်ကားပကွက်လေးနှစ်ကွက်ကမပြင်းသေးprivate ကိုထားပေးထားတာမို့စတိုင်ဘန်ပေါင်းမိအရှိအပြနဲ့လက်ရှိကိုအပြလေးကတားနေခံနေတယ်။ရှားတယ်ဒီပုံစံအတိုင်းပဲခေါ်သွားလိုက်တော့မယ်။တားခန့်မမနဲ့အပြင်သွားရအောင်လေ။ဟုတ်မမဖေကိုတွားပါလေ။တားဖွားဖွားလေးတို့စီပေါ့။ဟေးသွားမယ်အဲခိုင်ရလိုက်ဘူးလား။ရှင်လေးတို့တားမိပဲသွားကြပါ။ကျုပ်ကဆိုင်ဆောက်ကြံခဲ့ပါမယ်။ခေါ်ဘူးလိုက်နဲ့လိုက်ဖူးလက်ဆွဲကချက်သွားတဲ့အနွယ်တို့သားအမိကိုခိုင်ကငေးကြည့်ရှင်ကြံ့ရစ်ပြီးပြုံးလိုက်တယ်။ရှင်နေအတွင်းမှာကြိုးစားမှုနဲ့ပြောင်းလဲလာတယ်။အနွယ်ဟာတိတ်ကိုတန်ပါပြီးတော်လုံးမာတယ်။ရှောက်ကြပြစ်သွားလို့လေပြိုလဲသွားလေခဏပါ။ဘိုက်တဲကလူမမဲ့ခလေးအတွက်အားရင်အသက်ကိုမွေးပြီးတော့ရုံးကန်ရှာတယ်။ဝါသနာပါတဲ့စက်ချုပ်တင်တန်းကိုခလေးမွေးပြီးရနဲ့တက်တယ်။စက်ချုပ်တက်တာနဲ့ဒီဇိုင်နာတင်တန်းကိုဆက်တက်တယ်။လက်ရှာတည်သက်ပြီးတော့တီတာလှပါတဲ့အနွယ်တယောက်လက်ရှာကိုလူကြိုက်များလာတယ်။အနွယ်ကအထည်ချုပ်ရမှာသူမနာမည်ကိုမသုံးပဲနေကြနှွဲဆိုတဲ့နာမည်ကိုသုံးပါတယ်။ကိုပိုင် local brand တွေကိုချုပ်ပြီးနာမည်ရအောင်ထိုးဖောက်တယ်။နေကြနှွဲဆိုတဲ့နာမည်နဲ့ page ဖွင့်ထားတော့လေဘယ်တော့မှသူမသားလေးနဲ့ပုံကိုမတင်တဲ့အထည်တွေပုံကိုသာရှောင်းပါတယ်။အနွယ်ရှဲအထည်တွေကပေါက်လာတော့အနွယ်ကိုယ်တိုင်ဆိုင်ကငှားပြီးသူမချုပ်သမားတွေကိုဆိုင်မှာကြောင်ညာရှင်းရှောင်းပါတယ်။ဒီဇိုင်နာနေစာနှွဲဆိုတဲ့နာမည်တစ်လုံးဟာတားဖြစ်သူခန့်လေးရှန်ခုနှစ်နှစ်မှာလူသိများလာတယ်။နာမည်ကြီးတဲ့မင်းသမီးမိသားတွေကစသူမရဲ့ဖောက်သည်ဖြစ်လာတယ်။တားလေးခန့်လေးရှန်ကိုမွေးပြီးကလေးကအနွေဟာတိုင်တန်လျာတစ်ချမ်းကိုရှောင်ပြီးတော့ကျန်တဲ့တစ်ချမ်းကိုပဲဒီတိုင်အငှားချပြီးတော့ဒေါ်မီခိုင်တို့လက်ထဲမှာအပ်တယ်။တခါတလေစိတ်ပြေလက်ပြောက်အနွေဟာတန်လျာကိုအလေသွားတတ်ပါတယ်။ပြီးတော့ပိတ်ထားတဲ့အခန်းတကားကိုဖွင့်ပြီးတော့အလွမ်းဖြေတတ်တယ်။ဒါဆိုလုံးဝအဆက်အသွယ်မရတာပေါ့မမီဟုတ်တယ်သားအနွေတော့ကလေးမွေးပြီးကြရတန်လျာကိုရှောင်ပြီးတော့ပျောက်သွားတာပဲအဲ့မှာနေတဲ့သူတွေကိုမေးတော့လည်းမသိကြဘူးခလေးလေးကောင်းညိပြီးတော့ညီသက်တော်တဲ့သားကိုကြည့်ပြီးဒေါ်ရှိရှိကခုံရှူမစုံဖြစ်ရတယ်ခွဲစိတ်အထူးခုပေါင်ပေါကဒေါက်တာခန့်တုတပိုင်းနဲ့ကျော်မော်ခန့်ညားနေပြီးပုံပုံရှင်းကျက်သွားသလိုလေးကြောင်မျက်မှန်ကရှင်းကျက်ချင်းကိုပို့ပြီးတော့တွန်းအားပေးတယ်။ตาကနာမည်တရေကြီးလွန်းလို့သူရှင်လက်တဲဖို့ကလည်းတထေသမီးအိုစပေါ်ရှုပ်ချောင်းကြီးညာတဲ့ဆီယဝန်မလေးပါပဲ။နတ်ဖက်တဲ့စုံတဲ့ပေါ့။ตาရဲ့အနွေတော်လေနားအိတောင်တွေပြည့်ရောပေါ့ကွယ်။ကို့ဘာသာကိုအပြစ်မကင်းသလိုခန်းဆောင်နေပါနဲ့။
ကျွန်တော်ရဲ့တဘဝလုံးအမဲဆက်ကြီးဖြစ်နေတာအမေဒီကိစ္စတွေကိုသမီးတင်စားသိရလားသိပါတယ်ပြီးခဲ့တာတွေဆိုတော့တင်စားဘာမှမပြောဘူးကောင်းတာပေါ့ဒါနဲ့သားတို့ကဘယ်နဲ့မင်္ဂလာဆောင်ကြမှာလဲစီးစက်ပဲလုံးနေတော့ဘူးအမေတခါတည်းမင်္ဂလာဆောင်ပြီးတော့နှစ်ယောက်လုံးဟုတ်ကိုပြန်ပြီးအချိန်ကြာကြမလို့အချိန်လဲသိမ့်မရလို့လေကောင်းတာပေါ့ကွယ်အမေတော့သိရင်ကျင်နေတာပဲငါသားလေးအခုလိုအောင်မြင်နေတာကြည့်ပြီးအနွေရောသူရှင်အောင်မြင်မှုတွေကိုတွေ့ရင်ဘလို့ပြောမှလဲအမေလိုပဲကြည်နူးပီတိဖြစ်နေမှာလားဒါမှမဟုတ်သူ့ကိုပဲစိတ်နာကြီးနေမလားတတိမရှိစွာရင်မဆိုင်ရှဲပဲအနွေကိုကိုယ်ဝင်းနဲ့ဒုက္ခတွေကြားရမှာထားရင်မိတဲ့သူ့ကိုယ်သူလည်းခဏခဏဒေါသထွက်ရတယ်နောက်တော့ရှားလားဆိုတော့တဲ့သူ့ဘာသာသူလိမ့်ပြမလုံတာပါဒီအောင်မြင်မှုတွေဟာသူစူးစမ်းလို့ရလာတယ်ဆိုတော့တဲ့အနွေရှိပန်ပိုးမှုတစ်စိတ်တစ်ပိုင်းလေးပါတယ်ကျွန်တော်ခဏနားလိုက်အောင်မယ်ဒါအပေါ်တက်မှာအခန်းပြင်ပေးထားတယ်အေးစိတ်ထားနော်အားရတရေကြတင်စာလေးကိုအိတ်ထမင်းအားရတရေကြရင်လေတင်စာလေးကိုလေအိတ်ထမင်းစာခေါ်လာခဲ့အောင်ဟုတ်မေမေရှင်နေကြမှာသူမြမပြေပြန်ရောက်လာတော့အားလုံးဟာအသစ်အဆန်းဖြစ်နေတယ်လူနာတွေအပေါ်မှာစေတနာထားမှုနဲ့အတူအွန်လိုင်းပေါ်မှာကျမ်းမာရေးဗဟုသုတတွေမျှဝေပေးတာမို့သူ့ကိုလူတော်တော်များများကသိကြပြီးတော့အားပေးလေးစားကြပါတယ်ဖုံးမြင့်တန်ကြသူဝစ်ထားတဲ့ကုတ်အင်ကြီးကိုလက်ထဲကဖုံးကိုရှူပြီးတော့တင်စားထက်ကဖြစ်နေတယ်သူနိုင်ငံသားမှာစီးပညာကိုဆက်လက်သင်ယူမလို့မိခင်ဖြစ်သူကအထောက်ပံ့သွားတော်လေတင်စားတဲ့နေရာမတူခဲ့ဟိုနိုင်ငံရှောက်ပြီးနှစ်နှစ်လောက်ကြာတဲ့အထိနေ့စဉ်ဖုံးနဲ့ပဲအဆက်အသွယ်ရှိခဲ့တယ်တုံနေပြည့်ကနေမှအစာပိုင်းတော့တင်စားပေါ်ကိုသူချစ်ရမှာကမရှင်းတရဖြစ်နေတယ်အနွယ်ကိုရှင်တဲ့ကခဏခဏအားနာမိတယ်နောက်ပိုင်းတော့ညီကဲလာတဲ့အနေအထားကြောင့်တင်စားကိုသူကမရှောင်နိုင်ခဲ့ပါတင်စားရှင်အလှပအထီအတွေ့တွေကြောင့်လေးပါသူနှင်းမျောခဲ့တယ်ဟိုမှာဘွဲလူရှူကြောင်းပြီးတော့စေရုံမှာအလုပ်တူတူဝင်ရှင်တင်စားနဲ့တူကအတူတူအခန်းငှားပြီးတော့နေဖြစ်ခဲ့ကြတယ်အစင်မပြေတာတွေနားလည်မှုတွေကိုအတော်ညှိယူရှာတယ်တင်စားရှင်ကဲကဲဆက်စိတ်နဲ့အနာရှူမှုကြောင့်သူအမြဲကိုမှအလျှော့ပေးအကျိုင်းဆောင်ကနေရတယ်တခါတလေဆိုရင်သူဝိလေတာများလားလို့တွေးမိတယ်ဟယ်လိုတင်စားအိမ်ပြန်ရှားပြီလားကိုရှောက်တာကြပြီအမေနဲ့စကားခဏပြောနေတာဘာဖြစ်လို့လဲအိမ်မနဲ့ပြန်ကိုအားတဲ့အခါကျရင်တင်စားတို့ဖိတ်ဆောင်ကိစ္စစီစဉ်ရင်ပွဲနေမှာဝေဖို့လေအင်ဂျင်သွားအိမ်မလားလို့စွန်ကျင်အတွက်လားတင်စားဟုတ်တယ်ကိုတင်စားက ready made ဝင်းမှာမဟုတ်ဘူးလားကောင်းဆက်ပြောတဲ့ဒီဇိုင်နာရဲ့လက်ရကိုသဘောကျလို့သူ့စီမှာသွားအိမ်ရှောက်မလားလို့လေတင်စားသဘောလေမနေ့ပြန်ပဲချင်းသွားမှလေကိုအားတဲ့အချိန်မော့တင်စားကောင်းမမောင်းကျင်လို့โอเคလေကိုမနေ့ပြန်တော့ကောင်းဆဲထိုင်နဲ့စေရုပ်ခဏသွားမလို့အဲ့မှာနာတာရှေရှောကတဲ့တရားခွင့်စေဖို့လိုအပ်တာသွားကြည့်ပေးမလို့ကြံကောင်းဆဲတဲ့တူတင်စားလာခေါ်လိုက်မယ်โอเคကို see you တော့see you တင်စားထံကဖုန်ချပြီးတော့သူအခန်းထဲဝင်လာတယ်ကိုအင်ကြီးကိုချုပ်ပြီးတော့ဝှေ့ရပေါ်မှာလှင်းချလိုက်ရှင်မျက်နှာကျအဖြူရှာကိုတေချာငေးကြည့်တယ်အစင်ပြပြနဲ့ကောင်းကောင်းလေးရှင်တန်ရဲ့မဟုတ်လားနှွေကျွန်တော်အနှွေကိုတောင်းပန်ကြည့်ပေးမယ်တတိမရှိခဲ့လို့ခွင့်လို့ပေးပါအနှွေမျောလေးထားတယ်လို့ကျွန်တော်ဘဝအမြင့်ဆုံးကိုရှောင်နေပြီအနှွေပြောခဲ့ပူတဲ့စကားလို့ဒီနေ့ရှာရှာကကျွန်တော်လက်ခုပ်တီးပေးနေမလားဒီတကားချက်တွေကိုနောက်ထပ်ချက်ပြီးတော့ဖွင့်ဖြစ်ဖို့မသေးကြတော့ဘူးခန့်ပြီးတော့နောက်ထပ်လည်းချက်ပြီးခန့်အနှွေကမျောလိနေမှာမဟုတ်ကြဘူးခန့်ရှင်အောင်မြင်ဆုံးချိန်မှာအတူတူမရှိပေးနိုင်ခဲ့ပေမဲ့ခန့်ကြိုးစားနေတဲ့အချိန်မှာတူတူရှိပေးနိုင်ခဲ့တာတွေ့ပြီးတော့အနှွေကျိန်နေပါတယ်တနေ့နေ့ခန့်အနှွေစီကိုပြန်ရောက်လာမင်းနေ့တိတ်ကိုမှမျောလိခဲ့ပေမဲ့အဲ့ဒီမျောလင်းချက်ကိုအနှွေကိုယ်တိုင်ပဲရှိုက်ချိုပြီးတော့ဖျက်ဆီးရတော့မယ်ဘယ်တော့မှပြည့်မလာတဲ့မျောလင်းချက်တွေကိုဖျက်ဆီးပြစ်လိုက်တာအနှွေအတွေ့ကောင်းပါတယ်တကယ်လို့တစ်ချိန်ချင်းပေါ့အနှွေကိုလွမ်းမိလာတဲ့တနေ့ဒီအခန်းချင်းလေးကိုတတိတရကျင်ရောက်လာဖြစ်အနှွေခန့်အောင်မြင်မှုတွေကိုအမြဲလက်ခုပ်တီးပြီးတော့အားပေးနေခဲ့တယ်ဆိုတာကိုသိထားလိုက်ပါအနှွေရဲ့နောက်ဆုံးလက်ကျန်အလေးလျှောက်လေးနဲ့ခန့်ဖြည့်ဆည်းပေးခဲ့ရလို့ကျင်းနေပါတယ်ဘယ်တော့မှလည်းနောက်တော့မရှပါဘူးအမြဲလဲခက်ရဲ့အနောက်မှာရှက်ဆောင်နေခဲ့ပါတယ်ตาလေးကိုလည်းအနှွေအကောင်းဆုံးပြုစုပြောထားပေးခဲ့တယ်ตาလေးရလဲလေ
ခန့်နဲ့အရှမ်းတူတယ်တီလားသားလေးနာမည်ကခန့်လေးရှမ်းနဲ့တာတိတ်ညံကောင်းနဲ့စာလေးတော်တယ်ခန့်လိုမျိုးဆရာဝန်ကြီးဖြစ်ချင်တာတဲ့ရွယ်ချက်ပြီးတော့ပြုစုပြုထောင်ရမယ်ခန့်အငယ်စားလေးပေါ့အနွယ်တို့သားမီးအတွက်ခန့်စိတ်မကောင်းလည်းမဖြစ်ပါနဲ့လိပ်ပြလှလုံးနဲ့ပဲရှင်းသမ်းပါအနွယ်ခန့်အောင်ဘဲတော့မှမမုန်းခဲ့ပါဘူးအနွယ်ရှက်မျောလင်းချက်တစုံတရာဟာခန့်ပဲရှိခဲ့တာပါအဒီကခန့်ပြုံနေဖို့ပါပဲခန့်ဒီစာဖမ်းပြီးတဲ့အချိန်ကြာရင်လေခန့်ဘဝတွေမှာမရှိတော့ဘူးနော်အနွယ်ဒီစာကိုဒီအများနဲ့အဆုံးသတ်ပြီးတော့လှလှပပလေးပြုံးလိုက်ပါတယ်နိုင်ငံသားမှာခန့်ဝဲယူထားတဲ့ဓာတ်ပုံကိုပြန်ကူးထုတ်ပြီးဓာတ်ပုံပေါင်းကြီးနဲ့ပုံချဲကအခန်းမှာကတ်ထားတယ်ပြီးတော့တာလေးခန့်လေးရှန်တလာသားကနေအခုရွှင်ထိဓာတ်ပုံလေးတွေကိုစုစည်းထားတဲ့စာအုပ်တအုပ်ဘေးနာကအနွယ်ဆောင်ရွက်ကိုချပြီးတော့စာအုပ်နဲ့ဖိထားတယ်ခန့်ရဲ့စာကြည့်စပွဲခန့်ရှင်အသုံးဆောင်ပစ္စည်းအနွယ်တို့နှစ်ယောက်ရဲ့မင်္ဂလာအခန်းလေးအားလုံးဟာချီရလေးရမပြည့်တော်မြင့်ခိုင်ကိုအိမ်တော်ပေးထားတာကြောင့်တပတ်တခါရှင်းထားပေးဖို့အိမ်လေးကတန့်ရှင်းနေပါတယ်အနွယ်ထိုင်ရတဲ့အတိုင်းအားလုံးကလည်းချီရလေးရှာမပြည့်ဒီအခန်းကိုအနွယ်လာတာဒါနောက်ဆုံးအချိန်ပဲမမသားကအနွယ်ကိုတွေးတော့တော်မြင့်ခိုင်ရှင်ခွင်တဲကနေပြေးလာတော့သားကိုကြိုးဆိုလိုက်တယ်အနွယ်ပြန်တော့မယ်မမိခိုင်အနွယ်ဒီမှာအခန်းတော့ပြီးတော့ခန့်တနေ့နေ့ဒီအိမ်ကိုရှောင်းလာလိမ့်မယ်မမိခိုင်အိမ်ကြိုင်တော့သူဘာစကားမှမပြောပါနဲ့အပြစ်လည်းမတင်ပါနဲ့နော်ဟောဒီအိမ်တော်လေးကိုသာပေးလိုက်ပါညီအေးမကျုပ်တူလာရင်ပေးလိုက်ပါမယ်တော်မြင့်ခိုင်နဲ့ဦးလေးပါကိုနှုတ်ဆက်ပြီးတော့အနွေတို့သားမိကအိမ်ပြန်လာခဲ့တယ်အချိန်နဲ့စောသေးတာမို့အချိန်နဲ့စောနေသေးတာမို့အနွေစရုပ်ကြီးဘက်ကိုပဲပတ်ဝေလာခဲ့ပါတယ်ကားကိုပါကင်ထိုးရှက်ပြီးတော့တာရှက်လက်တစ်ဖက်ကိုဆွဲပြီးစရုပ်တဲဝင်ခဲ့တယ်ပြီးတော့အထူးလူနာသေးတဲ့အစာဘက်ကိုလာရှင်သားကိုပဲမတ်တက်ပေးလိုက်ပါတယ်အနွေကလူကြီးဖြစ်တာမို့ဘာမှမဖြစ်ပေမဲ့သားလေးကိုကြကာကွယ်ထားမှဖြစ်မယ်ခန့်လေးရှန်တို့သားမိပါလားဟဲ့ဦးလေးစီလာကြတာလားပြောပါအောင်ဦးနေကောင်းလားကောင်းပါကွာလေးရှက်လေးကိုမတွေ့ရလို့ဦးကတတိရှားနေတာပါဗျတတလည်းတတိရပါတယ်ဒေါက်တာကောင်းစက်နိုင်ကသားကိုတွေ့ရနဲ့ပွေဖက်နှုတ်ဆက်ပြီးတော့အနွယ်ဘက်ကိုလှည့်ကြည့်ပြီးပြုံးပြတယ်မန်နေဂျာတွင်မတွေ့တာကြပြီပဲကိုလည်းဆိုင်ဘက်လာဖို့မအားဘူးဖြစ်နေတာဒီအပိုင်းဂျူတီကရက်စစ်နေတာအရှိဖို့လူနာများလို့လေအနွယ်လည်းအလုပ်သိမ့်မအားတော့ဦးလေးစီမရှောင်ဖြစ်တာတပတ်လောက်ဖြစ်သွားတယ်ဦးလေးရဲ့အခြေအနေဘလို့လဲတက်တာလားဒေါက်တာစိန်သက်တဲ့အခေါ်ပေါ်ကြောင့်ဒေါက်တာကောင်းစက်နိုင်ကအောင်တက်ပြုံးလိုက်တယ်အခြေအနေတော့တိုးတက်လာပါတယ်ကိုလည်းအကောင်ဆုံးကြည့်ရှုစောင့်ရှောက်ပေးထားပါတယ်ကျေးဇူးပါဒေါက်တာအနွယ်ဦးလေးကိုတွားကြည့်လိုက်ပါဦးမယ်အတူတွားကြတာပေါ့ကိုလည်းဦးလေးရဲ့အခြေအနေအခုပဲတွားကြည့်မလို့ဒေါက်တာကောင်းစက်နိုင်ကနှလုံးကြောက်ကအထူးခုနိုင်ငံသားပြည်ဆရာဝန်ဖြစ်ပါတယ်တန်ဖြန်ခံရတဲ့ရှုံးရည်ရှိပြီးလူနာတွေအပေါ်မှာစိတ်ရှည်ကသဘောထားအင်မတန်မှကောင်းတယ်ခန့်ဘေကိုစိတ်ယုံတင်ပေးရှင်ဒေါက်တာကောင်းစက်နိုင်နဲ့ဆုံပြီးတော့ခေမေရှိနီးခဲ့တာပါနာတာရှေရှောကတဲ့ဖို့စိတ်ယုံအမြဲတက်နေရှင်အနွေတို့သားမိနဲ့ပါအမြဲဆုံခဲ့တယ်ပြီးတော့အနွေကိုစင်ကဲမှားမှန်းတည်တော့တီတီတာတာအရှိပဲဆက်ဆံလာပေမဲ့အနွေဘက်ကပုံမှန်သာခက်စိတ်စိတ်ဆက်ဆံခဲ့ပါတယ်တီတန်းလူနာဘူရပြီးအဆောင်ရှဲကတင်ပေါ်မှာနဘေးဆောင်ပြီးတော့ခက်ကွယ်ကွယ်အိတ်နေတဲ့ခန့်ရှဲအဖေဥပိုင်ကကျမ်းမရှင်အခြေအနေကြောင့်စေပလင်းတွေစဲရဲတွေကကြိတ်တွင်းလျက်ပါဦးလေတက်တာရဲ့လားဒေါက်တာအနွေရောပါလားညီလေးရောအနွေဖော်ဖော်ရှိနေကောင်းလားဖွားဖွားမင်္ဂလာပါဗျဖွားကလေးရှက်လေးကိုလွှမ်းနေတာဒေါ်ကြီးကအနွေနဲ့ဒေါက်တာကိုနှုတ်ဆက်ခြင်းခန့်လေးရှက်ကိုပွေးကြည့်ပြီးတော့ပါနဖက်ကိုနှမ်းနေခန့်အဖေဥပိုင်ငယ်ကဆေးရှိန်နဲ့အိတ်နေတာမို့အနွေကမနှိုးတော့ပါတခုခုလိုအပ်သေးလားအတော်မလိုအပ်ပါဘူးကွယ်ဆေးရုံကသူနာပြုတွေလည်းဂယုစိုက်ကြတယ်အတော်လေအနွေကိုအားနာပါတယ်တမီဦးလေးကလည်းခဏကျမ်းမာရေးအခြေအနေစိုးနေတော့အတော်လေမျက်နှာပူတယ်ကွမဟုတ်တာအတော်တခုခုလိုအပ်တယ်ဆိုရင်အနွေစီကိုဖုံးဆက်ပါအားမနာပါနဲ့ဒေါက်တာတို့ကိုလည်းဦးလေးကိုအပ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ကွငွေရေးကြေးနဲ့ပတ်သက်ပြီးတော့
အနှွေကိုအချိန်မရဆက်သွယ်ပါနော်ဒါနဲ့သမီးသူတာမြန်မာပြည်ပြည်ရောက်နေရလားပြည်ရောက်နေပြီအတော်တို့ဆက်သွယ်ခြင်းနဲ့ဆက်သွယ်ပေါ့တခုအနှွေအတော်တို့ကိုကူညီထားရဲဆိုတာဒီအတိုင်းစေတနာတက်တက်နဲ့ကူညီပေးရုံမှာတော်ပါပြီကွယ်ဒီလောက်နှစ်အကြာကြီးဖခင်အရှင်ကိုတော်ပြစ်ပြီးနေနိုင်တာကိုမဆက်သွယ်တော့ပါဘူးလွန်ခဲ့တဲ့တနေ့ကဥပိုင်ခဲ့တဲ့ဒေါ်ကြီးအနှွေထန်ရှောင်းလာတယ်ခံအကြောင်းကိုလာပြီးတော့စုံစမ်းသလိုဥပိုင်ငယ်ကျမ်းမာရှိအခြေအနေဆိုစေကူတာဖို့ခက်ခဲနေလို့ပါအခြေအနေဆိုစေကူတာဖို့ခက်ခဲနေတာနဲ့အနှွေကပဲစေကူဖို့ကုန်ကြစီအဝါဝကိုတာဝန်ယူပေးခဲ့ပါတယ်မန်နေဂျာတွင်ကျေလောက်အားရှင်ထမင်းတူတူစားဖို့ဖိတ်လို့ရှာမလားအားရတရေကြအနှွေအကြောင်းကြားပါမယ်အခုတော့ပြန်ခွင့်ပြုပါအောင်နော်ဦးတက်တာပါဗျအသက်30အရွယ်မိန်းကလေးတယောက်ရှိတည်ငြိမ်ရှင်းချက်ပြီးတော့လှပမှုတွေကအနှွေတော်ထံမှာတွေ့ရတယ်တတမွေတသွေလှဆိုတဲ့အနှွေတော်ညူစိမ့်စိမ့်နဲ့ကြီးလို့တကယ်ကောင်းနေရှိရရှင်ပချိုင်တစ်ဖက်နဲ့မျက်နှာလေးကအကြည့်တဲ့အပြည့်ဝရှိတယ်ဒေါက်တာကောင်းဆက်နိုင်ကဂျူတီကုတ်ထေကဖုန်းကိုနှိုက်ပြီးတော့ဆက်လိုက်တယ်အေးတင်စာပြောလေကောင်းဆက်စရုပ်မလားအေးဟုတ်တယ်ရောင်းလှည့်ပြီးတော့အခုပဲနားနေခံလျှောက်တာကိစ္စရှိလို့လားနေပြောတဲ့နေကြတဲ့ page ကိုငါဝေကြည့်ပြီးတော့လက်ချောင်းတွေသဘောကျလို့ဟာဒီဇိုင်နာနဲ့ရှင်းနေတယ်မလားငါအထက်အမြတ်လှူလို့လေနေကြတွေကငါလူနာရဲ့တူမလေးရှင်းတော့ရှင်းနေတယ်သူ့စီမှာလေငါအထက်ခဏခဏအပ်ပူတယ်အခုကိုသူတို့တာမီပြန်သွားကြတာအေးအဲ့ဆိုငါကူပေးအောင်မနေ့ပြန်ကြနေစရုပ်ကိုလာမလို့လေချင်းထားရဆိုအေးဟုတ်တယ်အဲ့ဒါပြီးနေကိုနဲ့တူလိုက်လာခဲ့ပြီမနေ့ပြန်အားရမလားအေးအရှိပေါ်လူနာမရှိဘူးဆိုတော့အားရโอเคမနေ့ပြန်စုံမယ်နော်ဟုတ်ပြီနေကြပန်းဆိုတာကချစ်ချင်းမြတ်တာတွေကိုဖော်ကျူးတဲ့ပန်းလေးပါနေကြပန်းရဲ့အသေးပေကသစ္စာရှိခြင်းညနိုးမှုရဲ့တိကေတလေးနောက်ပြီးတော့ပျော်ရွှင်ခြင်းကိုကိုးစားပြုတဲ့ပန်းကလေးပါရဲ့အနှွေဟာနေကြပန်းဖြစ်ခဲ့ပေမဲ့ဘဝအဆက်ဆက်အနှွေရဲ့မျက်နှာမူမူရှာဟာခံရှိရကိုပါနေကြနှွဲဆိုတဲ့နာမည်ကိုပေးရခြင်းကခံအတက်မပြောင်းလဲတဲ့အချက်မပြောင်းလဲတဲ့သစ္စာရှိနေကြောင်းကိုနေကြနဲ့တူအတိပယ်ဖော်ဆောင်ခြင်းရဲ့ပါအနှွေချုပ်သမျှအထယ်ရရဲ့အောက်မှာနေကြပန်းပွင့်ပုံလေးတွေကိုအချစ်ပြင်းနဲ့တစိမ့်ထိုးတတ်ပါတယ်ပြီးတော့အနှွေဆိုင်ရှဲအပြင်အစင်တွေကိုနေကြပန်းပုံလေးတွေနဲ့ပြင်ဆင်ထားတယ်နေမင်းကြီးရှိရကိုမျက်နှာမှုစောင်းစားနေတဲ့နေကြပန်းပွင့်လေးပေါ့မမရှင်ရဲ့သားလေးတရေနိုးလာတာလားအသေးထုံးလုံးမဲ့အင်ကြီးပေါ်ကိုတဆိုင်ဆွဲပြီးတော့နေကြပုံလေးကိုဆွဲရင်အနှွေတရားအတွင်းလုံနေတော့သားလေးခန့်ရဲ့ခေါ်တဲ့ကြောင့်နိုးထသွားရတယ်မမရှင်ရဲ့သားခန့်ဘာတွေအလူမကြားလို့လဲပြောပါဦးအနှွေသိလိုက်ပါပြီဒါသားလေးကငိုတော့မယ်ဆိုတာအနှွေလက်ထဲကအပေါ်ပင်ချပြီးတာပွေးဖက်ရင်ချောက်လိုက်တယ်သားခန့်ဘာဖြစ်တာလဲမမကိုပြောလေဒီကသားတို့စီပြန်လာတော့ဘူးလားယင်ဘာလို့လဲသားရဲ့ဘာလို့မေးတာလဲသားခက်လေးရှက်လေးဟာအနှွေတို့သားမိကတင်ပေးမှထောင်ထားတဲ့ဂျူဒီကောက်လေးနဲ့ခက်ရှဲတပုတ်ကိုမျက်ရှိအပြင်းနဲ့ငေးကြည့်ပြီးသားအိမ်မက်မက်တယ်အိမ်မက်ထဲမှာသားရဲ့တတိယလေးမမမဟုတ်တဲ့အန်တီကြီးတယောက်နဲ့မင်းကစောင့်နေတာအန်တီကမမထုတ်တဲ့ခေါင်းဝင်းအဖြူကြီးကိုဝစ်ထားတာတဲ့သားရဲ့သားလေးရဲ့အိမ်မက်ကိုပြောင်းပြန်ကောက်ရတယ်အိမ်မက်ထဲမှာသားရဲ့တတိယပြုံးနေတာမလားသားတတိယပြုံးနေတာဆိုရင်ပျော်နေလို့ပေါ့မမတို့ကသားရဲ့တတိယပြောရင်ကျင်းနဲ့ပြီးရမှာလေမဟုတ်ဘူးလားဒါဆိုတတိယတကယ်ပဲအန်တီနဲ့နေတာလားယင်မမအချစ်တွေကသားအတွက်မလုံလောက်ဘူးလားယင်သားမမအရှင်ချစ်ပြီးနေရလေသားလေမမကိုချစ်ပါတယ်ဒါဆိုတတိအကြောင်းဘာမှမတွေးနဲ့သားစိတ်ထဲမှာတတိပျော်နေတယ်လို့ပဲတွေးနော်ကဲသားလေးပြန်ရင်တော့ဗမာချော့သိမ့်မယ်နော်သားမဟုတ်ဘူးသားပြန်လာခဲ့ခန်တူတာတယောက်ကျုံပြီးတော့ထအောင်ရှင်အိရှာတွေကထားထိုင်နေသူတကောလုံးမှလည်းချွေးတွေနဲ့ရွှဲနေပါတယ်မောပန်းစွာအသက်ကိုပဲခက်ခဲရှူရင်နဘေးကရှေးဘူးကိုမောတော့တယ်ခလေးလေးခန်တူတာဖအေးလို့ခေါ်ပြီးတော့မျက်ရှိတွေနဲ့စိုက်ကြည့်နေတဲ့ခလေးအရွယ်နဲ့သူ့ချက်ခလေးလေးကတနေ့ရှာမှဒုက္ခရှောင်းနေရလားခလေးကအိမ်မက်ထီးကသူ့သားလေးလားခလေးရှက်မျက်နှာလေးကိုတေးချ
ခလေးရှက်မျက်နှာလေးကိုတေးချမမြေရှာသေးပဲနဲ့ကိုသူရှက်နှလုံးသားတွေကတစင်းစင်နှာကျင်နေတယ်။ဖောင်ကားနိုင်ကိုကြည့်တော့မနေ့3နာရီကျော်ခန်တူတာတယောက်စိုက်အိတ်လို့လည်းမပြောတော့ပါခန်တူတာညကလေးကတရေပဲအိတ်ထားရှာကနေမိုးလင်းတဲ့အထိအိတ်မပြောခဲ့ပါအစောကြီးထားပြီးတော့လန်ဆန်သွားအောင်လို့ရှေ့ချိုးပြင်ဆင်ရှာတယ်မင်္ဂလာရှက်ကနီးလာခဲ့တာမို့ဖိစာနဲ့အဝတ်အစားရွှေခမ်းမရွှေအားလုံးကိုအလုပ်ရှုပ်သူလည်းမြန်မာနိုင်ငံရှောက်ပြီးကြတဲ့အင်တာဗျူးကိစ္စတွေနဲ့ရှုပ်နေတယ်သတင်းမီဒီယာတွေကသူမြန်မာပြည်ပြင်ရောက်တော့အမေအရှာအင်တာဗျူးဖို့ချိတ်ဆက်ထားတယ်ဒီအပိုင်းမှာဆိုရှယ်မီဒီယာမှာသူကပေါ်ပူလာဖြစ်နေတယ်သူကဆရာဝန်တရားမို့ရှုပ်ရည်အရှာရောစီးပညာမှာတော်တာကြောင့်အားပေးသူဖန်တွေကများတယ်စတိုင်ပန်ပေါင်းမိရှိအညိုရှာကိုကော်လန်လက်ရှိအဖြူနဲ့တဝှေ့ပြီးတော့တထောင်အစီအထိခောက်တင်လိုက်တယ်အနက်တင်တင်ရှေးဝေးကိုပဲလက်ဖြတ်မှာဖြန့်ပြီးတော့လက်နှစ်ဖက်ကိုပို့ပြီးတော့လေးတိုက်မှချက်ပေါ်တယ်မော်နီငါးကောင်ရင်အစောကြီးနိုးနေပါလားကွာဟုတ်တယ်အကဲချိန်ထားရလေရှိလို့မေမေရောမတွေ့ပါလားမင်းမေဖျားဆုံးကပ်နေတယ်ကွာဟော့လာပါပြီတာစောစောစီစီလမ်းဆန်းနေပါလားဟုတ်တယ်မေမေစေးုံခဏသွားပြီးတော့တင်စာနဲ့ဖိစာတွားရိတ်ကြမလို့ဟုတ်လားကောင်းတာပေါ့တင်စာကိုလည်းဒင်နာတူတူစားဖို့ခေါ်ခဲ့ပါအောင်အမေကမင်းနေတယ်လို့ဟုတ်မေမေတင်စာလည်းတယောက်ကလေးကမင်္ဂလာဝဲအတွက်ရှုပ်နေတာညနေကျတော့ခေါ်ခဲ့ပါမယ်ကဲတာမင်းနေအောင်စာရဲ့စကားပြောကြအောင်အကဲအလုပ်ကိစ္စဖုံးချိန်ထားလို့တာတော့ဖိစာရှိုက်ပြီးပြီလားမရှိုက်ရသေးဘူးလေစားတော့စီထားပြီးပြီဘာလို့လဲမေမေတာအဖေနေရာမှာဘသူ့ကိုထင်တာလဲမင်းအဖေကိုလားအေးဟုတ်တယ်လေတာအကေကဖားခဲ့နေရမှာသူရှက်နာမည်ထဲဖို့ပြောတယ်အမေလည်းအဲ့လိုပဲဖြစ်စေခြင်းနဲ့အမေတို့ဂုံသိက္ခာတားရှဲဂုံသိက္ခာအရှာအဲ့လိုဖြစ်တဲ့နဲ့အမေကဒုတိယအိမ်တောင်းဆိုတာကြီးကိုလူမသိစေခြင်းဘူးတာအဲ့လိုလှုပ်ပြီးလို့ရှာမလားတာအဖေနဲ့လည်းအဆက်တွေကရှိကြတာမှမဟုတ်တာအဆက်တွေမရှိဘူးဟုတ်လားမမေကျွန်တော်အရှင်ကအဖေအတွက်အမြဲပတ်စံပို့ပေးနေတာပါမင်းအဖေကလက်မခံဘူးတာပြီးသူရှင်နှားအိမ်တောင်ကခါခါတီတီပြောလို့တယ်အမေလည်းသားစိတ်မကောင်းပါဆိုလို့မပြောတာကျွန်တော်အဖေကိုလည်းဆက်သွယ်လို့မရှာဘူးအဖေနေတဲ့မြို့ကိုသွားပြီးတော့တာမင်္ဂလာဆောင်အတွက်ပွဲတက်ဖို့သွားခေါ်ရမလားလို့တွေးနေတာဘာတာမမေကိုအဆက်ခွဲနေရလားတာအဖေနဲ့တွေ့ပြီးပွဲတက်ရှာမယ်ဆိုရင်မမေညင်းနေတာဘလို့မှမဖြစ်နိုင်ဘူးတာမင်္ဂလာပွဲမှာမင်းအဖေကိုလှိုးအပ်ရှင်အမေရှောင်ရလိမ့်မယ်ပြီးတော့မင်းအကေကလည်းလက်ခံမှာမဟုတ်ဘူးတေချာစဉ်းစားပါအမေတော့စကားကုန်မယ်တားဖေဖေကဘယ်ရောက်လို့ရှောင်းနေမှန်းကိုမသိတာတားကလည်းသူ့စိတ်ထဲမှာအတိအမှန်ရှိတာမဟုတ်ဘူးမင်းအကေကလည်းတားကိုသူ့သားအရှင်းလို့ချစ်တာပါအတိတ်ကိုအတိတ်မှာပဲထားပြီးကိုဘွားလှဖို့ပဲရှင်တန်စမ်းမှာတားရင်ငါသာအခုဆိုရင်အထုခုတယောက်ဖြစ်ပြီးတာကုံသိက္ခာအတွက်ထည့်ပြီးတော့စဉ်းစားမိန်းကလေးရှင်ဘက်ကလည်းညှို့ညင်နိုင်တယ်တားဖေကအရှက်သမားကြီးဆိုပြီးတာဖေသိက္ခာကြမှာဟုတ်ကဲ့ပါမမေကျွန်တော်ပြန်ပြီးတော့ပြန်လိုက်ပါမယ်မမေသာစဉ်းစားတတ်ပါရဲ့ကွယ်ဒေါက်တာကောင်းဆက်နိုင်နားနေကန်ဘယ်မှာလဲညွှန်ပြလို့ရှာမလားဟော့စပီတယ်ကောင်တာကသူနာပြုကိုပဲဒေါက်တာကောင်းဆက်နိုင်ရဲ့နားနေခန်းကိုမေးပြီးညွှန်ပြလိုက်တဲ့အတိုင်းရှောက်လာတယ်ဝင်ခဲ့ပါဟယ်လိုဘရာထိုင်ပါအောင်ဒေါက်တာကြီးရဲ့ဟုတ်ကဲ့ပါပေါမောက်ခတယောက်နဲ့တယောက်စာနာလိုက်ကြတာခန်းသူသားကိုမှဝင်ထားရှင်မြေဝကစပွဲပေါ်မှာချိတ်ထားတဲ့ကောင်းဆက်နိုင်ဖုံးစီလျှောက်သွားတယ်ခန်းသူသားမျက်ခုံးပိတ်ပြီးတော့ရှို့ထားတာလားနို့မဆိုင်ရသေးလို့ဥထားတာဘသူများလဲတေချာပြပါအောင်နေစာနွယ်တဲ့ဒီနေ့တွေ့ရလိမ့်မယ်ငယ်မယ်လေးကအစမ်းမဲ့ဘာလို့တေချာအထေအမဲ့ဒီဇိုင်နာလေဟုတ်လားဘယ်အစီရှောင်းနေပြီးတော့ကြိတ်ပုံပြီးတော့ crush နေတော့မှာကွာဖွင့်ပြောတော့လေအခြေဆွဲနေရလားဟိုင်းနေပြီနှစ်ပွဲတစ်ခါလေးနှွှဲရလှုပ်ချလိုက်တော့အထီးရှများတဲ့စင်ကယ်မလေးဖြစ်နေလို့အဖက်ဖက်ကစဉ်းစားပြီးတော့အချိန်ရှူးနေတာခန်းသူတာနေနေတော့အံ့ဩသွားတယ်အဖက်ဖက်ကပြည့်ပြည့်စုံပြီးတော့အရှိအချင်းရှိတဲ့ဒေါက်တာကောင်းဆက်နိုင်လို့လူမျိုးကနဘေးနားမှာအချုံအလှတွေဝိုင်းရှံပြီးပြိုတိုင်းကြိုက်တဲ့နှီးစင်ခံကြည့်မလားဒီလိုလူမျိုးကစင်ကယ်မားကိုကြိုက်တယ်ဆိုတော့တော်ရှုံသဘောကျမှုမျိုးမဟုတ်ဘူးအံ့ဩသွားတာလားကိုခန့်ဆိုပါတော့နည်းနည်းလူခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်မြန်မာပြည်မထွက်ခင်ရပေါ့တယောက်တည်းစကားတွေပြောနေတဲ့ကောင်မလေးတယောက်ကိုတွေ့ရတယ်စားတွေ့တော့ကတော့အဲ့ကောင်မလေးကိုယူနေတာလားလို့ထင်ခဲ့မိတာဗျ
တကယ်ပြန်လာမယ်မလားယင်အဲ့လိုတော့လှုပ်မသွားဘူးမလားအနွယ်ကိုထားမသွားဘူးလို့ကတိပေးစမ်းပါနော်ခွဲလို့တယ်ဖြစ်စက်လာအားလုံးလည်းနားလေပေးမှာပါဒါပေမဲ့ပြန်လာခဲ့မလားယင်စကားတွေတူတူပြောနေရှင်ရှိုင်ကြီးတငယ်ကိုချလိုက်တယ်ပြီးတော့လက်နှစ်ဖက်နဲ့နေကြပန်းပွင့်တွေကိုရှိုင်းကြတယ်အဲ့ဒီချိန်ကြောင်းမှလက်ကစေတူအကြံလန်းကိုမြင်ပြီးစိတ်ရုပ်ကလူနာမယ်တီးလိုက်ရှာတယ်ဖြူဖက်ဖြူတော့မျက်နှာညိုပြီးတော့မျက်ရည်စားတွေကစီးကြနေတယ်ဝေထားတဲ့ခွေးစုံကလည်းညှိုးနေဟေးဒီလိုလုံးမရဘူးလေစိတ်ထိန်ထားအောင်ကောင်မလေးကသူ့ကြီးနေရှင်နဲ့သူမလက်ကစေးအက်ကိုဆွဲဖြုံမလို့လုံနေတာကြောင့်သူချက်ချင်းអော်ပြီးတော့ထပြေးသွားတယ်သူရဲ့စိတ်ထဲမှာတစ်ဆက်တည်းထင်လိုက်တာကောင်မလေးကစိတ်ရောဂါဝေဒနာတိတ်လေးပဲဖြစ်ရမယ်လို့ငါ့ကိုသူ့စီခေါ်သွားပြီးပါလားသူငါ့စီကထွက်သွားပြီတိလားငါ့ကိုလေထားရိတ်ခဲ့ပြီးခန့်အောင်ပြောပြီးပါဟာအနွယ်စောင်းနေတယ်လို့ဆက်ဆက်လေးပြန်လာပြီးဖို့ပြောပြီးပါနော်အနွယ်တယောက်နေရကိုဘာဖြစ်လို့လဲယင်အမျိုးသမီးကြီးတယောက်နဲ့ကောင်မလေးတယောက်ရှောင်းလာတယ်အနွယ်ရှင်ငါပြောင်းလို့ရှာလိုက်ရတာအနွယ်ဘာလို့ငိုနေရလဲမမိခိုင်အနွယ်ကိုအနွယ်အထဲပြန်သွားပြီးတော့နားရအောင်နော်အနွယ်ပြေးပန်းသွားပြီပြင်ပါကိုသားဆောင်မှာထပ်ပြီးတော့တွေ့ရတယ်မနီယာပုတ်စံနဲ့မတူပဲကြည်လည်ပြီးတော့လူနာဆောင်တဲ့စကားပြောနေတာတွေ့ရတယ်ကောင်မလေးဟာအိမ်တော်ရှိကိုဝင်ဆောင်ဆိုတာသိလိုက်ရှာတော့တစ်ဖက်သက်ခင်းစားခဲ့ရတယ်ကောင်မလေးရဲ့ပုံရှင်းကိုမိပြဖို့အတော်ကြိုးစားတယ်ဒါဆိုအခုမှပြန်ပြီးတော့ပြန်ဆက်တယ်ဆိုပါတော့မထင်မှတ်ပဲပြန်ဆုံးတာအခုတော့သူမလေးကလှူလို့ပေါ့ကျွန်တော်စားပြီးတော့ဆုံးခဲ့တော့ကပုံစံမျိုးမဟုတ်ဘူးအခုကအရှမ်းတန်มาပြီးတော့ကိုယ့်ဘာသာရှုံကြည်မှုရှိတဲ့အမျိုးသမီးတယောက်ဖြစ်နေလို့ရှိန်နေတဲ့ဆိုပါတော့ဗျာကောင်းဆန်ပြောနေရှင်နဲ့ကျွန်တော်တော့မှမြေဘူးကျင်သွားပြီအထယ်သွားအိမ်ရင်မိတ်ဆက်ပေးဦးဗျာစိတ်ချပါဗျာလေးရှက်လီနော်ဟိုနေရာမှာစားထားတာလေတာကသူကစားနေကြစေထူအန်နဲ့လက်ချက်လေးကိုပြေးရှူတယ်ပြီးတော့လက်ချက်လေးကိုတေချာတက်ပြီးတော့ဆရာဝန်ပုံစံဖိုင်းပြီးခိုင်းရဲ့ရှင်ဘက်ကိုစမ်းသက်ပြီးတယ်ပြီးတော့မျက်နှာထားတီတီနဲ့ကောင်းခပြီးတော့စေထူအကုရှူကခိုင်းကိုပဲစေထူပေးပါတယ်အဲခိုင်အော်ရေ TV ထဲမှာဆိုရင်စေထိုးရင်လူနာအော်တယ်ဟုတ်ပါပြီအေးအမလီအနွယ်ကမအောင်အီးနိုင်စွာရှိလိုက်ပါတယ်အလို့တောင်မှဆက်လို့မရှားအောင်ပဲဒီအဲချိန်မှာစိုင်းသေးကိုအိတ်တယ်ဝင်လာတယ်ဒေါက်တာကောင်းဆက်နိုင်တဲ့အမျိုးသမီးတယောက်ခိုင်ကအိတ်တယ်လာတာမြင်တော့ခန့်လေးရှက်ကိုခဏထားပြီးအေးဖြော်ဖို့အနောက်ခဏဝင်သွားပါတယ်ခန့်သူတာဆိုင်ရှိကိုရှောက်ပြီးမှဖုံးလာခဲ့တာကြောင့်တင်စာနဲ့ကောင်းဆက်ကိုပဲအရှင်ခွင်းသွားစေကသူကဖုံပြောကြံရပါတယ်သူအလုပ်ကိစ္စဖုံပြောနေရှင်သူရှမ်းမြောင်ဝကတနေရှာမှာရှမ်းတက်သွားတယ်ခလေးတယောက်လက်တစ်ဖက်ကိုကြည့်ပြီးတော့ခုံဆွားလှုပ်နေတယ်သူချက်ချင်းသဘောပေါက်သွားတယ်ဒီကလေးကလမ်းကူမလို့လှုပ်နေတာဒုက္ခပဲဟေးကောင်လေးဘယ်လဲကွာတဲသားစီလာတယ်မရဲတဲကဘာတူလဲကွာအခုဘဲသွားမလို့တော့ဒီလောက်အန်တီများတာဦးကတသားရဲ့တဲကြီးလေဦးကဘာလို့တဲဖြစ်ရမှာလဲတကယ်ပါဆိုအေးပါကွာဦးကတဲဟုတ်ပြီလားဒါနဲ့သားဘဲသွားမှာလဲပါရှင်မိဘတွေရောရှီကဲမို့ချားမလို့စားကြည့်လို့လားလာဦးတဲနဲ့တောင်းဝင်ရအောင်မနေ့ကနဲ့ဒါကျွန်တော်ရဲ့တငယ်ချင်းဒေါက်တာတင်စာရှဲဝင်းနဲ့သူတို့ရဲ့ဝမ်းတီအတွက်မင်္ဂလာဝိဆောင်လာတာမနေ့ကနဲ့ရဲ့လက်ရကိုသဘောကျရဲဆိုလို့ခေါ်လာတာဒေါက်တာကောင်းဆက်နိုင်တဲ့သူပါလာတဲ့အမျိုးသမီးကိုမြင်ဖူးတယ်လို့ရှိနေပြီးမှမိတ်ဆက်ပေးလိုက်တော့အနွယ်မျက်နှာပြတ်ပြီးတော့ရှင်းသေးမှထိတ်သွားတယ်တင်စာရှဲဝင်းကသူမကိုမှန်မှန်မိစွာပြုံးပြပြီးတော့နှုတ်ဆက်လာတယ်အနွယ်အားရှိပြီးတော့သူတို့သမီးတယောက်တည်းအတွက်လားမဟုတ်ဘူးသူတို့သားလေးပါတယ်အပြင်မှာဖုန်းခဏပြောကြံကြလို့ဝင်လာလိမ့်မယ်နော်အနွယ်ချီပြလက်ဖြားတွေအေးဆက်လာပြီးတော့တကောလုံးတောင်းတင်းလာကအသက်ရှူမဝတယ်လို့ပိတ်လောင်သွားတယ်။ "Oh sorry အနွယ်။ကျမမနေ့ကရှီချိုရင်အေးမိသွားလို့အနွယ်တုံရှင်ကပြုံးနေရှင်စပွဲပေါ်ကအစင်းသင့်စောင်းထားတဲ့မတ်ဘူတွေကမတ်စတူကိုယူပြီးတော့တက်လိုက်တယ်။ပြီးတော့ပါဝါမျက်မှောက်ကိုပါလှမ်းရှုပြီးတော့တခါလေးတက်ပါတယ်။တုံရှင်နေတဲ့ရှင်အစောကိုချိန်ထားရှင်တတွေးမြူထားတယ်။မနေ့ကနေနေမကောင်းလို့လားစီးတောက်ပြီးပြီလားကိုလည်းမပူဘူးဘာပဲဖြစ်ဖြစ်အေးမိတာဆိုတော့စီးတောက်ထားတော့ကြိုတင်ကာဝယ်ရတာပေါ့မဟုတ်ရှင်လင်းရှာလေးကိုကူးသွားလိမ့်မယ်ရှာပါလေတင်စားအဖြူရောင်လေးကိုဆက်စားလေးထုတ်ကျင်တာ
တီတော်ပွဲရညာပဲဆိုတော့ပေါလေးနေအောင်လို့တအားကြီးလဲအနေခတ်တာမျိုးမလို့ကျင်ဘူးတေစာတို့ပွဲကအရှမ်းနီတော့အမြဲချုပ်ပေလို့ရှာမလားကြာတင်တလောက်ကိုရှင်းပြပါမယ်ဘလောက်ပဲကြပါအစင်ပြေးလားဝန်တီဝိဆုံဆိုတော့အရှမ်းကြီးအမြန်လို့လို့တော့မရှာဘူးဒါပေမဲ့အနွယ်ကျမစူးစမ်းပြီးတော့ချုပ်ပေးပါမယ်မန်နေဂျာတွေကိုရှုံကြည့်ပြီးတော့အထားတော်မို့အပြေအဝါစိတ်ချထားပြစီနော်ရှားပါတယ်ကိုရိုင်းတိုင်းပြီးတုပ်ခန်းကိုတော့ပေါချတက်သွားပါမယ်ရှားပါတယ်အထေလာယူတဲ့အခါကြားမှာတခါလေးရှင်းပေးပါဒေါက်တာရဲ့တကယ်ချင်းဆိုတော့ကျမအတက်နိုင်ဆုံးကူညီပေးပါမယ်အထက်လေးတွေကိုကိုပိုင် brand လာဟုတ်ကဲ့လိုင်းကြည့်အောင်မယ်နော်အကြိုက်တွင်အားပေးရတာပေါ့စားကောင်းတဲ့တတဲရောခြားကြည့်မလားစားပါဦးကွာမေးပါသာစားပါလူကြီးဖြစ်သွားရှိခဲမှုမကြိုက်တတ်တော့ဘူးကွာပါလေးကိုဖောင်တက်သွားအောင်နီရှဲတဲ့ခလေးကိုပဲအသေးရှားစွာနဲ့နှာတက်လုံးလုံးကိုဆွဲလေလိုက်တယ်ရှောင်းကြီးပြန်အမ်းဝေဒီနေ့မှခလေးအဖေကိုတွေ့ဘူးတယ်တားဖွားတွေကရှုပ်ချင်းအတော်ဆင်းကြတာကိုဖျားလေးချောတားလေးချောမအေကလည်းချောတာကိုမားနေပြီဗျဒါကျွန်တော်ရဲ့ကလေးမဟုတ်ဘူးဟုတ်လား sorry ပါကလေးနဲ့ရှုပ်အရမ်းစင်လို့ကလေးဖေလို့ထင်ပြီးပြုံးမိသွားတာတတိယသားတက်တယ်လေဘာလို့လူကြီးကိုညားတာလဲညာနေတော့တသားကြိုက်ဘူးဟဲ့ကာဆိုးလေးမင်းနာမည်ပါလေတသားနာမည်ကခန့်လေးရှင်ဟာရှုပ်ချင်းစီယုံမကနာမည်ကြီးရပါစင်နေတာကြောင့်ခန့်သူတနေနေတော့အံ့ဩသွားတယ်မိရှယ်မိဘတွေကဘက်မှလဲပျော်ဦးဦးလိုက်ဖို့ပေးမယ်မမကဟုတ်စိုက်တင်းပါလေအဲ့ဒါအော်မိသားစုရဲ့သားလားမင်းကလူချောင်းလေးပဲကွာကဲပါကွာဦးဦးတဲတဲပါဆိုကြိတ်ကျုံးလာပြီနော်ဟာငါအမေမေကိုဘာလို့ကွာလှုပ်ရှာတာလဲတဲတဲကြောင့်မမကအမြဲငူနေတာတသားသိတယ်အေးပါကွာတဲတဲလှုပ်တော့ဘူးနော်သူလမ်းဖြတ်ကိုရှင်ခလေးရဲ့စကားကြောင့်အမောဆူသွားတယ်ဘာဆန်ပြောရမလဲမသိရအကြံအိုက်သွားတယ်ခလေးကမျက်လုံးလေးကိုဝယ်ပြီးတော့သူ့ကိုတေချာကြည့်ရှင်သူ့ရဲ့စကားကိုပဲစောင့်မျှော်နေဟဲဟဲသားခဲ့အန်ရွယ်ကစိုက်တကားကိုဖွင့်ပြီးတော့ဝင်လာတဲ့နှစ်ယောက်ကိုမြင်မျက်လုံးတွေကပြဝဲသွားပြီးထိုင်ယာကနေချက်ချင်းကိုမှထားရှင်းလိုက်တယ်။သားကိုချီထားရခန့်ပြီးတော့သားကိုပဲလက်တည်တည်လေးနဲ့ခင်းရှဲလေတိုင်ကိုဖတ်ထားပြီးတော့တစ်ဖက်ကရှေးကဲမှုကိုကင်ထားတယ်။ဘာကြောင့်ဆိုရှုပ်ချင်းစိတ်လုံးနာကိုခလေးကခန်းသူတရဲ့ခလေးလို့ပြောရှင်လုံးဝကိုမှရှုံကြည့်စရာလိုက်ဘူးတထင်တဲ့နေမှာခေါ်နဲ့လိုက်ဘူးလို့လိုက်ဘူးရှားပါတယ်ခလေးမလိုက်ချင်အတင်းမခေါ်ပါနဲ့ကျွန်တော်လေးမပြန်သေးတာဖေးဖြစ်သူရဲ့တပုတ်ကိုပဲမြေဘူးကေးတဲ့သားကအပြင်မှာတွေ့တော့ချက်ချင်းကိုမှတ်မိတာရီလားတာခန်းလေးရှင်မမစီကိုလာခဲ့မမတက်တယ်အဲ့ဒါသားတက်တယ်မဟုတ်ဘူးလူမားနေတယ်မမညာနဲ့လို့ခန်းလေးရှင်မမပြောနေရနော်အခုချက်ချင်းလာခဲ့စမ်းအနွေရဲ့အတန်မမကြောင့်အလုံးကလည်းမျက်နှာပြတ်သွားတယ်တာကခန်းသူသားကိုပါချက်ချင်းဆင်းပြီးဝဲနေတဲ့မြေစာတွေကိုလက်ဖက်ထောင်နဲ့ဖိတုပ်ပါတယ်ခလေးကိုခေါ်သွားအရှောင်းဝဲတန်ကတသားရှင်လက်ကိုပဲဆွဲခေါ်သွားတော့ဖာခင်ဖြစ်သူကိုလှည့်ကြည့်ပြီးမြေစာဝဲပြီးတော့တတားစီကိုပြန်လာနော်ချားခဲနဲ့တော့တကိုချစ်တယ်အန်ရွယ်အသက်ကိုပဲခက်ပြင်းပြင်းရှူတယ်မြေစာဝဲနေတာကိုစီးကြမလာအောင်ထိန်းချုပ်ရှာတယ်ခလေးပုံရှိကခန့်ရှက်နှလုံးသားကိုပဲခက်ပြင်းပြင်းဝင်ဆောင်ပြီးတော့သူရှက်နှလုံးသားထူအောက်သွားပြီးတော့ဝမ်းနေနာကျင်သွားတယ်အနွေကဟဲဆောင်အပြုံးကိုပြုံပြီးတော့ထင်ရတယ်။သူမအပြုံးကိုဘသူကမှမမြင်သလိုနာကျင်မှုတွေကိုလည်းဘသူကမှသိမှာမဟုတ်ဘူး။အားနာလိုက်တာရှင်။တာဘဲအချင်းအပြင်းထွက်သွားလည်းမသိဘူး။နေမကောင်းလို့ရှိခဲမှုဝဲမကျွေးတာလစ်ပြီးတော့ထွက်သွားတာ။ကျွန်တော်နဲ့အပြင်းမှာကျွေးလို့ကာလန်ကူမလို့လုံနေတာအန်ဒီရရှိလို့ဟုတ်ကြည့်စုပါ။တာဒီရဲ့ပိုင်းနေမကောင်းဖြစ်ပြီးတော့သူ့ဖေကိုခဏခဏတန်းတနေတာအဲ့ဒါကြောင့်ပါ။ခလေးဖေကရောတင်စာကစိတ်အလိုမကျစွာချုပ်တီးမနိုင်ပဲမိလိုက်တယ်။အနွယ်ကမျက်လွှာချပြီးတော့အားကိုတင်ပြီးစိတ်ကိုချုပ်နေချင်းခတ်တူးဖြေလိုက်တယ်။သိပြီ။တာရှဲဖေကတီးသွားပြီလေ။ Sorry ခန်တူတာဒီဇိုင်နာနေကြနွေကိုကြည့်ပြီးတော့တခုခုပဲအလူမကျဖြစ်တယ်။တက်ထားတဲ့ mask ကြောင့်လား။ပါဝါတူပြင်းပန်ကြောင့်လား။ဒေစာမမြင်ရှာတဲ့ရုပ်ရည်ကြောင့်လား။အင်ကြီးကိုယ်တိုင်ရွေတိုင်းပြီးတော့ပြန်လာတဲ့အထိသူအစိတ်အလူမကျစွာနဲ့ညှိသက်နေတယ်။တေစာနဲ့ကောင်းဆက်နိုင်ကတော့ခလျာဖခင်မြစ်တာငက်ပြီးတော့ခန်သူတာပဲလူမားတာလို့သာအကျွေးနဲ့အဆုံးသက်သွားတယ်။ငွေရေးရှာရင်အိပ်ပျော်သွားတဲ့တနာစုရဲ့တားလေးကိုဖန်ရှင်အနွယ်လည်းမျက်ရည်ကျရတယ်။ခိုင်ကအနွယ်တို့သားအမေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးခန်သူတာကိုပို့ပြီးတော့ဒေါသထွက်ရတယ်။
အဲညမှာသားလေးကအဖျားကြည့်ပြီးတော့ရှောင်းနေကိုရီအရှမ်းပူပြီးတော့တတိမရှားတစ်ချက်ရှားတစ်ချက်ဖခင်ဖြစ်သူကိုတန်းတာတယ်။ညတွင်ကြီးမှာပဲသားကိုအရှိပေါ်ဆေးရုံတင်လိုက်ရှာတယ်။ဆေးရုံရောက်တော့သားတကူလုံးကဖြောတော့သွားကခေါ်လို့လုံးဝမရှားတော့ပဲညီသက်သွားတယ်။အနွယ်စုပ်ကိုင်းထားရင်သားရှက်လက်လေးတစ်ဖက်ကပြေလျှော့သွားတယ်။အနွယ်တယောက်အာကကွဲထွက်မတဲ့အော်ဟိပြစ်လိုက်ပါတယ်။အာကိုးစရာရှောင်ကြားသားမရှိတဲ့အနွယ်အတွက်အရှိအကြောင်းကြုံလာတော့ပြေးပြီးတော့တတိရှားမိတဲ့သူကဒေါက်တာကောင်းဆက်နိုင်သားဖြစ်ပါတယ်။ဒေါက်တာကောင်းဆက်နိုင်ရှင်အပြုအမူတွေဟာအနွယ်ချင်းပေါ်မှာမရှူသားဘူးဆိုတာသိပေမဲ့အနွယ်မသိချင်ရစောင်းထားတယ်။ဖြစ်တယ်လို့အခွင့်အရေးလည်းမပေးခဲ့ပါဘူး။အခုဒေါက်တာကောင်းဆက်နိုင်ကိုအာကိုရှာမိအခြေအနေဖြစ်လာတယ်။ညာရီချင်းမှာပဲတောက်ဆေးကိုတင်ပေးပြီးလိုအပ်တဲ့စစ်စစ်ချက်တွေကိုလည်းဒေါက်တာကောင်းဆက်နိုင်ပဲဥဆောင်ပြီးတော့တာဝန်ယူပြီးထားတာမို့ကျေးဇူးတင်ရပါတယ်။မန်နေဂျာတွင်စီဆိုင်ရွက်ကိုကင်ပြီးပြန်လာတဲ့ကောင်းဆက်နိုင်မျက်နှာကမတရှာပါဒေါက်တာဘာဖြစ်လို့လဲယင်တားမှာဘာယောဂတွေ့လို့လဲအနွေကိုပြောပြပါဦးတညာလုံးအဖျားကြီးအန်းနေတဲ့သားမိုးလင်းခါနီးမှာအနွေရှင်လက်ကိုပဲကြစ်ကြဲပါအောင်လက်တီတီလေးနဲ့စုပ်ကင်ပြီးတော့အိပ်ပျော်သွားတယ်အဖျားကြီးလုံးနာကြောင့်တာရှင်မျက်နှာလေးဟာရှောကဝေဒနာကိုအလူအလဲခံစားရှားတာကြောင့်အားပြော့ပြီးတော့ဖြူဆုပ်နေခဲ့တာအနွေကရှင်ကွဲမတက်ပါလေးချက်လေးမှာယောဂမရှိဘူးဒါပေမဲ့ခလီယာသွေးပြရာအရှမ်းကျနေတယ်ပြီးတော့သွေးလုံကြောက်ခွင့်လက္ခဏာဖြစ်ချင်နေတာခလေးကိုကိုခံအောင်မကြအောင်ကျွန်တော်တို့အချိန်ပြီးသွေးမှရှာမယ်တားမှာဘာယောဂမှမရှိဘူးဆိုတာကြားမှအနွေရှိတဲမှာအပူလုံးကျသွားတယ်တညာလုံးအမျိုးထွတ်မတက်ဆူတောင်းခဲ့ရတာသွေးလားဒေါက်တာအနွေသွေးလှူပါမယ်ဗနေပလင်းပဲလှူလို့ရှောက်လှူပါမယ်တားဘာအမျိုးစားလဲဒေါက်တာလေးချက်လေးကအေးပြီးသွေးမနေ့ကနှွေရဲ့သွေးအမျိုးစားကရောဟင်အနှွေရဲ့သွေးရအေးမနေ့ကနှွေကအေးဆိုရင်ခလေးရှက်ဖေကအေးပြီးဒါမှမဟုတ်အေးပြီးပဲဖြစ်ရမယ်အေးပြီးသွေးရလွယ်လွယ်ရှားဖို့တော့ရှာတယ်ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်သွေးလူရဲ့အခွင့်ကိုဆက်သွယ်ပြီးတော့အကူအညီတောင်းကြည့်ပါမယ်မနေ့ကနှွေစိတ်အေးထားပါဒီသားအတွက်အသက်ရှင်ခဲ့ရတာဒီသားကြောင့်ပဲအနှွေအခုထိရှက်တည်နိုင်တာအဖြစ်မဲ့တဲ့သားလေးရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်အနွယ်နှလုံးသားတွေကနာကျင်လိုက်တာတာခုစားအနွယ်ပဲခံစားလိုက်ခြင်းနဲ့ဒီသွေးကိုသာအချင်းမီမရှာဘူးဆိုရင်အနွယ်ဘာဆက်လို့ရမှာလဲခါ့ပဲမျက်ရှိလဲရွှဲနဲ့တာသွေးလူပေးဖို့တားမယ်ရမှာလားအိုးတာအတွဲဆိုရင်အနွယ်ဘာပဲလှရှာအားလုံးရှိရဲပါရဲ့အနွယ်အချင်းရဆိုလူတယောက်ကိုစွန့်လို့ထားပြီးပြီမို့တာကိုတော့အနွယ်ရှားသမျှအရာနဲ့ဖမ်းချုပ်ပြရစီအမေဒီမှာခဏစောင့်နေလိုက်တော့ကျွန်တော်ရဲ့တငယ်ချင်းကိုခဏသွားတွေ့အောင်မယ်အတော်ပဲကျွန်တော်လည်းကောင်းဆက်နိုင်ကိုလာပြီးတော့နှုတ်ဆက်မလို့မမေဒါကျွန်တော်ရဲ့တငယ်ချင်းကောင်းဆက်နိုင်ပါဒီနေ့ပဲချင်းဂျူတီအော့မှာလည်းကောင်းဆက်ကျွန်တော်ဒီနေ့ off day ကိုခန့်ထားပေမဲ့နေကြတွေရဲ့ခလေးစိတ်ကိုတင်ထားရလို့လိုက်ပြီးတော့ကိုကြီးပေးနေရတာနေကြတွေရဲ့ခလေးဆိုတာကြောင့်မျက်လုံးထဲမှာအပြေကင်းစင်တဲ့ခလေးပုံရှည်လေးကိုမြောက်သွားပြီးတော့စိတ်လဲပူတယ်ခလေးကမနီးကအကောင်ကြီးပါဘလို့ဖြစ်ပြီးတော့ရုတ်တရက်ကြီးညအဖျားကြီးပြီးတော့တင်လိုက်ရတာအခုခလေးကသွေးသွင်းရမှာလေခက်တာကခလေးသွေးရအေးပြီးရှားနေတယ်ကိုခက်ဟာဒါဆိုအတော်ပဲကျွန်တော်သွေးရအေးပြီးလေလူပဲဗျဟာတိုက်ဆိုင်လိုက်တာဗျဒါမင်္ဂလာဆောင်ခါနီသွေးလူရင်ကျမ်းမာရေးထိခိုက်တယ်မမေကျွန်တော်ဆရာဝန်တယောက်ပါလူနာတယောက်ရဲ့အသက်ကိုကယ်ဖို့တောင်းဝင်ရှိတယ်မမေစိတ်ထုတ်ပြီးစောင့်နေလိုက်ကျွန်တော်ရဲ့ driver ကိုလာပြီးတော့ကြိုးခိုင်းလိုက်မယ်ဒေါက်တာကောင်းဆက်နိုင်ခံသူသားသွေးပြေစောင့်နေတော့မှအနွယ်စီပြန်လာပြီးတော့စိတ်အေးစီပုံလာပြောတယ်စေးသွင်းထားတဲ့ပါရှန်တဲ့တစ်ဖက်ကိုပဲလာသွားမှဆိုပြီးတော့မျက်ရှိတွေနဲ့ဝေးဝါးစွာအနွယ်ကစိုက်ကြည့်တယ်တညလုံးမနာပဲအခုမနက်၄နှစ်ထိအသားအတွက်စွေရည်တော်ကများနေရတဲ့အနွယ်ကိုကြည့်ရှင်ခိုင်စိတ်လေးပူရပါတယ်ခဏနားလိုက်ဖို့ပြောတော်လေအနွယ်ကလက်မခံပဲတူတူခါခါညင်းပေပါတယ်ခိုင်လေရှင်နဲ့လွယ်ပြီးတော့မမွေးခင်ရပေမဲ့မွေးပြပြချင်းအခုအရွယ်တည်းထင်းချောင်းလာခဲ့တဲ့သူမို့သူမခလေးလိုပဲစိတ်ပူတာပေါ့ဒါပေမဲ့ခလေးတဲ့အနွယ်ကိုလည်းစိတ်ပူရှာတယ်တော်ရှုံမျက်ရည်မကြားတတ်တဲ့အနွယ်ညာကလေးကတားပြေးသူအတွက်ရှင်နေစွာနဲ့ငိုကြွေးပါတယ်အနွယ်မန်နေဂျာနွယ်ဒေါက်တာအချိန်နေဘလို့လဲရင်သွေးလူမဲ့သူရှာလားသွေးလူရှင်ရှာခဲ့ပြီမန်နေဂျာနွယ်နေရက်လေအတွက်လိုအပ်တဲ့လောက်သွေးကိုလှူလိုက်မယ်ဘာမှစိတ်မပူနဲ့တော့
သေသွင်းပြီးရင်လေးချက်လေးကပြန်ပြီးတော့တက်သားသွားလိမ့်မယ်ကျေးဇူးတင်လိုက်တာအနွေအရှယ်ကျေးဇူးတင်တာပဲဘသူလဲရင်အနွေကိုယ်တိုင်လိုက်တွေ့ပြီးတော့ကျေးဇူးတင်ခြင်းလို့ပါတခြားသူမဟုတ်ဘူးမနေ့ကြာတွေထံမင်္ဂလာဝဲအတွက်အထင်လာအိုက်တဲ့ကျွန်တော်ရဲ့တငယ်ချင်းစုံတွေကိုခန့်လှူပေးတာကိုခန့်ဆိုတဲ့နာမည်ကြောင့်အနွေမျက်နှာထဲချုံမရပြတ်သွားတာကိုကောင်းဆက်နိုင်ကတတိထားမိတယ်သူရှယ်သွေးတွေနဲ့ဆင်းဆင်းနေတဲ့သားလေးရှယ်ကိုယ်တွေကိုနောက်ထပ်သူရှယ်သွေးနဲ့ပဲအသက်ဆက်ပြီးတော့ရှင်စီခဲ့တာတဲ့အနွေကမိခင်တယောက်ဖြစ်ပြီးသားတို့ဒီအရွယ်ဒီတကူရင်းအင်အားနဲ့ပြူစုပြူထောင်ခဲ့တဲ့သူဖြစ်ပါလေ။သားအတွက်ပါမှအထောက်ပဲအဖြစ်ရတာလေ။သားရှယ်လူဝဲချက်တွေကိုအနွေပါလို့အဖြစ်စီးပေးနိုင်ရှာတာလေ။မပေးနိုင်တဲ့ညစ်တာတွေကိုမျှော်လင့်ခဲ့တာအနွေတယောက်ချင်းနေတယ်တောလောက်ပါပြီ။သားကိုနောက်ထက်သူမလိုမျှော်လင့်ချက်တွေနဲ့မရှင်တန်စေခြင်းဘူး။တပားသူကိုချစ်ပေးမဲ့အစားကိုဘာသာပဲပို့ပြီးတော့ချစ်တင်တာမလား။ချစ်တာကတစ်ဖက်စိတ်နာကျင်မှုဟာတစ်ဖက်အနွယ်ဘလောက်ထိပြိုလဲခဲ့ရလဲကိုဝေနူးနူးနဲ့စိတ်တွေဖောင်းလဲဖောက်ပြန်ဖြစ်သွားတဲ့အထိတစိမ့်တယောက်လိုချစ်ပေးခဲ့တာအဲ့ဒီတစိမ့်ကအတောင်အလဲဆုံလာတော့အနွယ်ကိုအစိမ့်သက်သက်ကြော်ကိုင်းထပ်သွားတယ်ပါးပြေပေါ်စီးကျလာတဲ့မြေရီစားတွေကိုနာနာကြည်ကျင်ပုတ်တော့ပြီးတော့နှုတ်ခမ်းပပကိုဖိခိုက်ပြီးတော့အားတင်လိုက်တယ်တာအတွက်ခန်းကိုလိုအပ်တာဒီတစိမ့်နောက်ဆုံးအနေနဲ့အဆုံးသတ်ပြရစီမမသားလီအိရှာနိုးပြီလားလီတန်တူတူနဲ့မိခင်ကိုခေါ်ပြီးတော့သားရှဲလက်တစ်ဖက်ကန်းရှာတယ်အနွေအပြုံးပါးလေးနဲ့သားရှဲလက်လေးကိုရှူပြီးတော့သူမပန်းဖြင့်ထမ်းမှကတ်လိုက်တယ်သားရှဲလက်လေးတွေကပူနွေးနေလိုက်တာနာရီမမအုံဖအမြဲပြောင်းနော်မမဘိုက်စာရင်သားခဲ့ရဘိုက်စာလို့လားဟုတ်အိုးတောက်မယ်နော်မမဖြော်ပေးအကြိုက်တူတဲ့ဖေးအေးတူသားကအနွေဖြောပေးတဲ့ကွေကအုပ်ကိုမှတိတ်ပြီးတော့ကြိုက်ရှာပြန်တယ်ဖြောပေးမှာပေါ့အားရှိသွားပြီမမရဲ့အနွေဖြောတိုက်တဲ့ကွေကအုပ်ကအကောင်းဆုံးပဲကျွန်တော်အားပြည့်သွားတယ်စိတ်ကြတော့အနွေကျွန်တော်တနေ့ကျအနွေဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ပေးပါကျွန်တော်အနွေရဲ့ဘေးနားမှာတသက်လုံးရှိနေပြီမှာစေသွေးထားတဲ့ချိန်နဲ့အိမ်မော်ကြနေတဲ့ခန့်ဟာသူမစားတွေ့တုံးကလိုပဲသဘောကျမိတဲ့ဖြူစင်တဲ့ပုံစံလေးအတိုင်းပါပဲတတိရှာချင်းတွေသာစကားပြောတတ်မယ်ဆိုရင်ခံတရားနားထောင်လို့ဝမ်းမာတာမဟုတ်ကြောက်ခိုင်းပြီးတော့တလုံးလုံးထွက်သွားတဲ့နောက်ကျောင်းပြင်ကိုငေးကြည့်ရင်တကားခွေကထွက်လာတဲ့သူရှယ်ရှင်းချင်းမှာပူလောင်မှုတဝင်းတုံမှုတွေကရှော့ရှက်သွားတယ်သူလူအပ်တောင်းတနေတဲ့ချစ်ချင်းမြတ်တာဟာတစုံတယောက်ကပေါ်ပေါ်လောလောရှားနေလိုက်တာများမနာလိုခြင်းစရာကောင်းနေတယ်သူလက်ထဲကကင်ထားတဲ့စီးစာရွှေရဲ့နာမည်အပြည့်စုံဟာခန့်လင်းရှန်ပိုင်းနဲ့ခန့်တူထားပိုင်းနဲ့ရှုပ်ချင်းရလဲစဉ်သွေးအုပ်စုရလဲတူနာမည်ကလည်းခက်စစ်စင်တဲ့ခလေးတယောက်ဘလောက်ထိချစ်တက်လိုက်တဲ့မိန်းကလေးလေရှင်းနေကြော်လုံးလုံးကို့တဆန်းမှလှည့်မကြည့်တဲ့ရှောက်ကြားတယောက်ကိုဆွဆွမြဲမြဲချစ်နေတဲ့ပြင်အေးရှောက်ကြားနဲ့တထီရရေးတူတဲ့ခလေးတယောက်ကိုပါမွေးထားတာလေလားကောင်းဆက်နိုင်ကနာကျင်တုံလုံးစွာနဲ့ဆေးရုံအခန်းရှိရာခုံတန်းမှာထိုင်ကြလိုက်တယ်သူသိန်းကိုမှသဘောကျတဲ့မိန်းကလေးခံသူတာရဲ့မျက်နှာကိုပိုးတက်ပြီးတော့မျက်ရှိတွေနဲ့စကားပြောနေတဲ့သူ့မျက်လုံးနဲ့ထိတ်တာမြင်ခဲ့ရတယ်ခံသူတာရဲ့နဘေးကြားတိုင်းမျက်နှာပြတ်သွားတတ်တာကတတိထားမိတယ်မနေ့ကအင်ကြီးကိုယ်တိုင်တိုင်းရမှလေသူမကိုယ်တိုင်မတိုင်းပဲတပည့်တယောက်နဲ့လှုပ်ပေးပြီးတော့စကားတခုမှမပြောဘဲရှောင်သွားခဲ့တယ်ဒေါက်တာခံသူသားပိုင်ကိုကြည့်ရတာဘာမှမပြောင်းလဲအနွေတော်ကိုသိချာမမြင်ဘူးလို့လားနာမည်ပြောင်းထားတာကြောင့်လားမနေ့ကမျက်နှာချင်းဆိုင်တွေ့ပါလေမှန်မိတာကမက်စတက်ထားလို့လားဒေါက်တာကောင်းစနိုင်ရှယ်ရှင်တွေမှာမိကွန်ပေါင်းများစွာထင်ဟပ်နေတယ်နေကြတွေနဲ့ခံသူသားတို့ကြားတွေကပတ်သက်မှုကဘာဖြစ်နိုင်မလဲကိုခန့်နူးလာပြီလားကောင်းဆက်ကျွန်တော်အိပ်ပျော်နေတော့ကျွန်တော်စီတယောက်ရှောက်လာသွားသေးလားဘယ်သူမှမလာပါဘူးကျွန်တော်အချိန်ပြည့်ရှိနေတာပါအခုမှတင်စာစီယာဖုံးလာတော့အပြင်ခဏထွက်သွားတာဘာလို့လဲဗျဒါဆိုဒီကွေကအုပ်ဖြော်ရတာကအော်ဒါလားခမရနိုးရင်တောက်လို့ရှောင်းကျွန်တော်ဖြော်ပြီးတော့ထားပေးထားတာတောက်ပြီးပြီလားမဟုတ်ဘူးဒီအရာတော့ကျွန်တော်ရှင်းရှင်းနေနေသိနေတယ်ဒေါက်တာကောင်းဆက်နိုင်စိတ်ထဲမှာတန်တုံမှုတွေကထိတ်ဆုံးအစိတ်မှရှိနေတယ်သူတပထမဆုံးသဘောကျမိတဲ့မိန်းမရှိအချစ်တွေကိုအပြေအဝရှာရှိထားတဲ့ခံသူသားကိုလည်းရှေ့တဲကမကြည်မနှက်တွေကစူးပြုံနေတယ်ကိုခန့်ကလည်းအထူးဆန်းလှုပ်လို့ပြ
ကွေကောင်းဖြော်တာပါခက်လို့လေရှင်တွင်ပူပူတဲ့ရေဒီမိတ်အထုပ်လေးဖောက်ထည့်ပြီးတော့ဖြော်ယုံမယ်သူ့အရှားသာကငကိုကလေးဟာပေါင်ပေးပြီးသားဟင်းမဟုတ်ဘူးခလေးချင်းနေဘလို့လဲကောင်းဆက်စိတ်ချရတဲ့အခြေအနေထားရောက်သွားပါပဲကျွန်တော်ခလေးကိုခဏလောက်သွားကြည့်ခြင်းနဲ့โอเคလေအတူသွားကြတာပေါ့ကောင်းဆက်နိုင်လေအနွေနဲ့ခန်းသူကြဝဲမျက်နှာချင်းဆိုင်တွေးစေပြီးတော့အမိအရှာအကဲခက်ခြင်းနဲ့ဒါကြောင့်အခွင့်အရေးကိုအကျိုးရှိရှိအသုံးချရမယ်ကိုခန့်ခဏတော့အမိုက်ကက်နေလို့ကောင်းဆက်နိုင်ခန်းသူတာရှင်အင်းကြီးမှာကက်နေတဲ့ဆန်းစောက်ဖေးပေးသလိုနဲ့ယူလိုက်တယ်ခန်းသူတာမသိအောင်စာအုပ်ကြားလေးကိုညှက်လိုက်တယ်ခန်းသူတာနဲ့ကောင်းဆက်နိုင်ကလေးချက်လေးရှိတဲ့တည်တဲ့ VIP လူနာစာကိုရှောင်းလာတော့အနောက်ပါးကရှီနီတဲ့အတန်ကိုကြောက်လိုက်ရှာခြေလမ်းတွေကလှည့်ကြည့်လိုက်တယ်ပေါ်ပါတက်ကြွတဲ့ခြေလမ်းတွေနဲ့မျက်နှာမော်ကြည့်ပြီးတော့ရှောက်လာတဲ့တင်စာရှဲဝင်ဖုန်းဆက်တာမကိုင်လို့လိုက်လာခဲ့တာဖိတ်စာကိစ္စတွေပြုံးလို့ဟာကိုဆက်တယ်လို့ကိုမရှာဘူးကိုပြီးပြန်ဆက်မလို့ပဲဒီမှာခလေးအတွက်အရှိပေါ်တွေးလူနေလို့အိုးမင်္ဂလာဝဲရလီးနေပြီလေအရှိပေါ်တွေးလူအပ်တာလူပေးရကိုကဒီစရုပ်ရဲ့တောင်းဝင်ကြဆရာဝန်မဟုတ်တာကိုနဲ့ဘာမှမသက်ဆိုင်တာကိုအခုကိုခေါင်းထဲမှာထည့်ရမှာကတင်စာတို့နှစ်ယောက်ရဲ့မင်္ဂလာဝဲတင်စာမယောကိုယောကဆရာဝန်နော်လူနာတယောက်အရှိပေါ်ကုသဖို့လိုအပ်ရင်ကိုအရှိကိုစွန့်ပြီးတော့ကင်တင်ရမှာကိုတို့ဆရာဝန်ရဲ့အလုပ်ကတွေးလူတဲ့ကိစ္စကိုအတွက်အပန်းကြည့်ရဲ့အလုံးမဟုတ်ဘူးကိုကဒီစရုပ်ရဲ့တောင်းဝင်ကြဆရာဝန်မဟုတ်ပေမဲ့လူနာတိုင်းကဆရာဝန်တိုင်းနဲ့ပတ်သက်တယ်ဟုတ်တာပဲတင်စာအခုကလည်းတွေးလူရတာတခြားသူမဟုတ်ဘူးမန်နေဂျာတို့ရဲ့သားလေးပါခလေးအရှိပေါ်ဖြစ်နေလို့လူဝမ်းနေရဲ့တွေးရလေကိုခန်းစီကအကူကြီးတောင်းလိုက်ရတာနေကြနွေးဆိုတာငါရှဲဝန်ဒီအတွက်အပ်ထားတဲ့မိမမဟုတ်လားသူရှက်ကလေးအရှိပေါ်ဖြစ်တာဆိုရင်ငါဝိစော်ကအချိန်ပြီးစီးပါမလားပွဲရအရှမ်းနှီးကပ်နေတာငါသွားပြီးတော့မရမယ်ငါရှက်မင်္ဂလာပွဲကိုတော့ဘာအကြောင်းနဲ့မှအထီးကိုင်မခံနိုင်ဘူးခံသူတတခါတလေတင်းစစိတ်ပြရတာဒါတွေလေးပါတယ်တင်းစမင်းကိုကြီးစာစိတ်လေးထားစမ်းပါကွာခလေးအတွက်အပူတော့ကဝေးနေတဲ့မိခင်ဘာဖြစ်လို့ထပ်ပြီးတော့အပူမီပေးချင်နေရတာလဲမင်းဆရာဝန်တရားမဟုတ်ဘူးလားဘာလို့တကူကောင်းစမ်းနေကြတာလဲသူ့ဘက်ကိုပဲဆိုတာမျှပြီးတော့တွေ့ရတယ်သူချောလို့အချိန်မမေ့ရှင်အတင်ချုပ်ပြီးသားစီကြီးပေးပြီးတော့ဝေးလို့ရတာပဲဘာခန့်တကူကောင်းဆန်လာလားရှင်စကားပုံဖြစ်မပြောနဲ့ဒီမင်္ဂလာပွဲဟာတင်စာအများကြီးရင်းနှီးထားပြီးတော့ပြီးစရဲစားလို့ရအောင်တင်စာတို့ဂုံတိတ်ခါအရှိန်အဝါကမြောင်းနေအောက်ခြေအစင်ကတက်လာတာမဟုတ်ဘူးကျမရှင့်ကိုတီးခံလာရတာများနေပြီရှင်းနဲ့အပြည့်ပဲသိလားဒီမင်္ဂလာပွဲအတွက်တင်စာကြီးအရှိကနေဥဆောင်ပြီးတော့စီစဉ်နေရတာရှင်းနဲ့ဘာမှမဆိုင်သလိုဖာတိဖာသာATAဆက်နေတာတင်စာတိမခံနိုင်တော့ဘူးရှင်းနေတိတင်စာဒီလိုရက်ကိုရှာဖို့စောင့်လာကြရတာနေတော့ကလည်းစိတ်လျှော့ပြီးတော့အေးစင်းပြေလျောက်ညှိနှိုင်းကြပါဟာကလေးတွေလည်းမဟုတ်ကြဘူးအခုမှတွေးလာကြတာလည်းမဟုတ်ဘူးတင်စာနေရာလည်းစိတ်ကိုလျှော့ကိုခန့်ကဘာမဟုတ်တာလုပ်နေလို့လေပြီးတော့ဒါကစီးရောကိုသိက္ခာအတွက်လည်းချက်တွက်အောင်ငါတီးခန့်နေရများပြီကောင်းဆက်အခုလေငါအနှင်းနဲ့အလားလားမျောလင့်ထားတဲ့ကိစ္စပေါ့ဖြစ်ပြောနေတာဒီမှာခန့်ရှင်တင်စာလက်ထက်ကျင်လားတကယ်ချစ်သေးရဲ့လားဟမ်တင်စာခလေးလိုစကန်နာထိုးပြီးတော့ပြောနေနဲ့ဒါစေးရုံဝင်ကိုမင်းနဲ့ဘာပြဿနာမှမဖြစ်ချင်ဘူးအခုလက်ရှိအိမ်ကိုအရှင်ပြန်လိုက်ပါကိုမင်းနဲ့ပြီးမှလာတွေ့မယ်ရှင်ယောက်ျားမဟုတ်ဘူးလားဘာလို့ပြဿနာကိုခေါင်းရှောင်ဖို့စဉ်းစားနေရလဲတင်စာကဲစိတ်ကိုရှော့ကြပါဟာတင်စာလာငါနဲ့အပြင်လိုက်ခဲ့ကိုခန့်လေခဏစိတ်ကိုရှော့လိုက်ပါဗျလာတင်စာကောင်းစနိုင်ဆွဲခွင့်ရအောင်တင်စာရှင်းဝင်ရှက်ကန်နဲ့ပါလာတယ်ခံသူတစိတ်ဆိုးစွာနဲ့လေပူတွေကိုမှုတ်ထုတ်လိုက်တယ်ခလေးတတရှင်လားတတပါရဲ့ဒေါက်တာသွေးသွင်းထားတာကြပြီလားဒီရဲ့ဒပလေးကနောက်ဆုံးပါဒေါက်တာခလေးအမေကရောဆရာဝန်ကြီးနဲ့ခလေးရှောကအကြောင်းတွားပြီးတော့ဆွေးနွေးနေပါတယ်ဘလို့လဲကောင်ဆိုလေးတတလားတဲ့တတားစီကိုလာတာလားတတားကနေမကောင်းတော့တကလာရတာပေါ့တတားရေခဲမို့ကြိုက်တော့ဘူးမမရဲ့စကားနားမထောင်လို့အခုလိုဖြစ်တာအဲ့ဒါကြောင့်စားတော့ဘူးခံလေးရှင်ဆိုတဲ့ကောင်စုလေးကိုခံသူတာအသာအရှာချီပြီးတော့ဂတိဘွားနေထိုင်ကြပြီးရှင်ခွေးတင်းမှာထည့်ထားတယ်သူရှယ်ရှင်ခွေးတင်းမှာမိပြီးတော့ညှိသက်နေတဲ့မျက်နှာဖြော့လေးကိုသဘောကျစွာငေ့ကြရှင်ခံသူတာရှင်းတင်းမှာနှွေးထွင်လိုက်တာအနွေ
သူမအရှိကမြင်ကွင်းကိုစမ်းမကြည့်နိုင်စွာအန်ကိုတီးတီးကျိတ်လိုက်တယ်။မတ်ကိုပဲနှာခေါင်းဖုံးတဲ့အထိဆွဲတင်ပြီးတော့မတ်ကိုပဲနှာခေါင်းဖုံးတဲ့အထိဆွဲတင်ကကြောက်လိုက်ပြီးသူမအခန်းထဲဝင်လာတယ်။ဒါနူးနေရလား။မကဲမစီလာခဲ့တော့နော်။လေတာကိုကြမဲကျင်းပြီးတောက်ပဲခန်တူတားရှင်ကွင်းတွေကပြောင်းချလိုက်တယ်။ဒေါက်တာလိုအပ်တဲ့သွေးလူပေလို့ကျေးဇူးတင်ပေးမယ်။နောက်တစ်ခါမှကျမသားရဲ့အရှိကိုချက်ပြီးတော့မပေါ်လာပါနဲ့။ညနာကိုမတ်စတာထားတာကြောင့်အသေးအချာမတွေ့ရတော့လေပဲရှည်လျားတယ်ဆိုပြီးဖြူဥတဲ့အသားရှိဝေစင်ထားတဲ့ဖက်ရှင်ကြောင့်အဲ့ဒီမိမကလှပပြီးတော့အချို့အစင်းကြတဲ့မိန်းကလေးတယောက်ဆိုတာကိုတော့သူတတိထားမိတယ်။ရှင်ကွင်းထဲကသားဟာတနာစပွဲမျက်နှာလေးနဲ့ပြောလာတယ်။အနွေတော်မှာရှင်ကွင်းမတဲ့ခန်းစားနေရတာသူရှင်းတွေ့တာနဲ့လူဖြစ်ပြီးတော့ရှင်တန်လာရဲ့ဖေးအေးဖြစ်သူကဘာမှမခန်းစားမိဘူးလားလို့မေးကြည့်လိုက်တာ။တိတ်ဆန်းသားမင်းမဖေးအေးမရှိဘူး။မင်းအဖေကသေပြီ။ဒီလူကသားနဲ့ဘာမှမဆိုင်ဘူး။ तू ကသားအတွက်သစိမ့်မယ်။ခမခလေးမေဟုတ်ရဲ့လား။ကို့ကလေးနေမကောင်းဖြစ်နေတာသိရဲ့နဲ့ဘာလို့ထိခိုက်စရာတွေပြောနေရလဲ။အနှွေတယောက်အောင်တက်ရှိလိုက်တယ်။ရုံအကြီးတွေကိုပုတ်ထုတ်ပြီးတော့တောင်အရှပေါ်မှာညှင်သာစွာချပေးလိုက်တယ်။ကျမဝမ်းနဲ့လွယ်ပြီးတော့ဒီအရွယ်ထိရှောက်အောင်လှောကရံကိုအန်တုပြီးတော့မွေးလာခဲ့တဲ့သားရှိအမေစစ်စစ်ပါရှင်။ကျမသာမတီးနိုင်တဲ့ဂတိအကျွတ်မျော်လင့်ပြီးတော့ရှင်တန်နေတာမဖြစ်ချင်လို့ပါပြီးတော့ခွဲစိတ်အထူးခုနိုင်ငံသားပြည်ဒေါက်တာကြီးကခလေးမချစ်တတ်ဘူးမဟုတ်လားရှင်ခလေးရဲ့ဖေကလူမဆန်တဲ့သူမို့လို့ပါရှောက်ကြားတွေကမအောင်ခင်းမအိုးခင်မင်ကြတာမဟုတ်ဘူးလားဒေါက်တာပြီးတော့ခလေးရှက်အဖေဖြစ်ဖို့မထိုက်တန်လို့ပါလုံးဝမကြံလို့ခမ ्या ဘာတွေပြောနေရလဲမနေကြနဲ့ကျမကခလေးတယောက်နဲ့ရှောက်ကြားကရှေ့ရှက်ဆက်ဆက်ပြစ်သွားတာခင်ရတဲ့လင်းပြင်းမှာပါဒေါက်တာခန်တူတာဘာမှမစင်စားပဲနေကြွယ်လက်ကိုဖမ်းဆွဲလိုက်တော့လေလက်သက်တွေကရွှေရောင်မောင်းခွဲလက်စွပ်ကြောင့်သူချဲမျိုးတွေကပြူးကျဲသွားတယ်ဒါလက်စွပ်ကအနွေတုံလို့ခြောက်ချားသွားတယ်တာကအနွေတို့နှစ်ယောက်ကိုမျက်ရှိဝဲစွာစိုက်ကြည့်နေတယ်အခန်းဝါကပေါ်လာတဲ့နေရာကြောင့်ခန်တူတာလက်ထဲကသူ့မလက်ကိုပဲအထေတလလွှတ်လိုက်တယ်ကို sorry နော်တင်စာအရှက်စိတ်လောသွားတာတင်စာကိုကိစ္စတွေပြီးပြီမလားတင်စာခွဲဆောင်လို့အပြေမှာတခုခုစာရင်မင်္ဂလာခမ်းမအတွက်ဆွေးနွေးကြရအောင်နော်အော်မန်နေဂျာနဲ့ခလီတက်တာရဲ့လားဒေါက်တာခန်းသူကြရဲ့ကျေးဇူးကြောင့်တားလီယာတက်တာသွားပါပြီမတ်တင်စာရှင်းဝင်ဒါဆိုမန်နေဂျာနဲ့တင်စာတို့ဝန်တင်အတွက်ပွဲတော်ဝိဆောင်အချိန်မရချုပ်ပေးနိုင်ရဲ့လားဟိုတင်စာကအချိန်ရှိတော့မင်းရတာပွဲရကအရှမ်းနီးနေပြီလေစိတ်ချပါကျမတောင်ရင်ယူလက်ခံထားတဲ့ကိစ္စဆိုတော့အချိန်ပြချုပ်ပေးပါပါကျေးဇူးပါရှင်တင်စာကခွင့်ကြီးပါလေမနေ့ကတွေရဲ့လက်ရကိုအရှမ်းဝစ်ချင်တာဟုတ်ကဲ့အဲ့ဆိုခွင့်ပြုပါကိုသွားရအောင်ဒေါက်တာမနေ့ဖြန်ကြရင်တားလေစိတ်ဟုတ်ကစီလို့ရကူညီပေးပါနော်ဘာလို့လဲမနေ့ကတွေခလီရတိတ်ပြီးတော့မသက်သာသေးဘူးလေရှားပါတယ်ဒေါက်တာပဲအိမ်မှာလှကြည့်ပေးပါပြီးတော့တာအတွက်တီးတဲ့သူနာပြူတယောက်လည်းအနှွေကိုရှာပေးပါအောင်နော်စိတ်ဆုံးဖြတ်ပြီးရတဲ့အနွေတော်မျက်နှာကတည်ကြည်နေတယ်။ဒေါက်တာကောင်းဆက်နိုင်တားဆီးကြည့်ပေမဲ့ချက်ပြီးတော့ခတ်တူတလာနွေတာပတ်သက်မှလည်းလက်မခံ။ပြီးခဲ့တဲ့အတိတ်တွေတည်းကအနွေတော်ကိုသူရှောင်းဆွဲထုတ်မယ်။တင်စာနဲ့တူစရုပ်အပြင်ဘက်ကပန်းချက်တွေမှာအေးဆေးစကားပြောဖြစ်တယ်။ခန်းရှင်ကမိန်းကလေးတယောက်နဲ့ living together နေခဲ့တယ်။အဲ့ဒီမိန်းမကခန့်ဆရာဝန်တယောက်ဖြစ်လာအောင်အထိပံ့ပိုးပေးခဲ့တာ။ဒါနဲ့များနေပါလို့သူနဲ့ပတ်သက်ရတာလေတင်စာဘာလို့ယူမိုက်ပြီးတော့ရှေ့ဆက်တူးရတာလဲချစ်တာကိုငါအခန့်အရှမ်းချစ်ခဲ့တာနိုင်ငံသားရုပ်သွားရင်ငါမေးဖြစ်နိုင်ပြီလို့ထင်ခဲ့တာဒါပေမဲ့ငါမမေ့နိုင်ဘူးဟာငါမာနာငါအစစ်အတန်းတွေခေါ်ဝါချပြီးငါဘက်ကစခန့်ဆက်သွယ်ခဲ့တာခန့်လည်းငါ့ကိုလက်ခံတယ်ငါရှိတဲ့နိုင်ငံသားကိုသူ့အမေထောက်ပံ့နဲ့ရှောက်လာခဲ့တာငါနဲ့ခန့်ဟိုမှာချစ်သူတွေဖြစ်ပြီးတော့ခန့်အတိတ်ကိုငါမသိဘူးငါရှိနေမှာခန့်ကိုချစ်တယ်အတားကြည့်လိုက်တာတင်စာနင်းသာဒီလောက်ချစ်နေရင်အဲ့ဒီမိန်းကလေးရောခန့်တူတာဘလောက်ချစ်မလဲနင်းတွေးကြည့်ဘူးလားတင်စာတွေးစရာမလိုဘူးကောင်းဆက်ခန့်တကယ်ချစ်လို့ငါးစီရှောက်လာတာသူ့ရဲ့အတိတ်ကိုလည်းငါလက်ခံပေးနိုင်တယ်ပြီးတော့အဲ့ဒီမိန်းမအခုဆိုဘေးရလို့ဘေးပြောင်မန်းကိုတီးတော့တာမဟုတ်ဘူးအဲ့ဒီမိန်းကလေးကရှိသေးတယ်ဆိုရင်ရောအခုထိခန့်တူတာမျော်လင့်နေသေးတယ်ဆိုရင်ရောငါနောက်ဆုံးမှမဟုတ်ဘူးကောင်းဆက်ခန့်ကလည်းအဲ့ဒီမိန်းမ
ငါနဲ့ရှင်ပြီးတော့ရွှေကျင်မှာမဟုတ်ဘူးနင်အဲ့လိုပဲတွေးနေရလားတင်ဆောင်ခန့်တုဒရှင်ထဲမှာအခုထိအဲ့ဒီမိမရှိနေသေးတယ်ဆိုရင်နေပါဆက်လို့မလဲကောင်းဆက်နေပါရီသိထားလေနေပြန်ပေးလိုက်ပါလားဒီအခြေအနေအထိရှောင်းလာပြီးမှငါနောက်ဆုံးမယ်လို့ထင်နေရလားကောင်းဆက်โอเคဒါဆိုနေပြီနာခန့်တုဒထမသားအောင်ကာဝယ်နေအမြင်နဲ့ပောက်ကွင်းပြနေသူစိတ်ညှင်းညူပြီးတော့ထွက်သွားလိမ့်မယ်ယောက်ျားလေးဆိုအချော်ကြိုက်တယ်ဟာတာယာမှုတွေကိုကြိုက်တယ်ခန့်တုဒအကြောင်းနေအတိဆုံးဖြစ်မှာပါနေပါရီသိထားလေငါမေးတာဖြစ်အဲ့ဒီမိန်းကလေးနာမည်ကအနွေလားအနွေတော်နေကြနွေနဲ့အနွေတော်ကနာမည်စိတ်သလားလို့ကောင်းဆက်ခန့်တုဒနေကြနွေနဲ့ဒီရဲ့ပိုင်းမတွေ့မိအောင်နေကြပဲယူနိုင်လားတင်စားတကယ်ပဲအဲ့ဒီမိန်းမနေကြနွေလားမသေးကြသေးဘူးတေးကြငါပြန်ပြောမယ်အဲ့ဒီခလီကတင်စားရှဲဝင်းဆက်ပြီးတော့ပြောမထွက်အောင်ရှင်းတင်းမှနှိမ့်သွားတယ်တာလီစရုပ်ကဆင်းပြီးအနွေဆိုင်ကိုခွေးတန်းတွေနဲ့တာလီစရုပ်ကဆင်းပြီးတော့အနွေဆိုင်ကိုခွေးတန်းတွေနဲ့ခိုင်ကိုသာလွှတ်ထားတယ်အနွေသီးတန့်ဝဲထားတဲ့တိုက်ခန်းမှာခဏပြောင်းနေပြီးတော့သားကိုလည်းစိတ်ချရအောင်သူနာဖြူနဲ့အနီးကပ်ထားတယ်တာကျမ်းမရှိကိုလည်းဒေါက်တာကောင်းဆက်နိုင်ကပဲနေတိုင်လာကြည့်ပြီးတာကြောင့်တာလေးပြန်လဲကျမ်းမာလာသလိုအရှာကတိပေးမှာထောင်ထားလေးရှိတဲ့ခက်ရှက်ဓာတ်ပေါက်ကိုလည်းအနွေကတာမတိအောင်သိမ့်လိုက်တော့တယ်တာကဖခင်ဖြစ်သူရဲ့အငွေအသက်ကိုတန်တားပေမဲ့အနွေကသားပြောင်တခြားနီလန်းတွေနဲ့ဖြည့်ဆည်းပေးပါတာကျမ်းမရှိကိုလည်းအနီးကဂယုဆိုင်ရှင်ခန္ဓာဝမ်တီဝစ်ဆောင်ကိုလည်းအချိန်ယူပြီးနေ့မှာညမနာချူရတယ်ခိုင်းတဲ့အားလည်းမကြာခဏကြမ်းရတယ်ခန္ဓာဆိုင်ဘက်ကိုခဏခဏရှောင်းလာကြဝန်တန်းတွေကိုလည်းအနွေကိုမင်းကြောင်းနဲ့အားလုံးကလည်းအနွေမှားထားတဲ့အတိုင်းဘူးခပြီးတော့ညှင်းကြတယ်တလားဆိုတဲ့အချိန်အတွင်းခန္ဓာတို့ဝစ်ဆောင်ကိုပဲအနွေကခွေးတန်းကောင်မလေး2ယောက်အကူနဲ့ပြီးစီးသွားတယ်။တေစာရှဲဝဲလိုချင်တဲ့ပုံစံအတိုင်းကွက်တီဖြစ်အောင်လို့လိပ်ရှာကတည်တဲ့စွာနဲ့ချုပ်ထားတယ်။အနွေချုပ်ထားသမျှလိပ်ရှာတွေမှာအလှဆုံးအကားဆုံးဖြစ်အောင်အဖေပန်းခံအုံနာအကြောက်ခန်းထားရှာတယ်။ခန့်အတွက်ဝစ်ဆောင်ကချုပ်เสียမလို့ယောက်ျားလေးဝစ်ဆောင်တင်တန်းကြပြီးတော့ပထမဆုံးချုပ်တဲ့ဝစ်ဆောင်ဟာခန့်အတွက်ပါ။အနွေရှက်ပထမဆုံးလိပ်ရှာကိုခန့်အတွက်ချုပ်ထားတာဖြစ်ပါတယ်။လိုအပ်တဲ့အတူအရှောကိုသာပြန်တင်လိုက်တယ်။အနွယ်ပြီးစီးသွားတဲ့အထည်ကိုလှပစွာပါကင်ထုတ်ပြီးစိုက်ကိုပို့ထားပြီးတော့ခိုက်ကိုဖုံးဆက်ပြီးတော့အကြောင်းကြားခံလိုက်တယ်